Bismillah အဲ့တော့ဒီကုရ်အာန်ကိုဘယ်လိုနားလည်မလဲပေါ့နော်အဲ့တော့ကုရ်အာန်ဘာသာပြန်တဲ့ပတ်သက်တာပဲဖြစ်ဘာလို့ရင်ကျွန်တော်တို့ကုရ်အာန်ဖတ်မယ်然后ကုရ်အာန်ကိုဘယ်လိုနားလည်မလဲဟုတ်လားအဲ့တော့ကုရ်အာန်ကိုဘယ်လိုနားလည်မလဲဆိုတော့ဥပမာကျွန်တော်ပြောချင်နေတဲ့စကားကိုဟုတ်ပြီနော်အဲ့တော့ကျွန်တော်စိတ်ထဲမှာရှိနေတဲ့အရာကိုခင်ဗျားတို့ရှိကိုရောက်အောင်ဟုတ်ပြီလားအုံနောက်ထဲမှာအဲ့လိုကျွန်တော်ပြောချင်တဲ့အရာရောက်သွားအောင်ပုံဖော်သွားအောင်သဘောပေါက်သွားအောင်ကျွန်တော်စိတ်ထဲမှာရှိနေတဲ့အရာကိုခင်ဗျားတို့ရှိရောက်စေချင်တယ်ဆိုဘယ်ပုံစံနဲ့ပြောရမှာလဲကျွန်တော်ပြောစိတ်ထဲမှာရှိနေတဲ့အရာတွေကိုစကားလုံးလုပ်ပြီးပြောရမှာဟုတ်တယ်နော်အဲ့တော့ဒီပြောချင်တဲ့အရာကိုတစ်ဖက်လူနားလဲဖို့တခြားလူနားလဲဖို့တော့ဘာလို့လဲစကားလုံးလိုတယ်ဝါကြလိုတယ်ဟုတ်တယ်နော်ဝါကြတွေအဲ့ဒီဝါကြတွေနဲ့ပြောမှဘာလို့မှလဲတစ်ဖက်ကလူကဘာလို့ပါလဲနားလဲမှာဟုတ်တယ်နော်အဲ့တော့အဲ့ဒီဝါကြတွေအဲ့ဒီဒီဘယ်လိုပြောမလဲစကားတွေကိုကျွန်တော်တို့ဘယ်လိုနားလဲမလဲဟုတ်တယ်နော်အဲ့တော့ရှိနေတဲ့အရာတစ်ခုသူများနားလဲအောင်ပြောဖို့ဆိုလို့ရှိရင်စကားလုံးနဲ့ပြောရမှာဒါပေမဲ့အဲ့ဒီစကားလုံးနဲ့ပြောဖို့ဆိုရင်စကားလုံးကိုနားလဲဖို့မလိုဘူးလားဝါကြကိုနားလဲဖို့လိုတယ်စကားကိုနားလဲဖို့လိုတယ်ဥပမာဟိုကအဘူကဟုတ်မှာနော်အဲ့တော့ဟိုဝါဆိုတာနဲ့အဘူကဆိုတာနဲ့နှလုံးပေါင်းထားတာအဲ့တော့ဟိုဝါဆိုတာကထိုတူဒီအဘူကအတင်းရဲ့အဖေဖြစ်တယ်ဟုတ်ပြီအဲ့တော့ဟိုဝါအဘူကဆိုတာဒီမှာဒါဝါကြဟုတ်လားထိုတူဒီအတင်းရဲ့အဖေဖြစ်တယ်အဲ့တော့ဟုတ်ပြီအဲ့တော့ဘယ်ပုံစံနဲ့လဲဆိုလို့ရှိရင်ဥပမာဒီဟုတ်ပြီလားအဖေကသူ့တားမွေးပြီးတဲ့ကတခြားနေရာရောက်သွားမယ်ဟုတ်ပြီလားသူ့တားသူ့အဖေဘယ်သူမှမသိဘူးโอเคဟုတ်ပြီပြန်ရောက်လာတဲ့ခါကျလို့ရှိရင်သူ့အဖေမှန်သိအောင်ဟုတ်ပြီလားသူများတွေကပြောပြတဲ့ခါမှာဘယ်လိုပြောမလဲဟိုကအဘူက तू ကမင်းရဲ့အဖေဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီကလေးကဘာဖြစ်မလဲသူ့အဖေဆိုတာကို तू သိသွားမယ်ဟုတ်လားသူ့အဖေမှန်မသိတဲ့ဖြစ်တဲ့အတွက်ကြောင့် तू သိသွားဟုတ်ပြီတခါတလေမှာဟုတ်ပြီလားအဲ့တော့တားပါရောစင်မပြေဘူးမတည့်ဘူးဟုတ်ပြီလားအဲ့တော့ဘေးလူတွေသူ့ကိုပြောမယ်တခါတလေကြားလို့ရှိရင်ဟိုကအဘူကဟုတ်ပြီလားအဲ့ဒါမင်းအဖေနော်အဲ့တော့ဟုတ်ပြီလားသူနှစ်ယောက်ကတိတယ်သူ့အဖေမှန်းလည်းသူတိတယ်ဒါပေမဲ့ဘေးလူကပြီးတော့ပြောမယ်ဟုတ်ပြီလားဟိုကအဘူကအဲ့ဒါမင်းအဖေနော်လို့ပြောရဆိုလို့ရှိရင်အဲ့တော့ तू ကမတိလို့ပြောပြတာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အဖေကိုအဖေလို့မဆက်ဆံလို့လားအဖေကိုအဖေလို့မဆက်ဆံလို့ဟုတ်တယ်နော်ဟုတ်ပြီအဲ့တော့ပထမဖြစ်စဉ်မှာဟိုကအဘူကဒီစာလုံးရဲ့အဓိပ္ပာယ်တိုင်းပဲတော့မှာအဲ့ဒါမင်းရဲ့အဖေဘာဖြစ်လို့လဲ तू တိသွားပြီအဲ့တော့ဒုတိယရဲ့ဖြစ်စဉ်မှာဟိုကအဘူကလို့ပြောပြီးဆိုလို့ရှိရင်ဟုတ်ပြီလားအဲ့ဒီသူ့ရဲ့တားကိုဒါမင်းအဖေပါဆိုတဲ့စကားလုံးဒီဝါကြောက်ကိုလိုချင်နေရလားကောင်းကောင်းမွန်မွန်ဆက်ဆံဆိုတဲ့စကားကိုလိုချင်နေတာကောင်းကောင်းမွန်မွန်ဆက်ဆံဆိုတဲ့စကားကိုလိုချင်တာဒီစကားကိုမလိုချင်ဘူးဟိုကအဘူကောက်ကိုမလိုချင်ဘူးဒါပေမဲ့ဒီမှာလေဒီဝါကြပဲမဟုတ်ဘူးလားဒါပဲမဟုတ်ဘူးလားဟုတ်ပြီနော်ဒါဆိုတော့ပေါ့လေနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဟုတ်လားကျွန်တော်တို့ကအဲ့တော့အရာတစ်ခုကိုသိအောင်တစ်ဖက်ကိုပြောလိုက်ပြီဆိုလို့ရှိရင်ဘာနဲ့ပြောမလဲစကားဟုတ်ပြီနော်စကားနဲ့ပြောမယ်ဝါကြတွေနဲ့တိဆောက်မယ်စကားလုံးတွေနဲ့တိဆောက်ပြီးတော့ဝါကြဖြစ်အောင်ပြောမယ်အဲ့လိုဖြစ်အောင်လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဟုတ်ပြီလားဒါကိုနားလည်ရမယ့်ပုံစံကဘယ်ပုံစံလဲဆိုလို့ရှိရင်ပထမအဦးဆုံးအဲ့ဒီဝါကြကိုဘာလုပ်မှာလဲဘာသာပြန်မှာဟုတ်လားပထမအဦးဆုံးအဲ့ဒီဝါကြကိုဘာသာပြန်မှာအဲ့တော့ဘယ်လိုခေါ်လဲဆိုလို့ရှိရင်တာရဂျာမာလို့ခေါ်တယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့အဲ့ဒီဟာကိုဘယ်လိုခေါ်မလဲတာရဂျာမာလို့ခေါ်တယ်တာရဂျာမာဆိုတာဘာလို့လဲဘာသာပြန်တာခဏကပြောတယ်ဟိုကအဘူကောက်ဘာလို့တာလဲဘာသာပြန်လိုက်တာဟုတ်ပြီအကယ်လို့ဘာသာပြန်နေတင်ပြီးသွားပြီဆိုလို့ရှိရင်ခဏကဖြစ်တဲ့ဒုတိယအခြေအနေမှာဆိုလို့ရှိရင်ဒီဘာသာပြန်တာကိုလိုချင်နေရလားမဟုတ်ဘာကိုလိုချင်တာလဲတခြားအဲ့ဒီစကားလုံးကနေပြီးမှဘာကိုလိုချင်တာလဲတခြားအဓိပ္ပာယ်ကိုလိုချင်နေတာဟုတ်ပြီလားအဲ့တော့ဒီစကားလုံးကနေတခြားအဓိပ္ပာယ်ကိုလိုချင်နေတဲ့အတွက်ကြောင့်ဟုတ်ပြီလားအဲ့ဒီခဏကဝါကြောက်ကိုဘာသာပြန်ပြီးသွားပြီဆိုရင်ဘာလို့လဲသူ့ရဲ့မိုရလိုရင်းကဘာလဲဆိုတော့သိအောင်လုပ်ဖို့လိုတယ်သူ့ရဲ့ဘာလဲမိုရသူ့ရဲ့ဆိုလိုရင်းအဲ့ဒီစကားကနေဘာကိုလိုချင်နေတာလဲဆိုတော့ဘာလုပ်ဖို့လိုလဲသိအောင်လုပ်ဖို့လိုတယ်အဲ့ဒီလိုပဲအလောရှိမြတ်ကကျွန်တော်တို့တွေကိုဟုတ်ပြီလားဒီအမိတ်နေပေးမယ်ဟုတ်ပြီနော်အဲ့တော့တားမြစ်တာတွေတားမြစ်မယ်အဲ့တော့ဒီဟုတ်လားရှရီအတ်နဲ့ပတ်သက်ပြီးတော့ဟုတ်ပြီလားတာရနာနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုကျွန်တော်တို့လာပြောမယ်အဲ့တော့အလောရှိမြတ်ကကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သဘောပေါက်အောင်ကျွန်တော်တို့နားလည်အောင်ဘယ်ပုံစံနဲ့လာပြောရလဲကိုရ်အာန်နဲ့လာပြောတာအဲ့တော့ကိုရ်အာန်ကဘာတွေနဲ့ဖွဲ့စည်းထားတာလဲစကားလုံးတွေနဲ့ဝါကြတွေနဲ့ဖွဲ့စည်းထားတာမဟုတ်လားအဲ့ဒါဆိုရင်အဲ့ဒီစကားလုံးတွေအဲ့ဒီဝါကြတွေကိုကျွန်တော်တို့ဘာလုပ်ဖို့လိုလဲနားလည်ဖို့လိုတယ်အဲ့တော့ဟုတ်ပြီအဲ့တော့ဝါကြတစ်ခုစကားတစ်ခုကိုပြောလိုက်ပြီဆိုလို့ရှိရင်ဥပမာဟုတ်ပြီလားကိုရ်အာန်အာယတ်ဝါမာတစ်ကာ
biyaminika ya Musa ဟုတ်ပြီလားအလောရှ်မြတ်ကတမန်တော်မူဆာကိုပြောတယ်ဝါမာတစ်က biyaminika ya Musa အိုးမူဆာအတင်းရဲ့ညာဘက်လက်ထဲကဒုက္ခပါလေအတင်းရဲ့ညာဘက်လက်ကပါလေညာဘက်လက်မှာကင်ထားတဲ့အရာကပါလေဆိုပြီးအလောရှ်မြတ်ကမေးလာကိုရန်ထဲမှာဟုတ်ပြီအဲ့တော့ဝါမာတစ်က biyaminika ya Musa ကိုအတိတ်ပဲပြန်ပြီးဆိုရင်ညာဘက်မှာကင်ထားတဲ့အရာကပါလေဆိုပြီးအလောရှ်မြတ်ကမေးတာဟုတ်လားမဟုတ်လားအဲ့ဒါကိုတရဂျမာလို့ခေါ်တယ်ဘာသာပြန်တာလို့ခေါ်တယ်ဒါပေမဲ့ဘာသာပြန်တာနဲ့တည်းပြီးသွားတယ်ဆိုလို့ရှိရင်လူရင်းကိုရောက်မလားမရောက်ဘူးဟုတ်ပြီဘယ်လိုမျိုးလဲဥမာအဲ့ဒါကိုဘာသာပြန်ပြီးသွားတယ်ဆိုလို့ရှိရင်အဲ့တော့မေးခွန်းမေးတယ်ဆိုတာကဘယ်အချိန်မှာမေးတာအရာတစ်ခုကိုမတိတဲ့အချိန်မှာမေးခွန်းမေးတာဟုတ်ပြီလားအရာတစ်ခုကိုမေးပြီဆိုတဲ့ရင်ဘာလို့မေးတာလဲမတိလို့မေးတာဟုတ်ပြီအလောရှ်မြတ်ကဘရုမေးနေတာတမန်တော်မူဆာကိုမေးနေတာမဟုတ်လားအဲ့ဒါဆိုလို့ရှိရင်အလောရှ်မြတ်ကတမန်တော်မူဆာလက်ထဲမှာရှိတဲ့အရာဘာမှမတိဘူးလားအလောရှ်မြတ်ကအကျွေးမဲ့တိရှိတဲ့အရှင်ကတော်ဆိုပေါ့လားအဲ့တော့ဝမာတစ်ကဘေးယမီနေကယာမူဆာကြိုက်တယ်လို့ဘာသာပြန်ဘယ်တိုင်းပဲထွက်မှာလဲအတင်းရဲ့ကင်ထားတဲ့ညာဘက်လက်ထက်ဟာကဘာလဲဆိုတဲ့အတိတ်ပဲထွက်မှာဒါပေမဲ့မိုရတ်ကအဲ့ဒါလားအကယ်လို့အဲ့ဒီတရဂျာမှာဘာသာပြန်တာကပဲပြီးသွားပြီဆိုလို့ရှိရင်ဟုတ်ပြီအရာတစ်ခုကိုမေးတယ်ဆိုတာဘာကြောင့်မေးတာလဲမတိလို့မေးတာအလောရှ်မြတ်ကမတိလို့မေးတာလားအဲ့ဒီတမန်တော်မူဆာကင်ထားတဲ့အရာကိုဘယ်သူပေးထားတာလဲအလားပေးထားတာလေဒုံမဟုတ်ဘူးလားအဲ့ဒီဒုတ်ကိုပင်လေကိုနှစ်ချမ်းခွဲအောင်ဘယ်သူလုပ်ပေးရလဲအလားလုပ်ပေးရကြောင်တုံးရိုက်တဲ့ချင်းရေပန်းထောက်အောင်ဘယ်သူလုပ်ပေးရလဲအလားလုပ်ပေးဖင်အောင်နဲ့တွေ့တဲ့ခါမှာအဲ့ဒီဒုတ်ကရင်မွေးဖြစ်ပြောင်းအောင်ဘယ်သူလုပ်ပေးရလဲအလားလုပ်ပေးထားတဲ့အရာအလားပြန်မေးမလားတော်လို့ပေါ့လားအဲ့ဒါဆိုရင်ဒီနေရာမှာမေးခွန်းကိုလိုချင်တာလားမဟုတ်ဘူးဘာလို့လိုချင်တာလဲဆိုလိုရင်းရှိရမယ်ဆိုလိုရင်းအဲ့ဒီဆိုလိုရင်းကိုကိုရန်အရပြောပဲဆိုရင်ဘယ်လိုပြောလဲတက်စီလို့ပြောတယ်ဟုတ်ပြီလားအကျက်ရှင်းလင်းချက်ဒါဆိုလို့ပေါ့လားဟုတ်ပြီတက်စီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုရန်ကိုနားလေတဲ့အခါမှာဘာသာပြန်ယုံနဲ့ပြီးသွားလို့ရမလားမရဘူးဘာလို့အဲ့လဲအဲ့ဒီဘာသာပြန်ပြီးသွားပြီဆိုလို့ရှိရင်ဘာလို့အဲ့လဲသူ့ရဲ့တက်စီရှင်းလင်းချက်ကိုလိုအပ်တယ်ဒါဆိုတော့ပေါ့တယ်ဟုတ်ဟုတ်ပြီအဲ့တော့ဘာလို့လိုအပ်တာလဲဘာသာပြန်ပြီးသွားပြီဆိုရင်ဘာလို့လိုအပ်မှာလဲသူ့ရဲ့တက်စီကိုလိုအပ်မှာအဲ့တော့ကိုရန်ထဲမှာပဲဟုတ်လားဒီမေးခွန်းနဲ့ပတ်သက်တဲ့ဟာတွေပြောတယ်အလောရှ်မြတ်ကဖာအိနာတက်ဆာဘူးဗါလဲဖာအိနာတက်ဆာဘူးအတင်တို့ပဲသွားနေတာလဲဆိုပြီးကိုရန်ထဲမှာမမေးထားဘူးလားအလောရှ်မြတ်ကမတိဘူးလားကျွန်တော်တို့ပဲသွားနေရတယ်အကျွမ်းမတိရမလားအဲ့တော့ဘာလို့ဖာအိနာတက်ဆာဘူးဆိုတော့မေးတယ်ဆိုတာမတိလို့မေးတာမဟုတ်ဘူးလားဒါဆိုတော့ဟုတ်လားအဲ့တော့တရဂျမာအတိုင်းပဲဆိုလို့ရှိရင်ဘာတွေဖြစ်သွားမလဲဟုတ်တယ်ဟုတ်ဒါအခုဒါဥပမာပဲရှိတယ်အဲ့ဒါဆိုလို့ရှိရင်တရဂျမာမပြန်ရဘူးလို့မပြောဘူးဘာသာပြန်ရမယ်အဲ့ဒါပြီးသွားပြီဆိုရင်အဲ့ဒီတရဂျမာအပြင်ဘာလို့နေတာလဲတက်စီလို့နေတာတက်စီကရှိကိုရှိရမယ်မရှိလို့မရအောင်ဒါဆိုတော့ဟုတ်လားဟုတ်ပြီအဲ့ဒီတက်စီကိုဘယ်လိုလုပ်မလဲဘယ်လိုနားလည်မလဲအခုမှစတာတရဂျမာဘာသာပြန်တာကဒီစကားလုံးရဲ့အဓိပ္ပာယ်တည်ရင်ဘာသာပြန်လို့ရတယ်ဒါပေမဲ့ကိုရန်ရဲ့တက်စီကဘယ်လိုလဲအလောရှ်မြတ်ကဘာလို့နေတာဘာလို့ပြောနေတာလဲဆိုတာကိုတီးဖို့အတွက်ကတက်စီလို့တယ်အဲ့မဲ့တက်စီကဒီတိုင်းဖွင့်ကျင်တိုင်းဖွင့်လို့ရမလားမရဘူးလေတတ်မှတ်ထားတဲ့ပညာရက်တွေရှိတယ်အဲ့ဒီအရာတွေအားလုံးလေ့လာပြီးသင်ယူပြီးမှဘာလို့လုပ်လို့ရမှာလဲဖွင့်ဆိုချက်ကိုလုပ်လို့ရမှာဒါဆိုတော့ပေါ့လားဟုတ်ပြီအဲ့တော့ခဏကအာယတ်ဘယ်လိုနားလဲမလဲဟုတ်ပြီနော်ဟုတ်အဲ့တော့ဝမာတစ်ကဘေးယမီနီကာယာမူဆာဆိုပြီးတော့မေးတယ်ဆိုတာကမတိလို့မေးတာလားမဟုတ်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်သွားပြီလဲခဏကလိုပဲလေဟုတ်ပြီလားသူ့အဖေကိုကောင်းကောင်းမဆက်ဆံနေသူအဲ့ဒါမင်းအဖေလို့ပြောတာ तू မတိလို့လားသူ့အဖေမှတိရလေဘာကိုပြောချင်တာလဲကောင်းကောင်းမဆက်ဆံလို့ပြောချင်တာအဲ့လိုပေါ့လားအဲ့ဒါဆိုရင်ဒီနေရာမှာလဲအဲ့ဒီတိုင်းပဲဝါမာတစ်ကဘေးယမီနီကာယာမူဆာမေးတာလားမတိလို့မဟုတ်ဘူးအဲ့တော့ဒီနေရာမှာဘာကိုပြောချင်တာလဲဆိုတော့ဒီမင်းကိုမေးလိုက်တာကအလောရှ်မြတ်ကအကျွမ်းမဲ့တိပြီးသားမင်းကိုမေးလိုက်တာကဒီနားထောင်တဲ့လူတွေထဲမှာတမန်တော်မူဆာရဲ့နဲ့ပတ်သက်တဲ့မိုးအခြေသားကိုပြောတော့မယ်ဆိုတာကိုလာပြောပြနေတာဟုတ်ပေါ့လားအဲ့မှမဟုတ်ဘူးဆိုလို့ရှိရင်နောက်ပုံစံတစ်မျိုးနဲ့ဆိုလို့ရှိရင်အီနတ်ဆိုတာဘာကိုပြောတာလဲဆိုတော့နှစ်တိမ်ပေးတာဖြစ်တိမ်ပေးတာဘယ်လိုမျိုးလဲဆိုတော့ဝမာတစ်ကဘေးယမီနီကာယာမူဆာဆိုပြီးပြောတယ်ဟုတ်အဲ့ဒါကဘာလဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကင်ထားတဲ့ဒုက္ခရင်ဘာဖြစ်ပြောင်းသွားတာလဲမွေဖြစ်ပြောင်းလာတာလေတော့ဟုတ်လားအဲ့တော့အဲ့ဒီလိုမွေဖြစ်ဘလောက်ပြောင်းဒါကဘာပဲလဲဒုတ်ပဲဟုတ်ပြီလားဒီမှာဘာကိုပြောချင်တာလဲအလောရှ်မြတ်ကိုဒရတ်တွေဟုတ်ပြီလားတမန်တော်မူဆာရှိရထွက်လာတယ်ဗာလဲအလောရှ်မြတ်ပေးတဲ့မိုးအခြေသားတွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပြောချင်နေတာဒါဆိုတော့ပေါ့လားကဲဟုတ်ပြီအဲ့တော့အလောရှ်မြတ်ကဘာမေးတာလဲအတင်းညာဘက်မှာဗာလဲဟုတ်တယ်နော်ဗာလဲအဲ့တော့တမန်တော်မူဆာကဘာပြောလဲကောလားဟေးအဆွာရအဲ့တော့ဒုတ်ကင်ထားရဲဆိုရင်ဘာပဲဖြစ်ရမှာဒုတ်
ပြီးပြီတော့ဟုတ်ပြီနော်တမန်တော်မူစာဘာပြောလဲဟိယအဆွာရဲ့ကျွန်တော်ဤတော့အဲ့မှာကျွန်တော်ဆိုတာကြီးပုံမနေဘူးလားဒါဆိုတော့ပေါ့လားဟုတ်ပြီအဲ့တော့ဥမာစာအုပ်ကင်ထားတယ်ဆိုရင်လက်ထဲကဘာလဲလို့ပြောရင်ဘာပဲပြောမှာကျွန်တော်စာအုပ်ကင်ထားတယ်ဒါကျွန်တော်ဤစာအုပ်လို့ပြောလားမပြောစာအုပ်ဘာဝဲမေးတာလဲဘုရုစာအုပ်လဲမေးတာလားဘာကင်ထားရလဲမေးရလားဘာကင်ထားရလဲမေးတယ်ဆိုလို့ရှိရင်ဘာပဲဖြစ်ရမှာလဲကင်ထားတဲ့အရာပဲပြောရမှာအဲ့ဒီမှာဘုရုဟာလဲဆိုမှဖြေရမှာဒါဆိုတော့ဟုတ်လားအဲ့တော့ကောလာဟိယာအဆွာယာကျွန်တော်ရဲ့တော့အဲ့မှာမေးတာနဲ့ဖြေတာနဲ့ကွက်တိဖြစ်လားမဖြစ်ပို့မနေဘူးလားအဲ့ဒါပဲလားမဟုတ်ဘူးအတ္တဝကာကိုအလိုက်ဟာဒါဆိုတော့ဟုတ်လားအဲ့တော့လမ်းလျှောက်တဲ့နေရာမှာလည်းအကူအညီဖြစ်တဲ့တုံးတယ်ဟုတ်ပြီနော်ဝါအာဟိုရှိုဘီဟာအလာဂနမီစိတ်တွေတိုးတွေကြောင်းတဲ့ခါမှာလည်းတုံးနေတယ်အဲ့ဒါပြီးတော့ဗာပြောလဲပြီးသွားပြီလားမဟုတ်အများကြီးထပ်ပြောလိုက်သေးတာနောက်ဆုံးမှာဝက်လီယာဖီဟာမာအာရိဘူအခရာတခြားအရာတွေလည်းတုံးနေတယ်တမန်တော်မြတ်ကဟုတ်ပြီလားတမန်တော်မူစာကိုအလောရှိမြတ်မေးတာကဘာလဲပဲမေးတာဘာပဲဖြစ်ရမှာလဲဒုတ်ကင်ထားရင်ဒုတ်အဲ့တော့တမန်တော်မူစာမှာစကားတွေအများကြီးမပြောဘူးလားဒါဆိုတော့ဟုတ်လားအဲ့တော့အတိတ်ပဲပြန်မယ်ဆိုလို့ရှိရင်ခဏကပြောရတဲ့အတိတ်ပဲပဲတည်မှာဒါပေမဲ့တက်စီအရာကြည့်မယ်ဟုတ်ပြီနော်တက်စီအရာကြည့်မယ်ဆိုလို့ရှိရင်ဒီကနေဗာတီးရလဲဆိုတော့ဟုတ်ပြီလားဒီတမန်တော်မူစာပြောတဲ့ဟာကနေကာလာဟီယာအဆွာရပါစကားကိုလိုတာထက်ပိုပြီးပြောနေတာမဟုတ်လားဒါဆိုတော့ဟုတ်လားအဲ့တော့စကားကိုလိုတာထက်ပိုပြီးပြောနေတာကဘာဖြစ်လို့ပြောရလဲဒီညမှာအလောရှင်မြတ်နဲ့စကားပြောနေရလို့ဟုတ်ပြီလားအလောရှင်မြတ်နဲ့တွေ့ဝင်ရနေရတော့အလောရှင်မြတ်နဲ့စကားပြောနေရတော့ဟုတ်ပြီလားရိုးရိုးတုတ်ပြောမလားမပြောအကြာကြီးပြောချင်လို့စကားတွေအများကြီးရှောက်ပြောဒါဆိုတော့ဟုတ်လားအဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကတက်စီကိုနားလဲခြင်းနေဆိုရင်ဘယ်ပုံစံနဲ့နားလဲရမလဲဆိုရင်ပထမတစ်ခုကလိုဂါအာရဘီအာရဘီစာပေကိုတခြားဟုတ်ပြီလားအာရဘီစာပေနဲ့ပတ်သက်ပြီးလိုဂါနဲ့ပတ်သက်ပြီးတော့ပြုစုထားတဲ့ပညာရက်တွေကိုကျွမ်းကျင်တည်အောင်အဲ့တော့တက်စီကိုဖွင့်ကျင်နေဆိုလို့ရှိရင်ပထမတစ်ခုကဘာတည်ရမှာလဲတရဂျာမာကိုမပြောဘူးနော်တရဂျာမာဘာသာပြန်ပြီးရင်အမြဲတမ်းဘာလို့အပ်နေမှာလဲဒီမှာဘယ်တော့မှရက်လို့မရဘူးရေးတဲ့သူလည်းရက်လို့မရသလိုဖတ်တဲ့သူလည်းရက်ထားလို့မရဘူးတရဂျာမာမှာဟုတ်ပြီနော်အဲ့ဒါဆိုခဏပြဿနာတွေတက်လာမယ်ဟုတ်ဒါဆိုတော့လားအဲ့တော့ဒီရဲ့နားလည်မှုဖြစ်ရှင်းတာဘယ်ကနေဖြစ်ရှင်းရမှာလဲတက်စီကနေဖြစ်ရှင်းမှာအဲ့တော့အဲ့ဒီတက်စီကိုဘယ်လိုနားလည်မလဲလောကဟုတ်ပြီလားအာရဘီကနေနားလည်ရမှာဒါဆိုတော့ဟုတ်လားဟုတ်ပြီအဲ့တော့တမန်တော်မူစာကဒီညမှာစကားတွေအများကြီးအလောရှိနေမပြောဘူးလားပြောတယ်မေးတာတစ်ခုပဲဖြေရလားမဟုတ်ဘူးအဲ့ဒီစကားတွေအများကြီးပြောတာကိုကျွန်တော်တို့အာရဘီဒီပညာရဲ့တည်တဲ့ဘလာဂါမှာအဲ့ဒီဟာကိုဘယ်လိုခေါ်လဲအဲ့ဒီဟာအစ်တနပ်လို့ခေါ်တယ်ဟုတ်ပြီလားအစ်တနပ်ဟုတ်ပြီလားအစ်တနပ်ဆိုတာဘာကိုပြောရလဲစကားကဟုတ်ပြီလားပြောရမယ့်အရာထက်ကိုဘာဖြစ်နေရလဲပို့နေတာဒါပေမဲ့အဲ့ဒီပို့ခြင်းအတွက်အကျိုးရှိတယ်ဟုတ်ပြီလားအဲ့ဒါကိုဘယ်လိုခေါ်လဲအစ်တနပ်ဒါအရေးကြီးလို့ဖြစ်တဲ့ကိစ္စဒါဆိုတော့လားအဲ့တော့အဲ့ဒီအစ်တနပ်နောက်ကုရ်အာန်ထဲမှာဘယ်လိုလာလဲဆိုလို့ရှိရင်မန်ကာနာအဒူဝလ်လ illah ဝမလာအီကာတီဟီဝါရူဆူလီဘာပြောရလဲမန်ကာနာအကျဉ်သူကအဒူဝလ်လ illah ဆိုတာအလောရှိမြတ်ကိုယံမှုမယ်ယံပြုမယ်ဟုတ်ပြီလားမန်ကာနာအဒူဝလ်လ illah အလာကိုယံပြုပြီးရင်ဘုရုယံပြုမှာလဲဝမလာအီကာတီဟီဆိုဘုရုလဲမလာအီကာတွေကိုယံပြုပြီးရင်ဘုရုကိုလဲဝါရူဆူလီဟီအလာရဲ့ရဆူကိုဘာလုပ်မှာလဲယံပြုမယ်ပြီးရင်ဘုရုယံပြုမှာလဲဝဂျီဘရီလာဝမီကာဘုရုနဲ့ဘုရုယံပြုမှာလဲဂျီဘရီအလိုင်စလမ်နဲ့မီကာယီအလိုင်စလမ်အလားမလိုက်ဂျီဘရီအလိုင်စလမ်နဲ့မီကာယီအလိုင်စလမ်ပဲရရလေမလာအီကာတွေကလေပြောပြီးပြီလေဟုတ်လားဝမလာအီကာတီဟီဝါရူဆူလီဟီလေမဟုတ်ဘူးလားအနောက်ကဘာဆက်ပြောလဲဝဂျီဘရီလာဝမီကာဂျီဘရီနဲ့မီကာယီအလိုင်စလမ်ကဟိုဟာတွေကမဟုတ်လားမလာအီကာတွေကမဟုတ်လားအဲ့မှာပိုမနေဘူးလားပိုနေတယ်ဟုတ်ဟုတ်ပြီအဲ့ဒါကိုဘယ်လိုခေါ်လဲအစ်တနာဘယ်လိုခေါ်လဲဒါပေမဲ့ပိုခြင်းတိုင်းအတွက်ဘာရှိကြလဲအကျိုးရှိတယ်ဘာဖြစ်လို့လဲအဲ့ဒီမှာယံပြူတာကအလာနဲ့အလာရဆူနဲ့မာလာအေကာတွေအားလုံးထက်ကိုဂျီဘရာအီလိုင်စလမ်နဲ့မီကာအီလိုင်စလမ်ကိုပို့ပြီးယံပြူတဲ့သူတွေဒါဟုတ်လားအဲ့ဒါကြောင့်ဒီနေရာမှာဘရုလာပြီးအဓိကတုံးပါလေဂျီဘရီဝမီကာအဲ့ဒါကိုဘယ်လိုခေါ်လဲအစ်တနာဘယ်လိုခေါ်လဲဒါဆိုတော့ဟုတ်လားအဲ့တော့အဲ့ဒီရဲ့တက်စီကိုပထမဦးဆုံးသိကျင်နေဆိုရင်ဘယ်ပုံစံနဲ့သိမှရမှာလဲလောကအာရဘီယာကိုကျွမ်းကျင်ရမယ်အာရဘီစာပေကိုကျွမ်းကျင်ရမယ်ဟုတ်ပြီလားဟုတ်ပြီโอเคနောက်ထပ်အာယတ်တစ်ခုတော့ဟုတ်ပြီနော်ဟုတ်ပြီကဲဟုတ်ပြီအဲ့တော့နောက်ထပ်ကုရ်အာန်အာယတ်ကိုတွားကြည့်မယ်နော်ဟုတ်ပြီအဲ့တော့ကုရ်အာန်ရဲ့မှာဘာပြောလဲဖအီဇာဂျာအတ်ဟူမူလ်ဟာဆာနာတူကာလူလနာဟာဇီဟီဝအင်တူဆဘဟွန်ဆိုင်ယီအတုန်ယတယရူဘေမူဆာဝမန်မာအဟူတမန်အဲ့တော့ဒီအာယတ်ကဘာပြောရလဲဆိုတော့ဒီမှာဖအီဇာ
fa'iza ja'at humul hasanatu ဟုတ်တယ်နော်အဲ့တော့သူတို့ထံကိုတဲ့ကောင်းခြင်းတွေရောက်လာတဲ့အခါမှာတဲ့သူတို့ကပြောလဲကာလူလနာဟာစီဒါတွေကငါတို့လှုပ်ထားတာဟမ်ဟုတ်ပြီနော်ဟုတ်ပြီဒီတရားတော်ဟုတ်တယ်နော်ဟုတ်ပြီ wa in tusbahum ဟုတ်ပြီလား wa in tusbahum sayyi'atun အဲ့တော့မကောင်းမှုတွေသူတို့ရှိရောက်လာတဲ့အခါမှာတဲ့မကောင်းမှုတွေခံရတဲ့အခါမှာဘာပြောလဲတော်ရရူဘေမူဆာဝမမဟုတမန်တော်မူဆာနဲ့တမန်တော်မူဆာရဲ့နောက်လိုက်တွေကြောင်းဟုတ်ပြီလားတမန်တော်မူဆာဟုတ်ပြီလားညင်ပယ်တဲ့သူတွေကပြောနေတာအဲ့တော့သူတို့ထံမှာကောင်းမှုတွေရောက်လာပြီဆိုရင်ဒါဘ누구နဲ့ပတ်သက်ပြီးပြောနေတာတမန်တော်မူဆာနဲ့တမန်တော်မူဆာကိုယုံကြည်တဲ့သူတွေမဟုတ်ဘူးနော်အလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်ကိုမယုံကြည်တဲ့သူတွေဟုတ်ပြီလားဒီနေရာမှာပြောနေတာသူတို့ကဟုတ်ပြီသူတို့ဘာပြောရလဲအဲ့တော့ကောင်းခြင်းတွေကတဲ့ငါတို့ရှိကိုရောက်လာတဲ့အခါမှာအဲ့ဒါဘယ်လိုလုပ်တာလဲငါတို့လုပ်တာအဲ့တော့အကယ်၍မကောင်းမှုတွေရောက်လာတဲ့အခါမှာဘယ်လိုလုပ်တာလဲတမန်တော်မူဆာလုပ်တာအဲ့တော့ဘယ်ပုံစံနဲ့ပါတာပြန်မလဲတာရဂျာမာကိုပြောမယ်နော်ဟုတ်ပြီလားအဲ့တော့အကယ်၍ကောင်းခြင်းတွေသူတို့ထံကိုရောက်လာတဲ့အခါမှာအကယ်၍မကောင်းခြင်းတွေသူတို့ထံကိုရောက်လာတဲ့အခါမှာโอเคအဲ့တော့ကောင်းခြင်းတွေရောက်ရင်ဘာပြောလဲမကောင်းခြင်းတွေရောက်ရင်ဘာပြောလဲဆိုတာသိပြီးသားပြီဟုတ်ပြီလားအခုဘာကိုကြည့်မှာလဲအကယ်၍ကောင်းခြင်းရောက်လာတဲ့အခါမှာဘာလဲအကယ်၍မကောင်းခြင်းတွေရောက်လာတဲ့အခါမှာဟုတ်ပြီအဲ့တော့အကယ်၍ဆိုတာကိုဘယ်စကားလုံးကပြောလဲအေဇာနဲ့အင်းနဲ့ပြောနေမှာမဟုတ်လားအဲ့တော့အင်းရဲ့အဓိပ္ပာယ်ပါလဲအကယ်၍အေဇာရဲ့အဓိပ္ပာယ်ပါလဲအကယ်၍ဟုတ်ပြီဟုတ်တယ်နော်ဟုတ်ပြီအကယ်လို့အဓိပ္ပာယ်ဟုတ်ပြီလားအကယ်၍သူတို့ထံကိုကောင်းမှုရောက်လာတဲ့အခါမှာအကယ်၍သူတို့ထံကိုမကောင်းမှုရောက်လာတဲ့အခါမှာဆိုတော့ तू မနေဘူးလား तू နေတယ်ဆိုလို့ရှိရင်ဒီအေဇာကိုဒီမှာသုံးလို့ရမှာကိုရန်အရက်ဒီ in ကိုဒီမှာသုံးလို့ရမလားမရဘူးဟုတ်တယ်နော်တစ်ချက်ဟုတ်ပြီအဲ့တော့နောက်တစ်ချက်ကအကယ်၍အဲ့တော့တူနေတဲ့ဒါဆိုတော့ပေါ့လားအဲ့တော့တူနေတယ်ဆိုလို့ရှိရင်နှစ်ခုလုံး in နဲ့ပြောလိုက်ပါလားအကယ်၍ဆိုပြီးတော့ဒါမှမဟုတ်ဘူးဆိုရင် either ဆိုပြီးပြောလိုက်ရင်မရဘူးလားရတယ်အဲ့တော့ဒါနဲ့ခွဲပြီးမပြောထားဘူးလားခွဲပြီးပြောထားပြီဆိုလို့ရှိရင်ခွဲပြီးနားလဲအောင်ဒါဆိုတော့ပေါ့လားအဲ့တော့ခုနကပြောပြီးပြီတရဂျာမှာပြောရင်ပါလေအကယ်၍ဘာကိုပြောရင်လဲတရဂျာမှာဘာသာပြန်ကိုပြောရင်ကိုရန်ဘာသာပြန်ဟုတ်ပြီလားအကယ်၍ကောင်းခြင်းတွေရောက်လာတဲ့ခါမှာအကယ်၍မကောင်းခြင်းတွေရောက်လာတဲ့ခါမှာ तू မနေဘူးလားကောင်းခြင်းရောက်ရှိခြင်းနဲ့မကောင်းမှုရောက်ရှိခြင်း तू မနေဘူးလားကြိုက်တယ်လို့ပြန်လေကြိုက်တယ်လို့နားလေဟောအလားအဲ့တော့ဘာဖြစ်သွားလဲအကောင်းလည်းပေးတယ်အဆိုးလည်းပေးတယ်မဟုတ်ဘူးလားအဲ့တော့ကောင်းခြင်းတွေရောက်လာတဲ့ခါဆိုတော့ကောင်းခြင်းပေးတယ်လीမကောင်းခြင်းတွေရောက်လာတဲ့ခါဆိုတော့မကောင်းမှုပေးတယ်အဲ့လိုရှိမှလားအကောင်းလည်းပေးတယ်မကောင်းလည်းပေးတယ်အဲ့ဒီပေးမှုမှာ तू မနေဘူးလား तू နေတယ်โอเคဒါပေမဲ့ either နဲ့ in ကွဲမနေဘူးလားအကယ်၍တုံးတာအဲ့ဒါဆိုရင် either နဲ့ in ပါကွာလေအဲ့တော့ either နဲ့ in ပါကွာလဲဆိုရင်အကယ်၍မှန်တော့တူပင်မဲ့ဟုတ်ပြီလားအကယ်၍ချင်းတော့တူပင်မဲ့ပါကွာလဲဆိုရင် either နဲ့တုံးပြီဆိုလို့ရှိရင်အဲ့ဒီရဲ့ဖြစ်လာမဲ့အရာကပို့ပြီးတော့ဘယ်လိုပြောမလဲပို့ပြီးဖြစ်နိုင်ခြေပို့ပြီးများတယ် either နဲ့တုံးရင်ဗာလဲအဲ့ဒီအရာကဖြစ်နိုင်ခြေပို့ပြီးတော့များတယ်ဒါဆိုပေါ့လားအဲ့တော့ in နဲ့တုံးပြီဆိုလို့ရှိရင်ဗာလဲဖြစ်နိုင်ခြေနည်းတယ်ပြောချင်တာကအဲ့ဒီအရာကြီးကြာရမှုကဘာဖြစ်လဲနည်းတယ်ဒါဆိုတော့ဟုတ်လားဒါကာဖေနဲ့ပတ်သက်ပြီးပြောနေတဲ့ကိစ္စနော်အဲ့တော့ either ja'at humul hasana အဲ့တော့ either ကဘာလဲဘာအဓိပ္ပာယ်ပေးလဲရောက်အဲ့ဒီဖြစ်ရှိလာမယ့်ဟာကဘာလဲပို့ပြီးတော့သိကြတယ် in ကမသိကြဘူးဒါဆိုတော့ဟုတ်လားအဲ့တော့ကောင်းမှုတွေပြောတဲ့အခါမှာဘာနဲ့ပြောလဲ either ဒီကောင်းမှုတွေမကောင်းမှုတွေဘယ်လိုပေးရအလားပေးတာဟုတ်ဒါပေမဲ့ကောင်းခြင်းတွေပေးတဲ့အခါမှာဘာလဲeither ပို့အမြဲပေးကောင်းခြင်းပေးတဲ့နေရာမှာဘယ်လိုပြောမလဲစိတ်ချရပြီဒါဟုတ်ပြီလားအလောက်ရှိမဲ့ကဘာဖြစ်တာလဲပေးပြီးတာဒါပေမဲ့မကောင်းခြင်းပေးတဲ့ခါမှာကြတော့ဗာလဲနည်းနည်းလေးပဲအများကြီးမပေးဘူးဒါဆိုတဘောပါလားဒါဆိုရှင်းလားအဲ့တော့ in နဲ့ either ကိုတိပြီနော်ဟုတ်ပြီနောက်တစ်ခုကြည့်မယ်အဲ့တော့ ja'at hum သူတို့ထံကိုရောက်ရှိခဲ့မယ် tusbahum သူတို့ကဘာဖြစ်မလဲအဲ့ဒီမကောင်းမှုတွေကိုကြာရောက်မယ်ဆိုတော့ဒီနှစ်ခုကတူမနေဘူးလားသူတို့ကြာရောက်တာအကယ်၍သူတို့ကြာရောက်မယ်ကောင်းမှုအကယ်၍သူတို့ကြာရောက်မယ်မကောင်းမှုโอเคအဲ့တော့ပထမတစ်ခုကြည့်ကောင်းမှုကိုတုံတဲ့ခါမှာဒါ fail မဟုတ်လားဒါပေမဲ့ဘာနဲ့တုံတာလဲ ja'at မာဒီမဟုတ်လားမာဒီဆိုတော့ဘာပြောဥပမာအကယ်တူဆိုတော့ဘာပြောလဲကျွန်တော်စားခဲ့ပြီဟုတ်ပြီလားအခုလို့ဆိုရင်ဗာလဲကျွန်တော်စားနေပြီစားလိမ့်မည်အဲ့တော့စားလိမ့်မည်ဆိုတော့ဖြစ်ပြီလားအကယ်တူဆိုတော့ဗာလဲဖြစ်ပြီပါဒါဆိုတော့ဟုတ်လားအဲ့တော့ဒီမှာကြည့် fa'iza ja'at ဘာနဲ့တုံထားလဲ
မာဆိုရင်အတိတ်နဲ့ပတ်သက်ပြီးတုံးထားတာအဲ့တော့ဘာဖြစ်တာလဲကောင်းခြင်းတွေကတကယ်ကြောက်ရောက်ခဲ့ပြီးပြီဟုတ်ပြီနော်ဟုတ်ပြီဝအင်းတိုဆွဘဟွန်ဘာနဲ့တုံးထားလဲအဲ့ဒီလက်ရှိကာလနဲ့ဟုတ်ပြီလားအနာဂတ်မှာဖြစ်လာမယ်အရာနဲ့တုံးထားတာမဟုတ်ဘူးလားဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဖြစ်ပြီးသွားပြီလားမဖြစ်ရသေးဘူးဆိုရင်မဖြစ်သေးဘူးဒါဆိုပေါ့လားအဲ့တော့မကောင်းမှုနဲ့ပတ်သက်ပြီးတော့ဟုတ်ပြီလားအလောက်ရှင်များဘက်ကရောက်ရှိတာနည်းနေလားများနေလားအဲ့ဒါပြီးရင်တကယ်ကြောက်ရောက်ခြင်းမကြောက်ရောက်ခြင်းမှာလည်း shock မရှိဘူးလားဟုတ်ပြီလားအမြဲတမ်းပေးလားမကောင်းခြင်းကိုဒါပေမဲ့ကောင်းခြင်းဆိုရင်တော့ဗာလဲအမြဲတမ်းပေးတယ်ဒါဆိုပေါ့ပြီလားအဲ့တော့ဒီအထိပ္ပယ်တွေကဘယ်အချိန်မှပုံမှာတက်စီလုံးမှပုံမှာဒီတိုင်းပုံမလားမပေါ်ဘူးဟုတ်ပြီနောက်တစ်လုံးကြည့်ဖအီဒါဂျာအတ်ဟူမူလ်ဟာဆန်နာကောင်းခြင်းမဟုတ်လားဝအင်တိုဆဘဟွန်စိုက်ကြီးအမကောင်းခြင်းအဲ့တော့ဟာဆန်နာဆိုပါလေကောင်းတာစိုက်ကြီးရဆိုပါလေမကောင်းတာဟုတ်တယ်နော်အဲ့တော့ကောင်းခြင်းပေးတဲ့ခါနဲ့မကောင်းခြင်းပေးတဲ့ခါနဲ့အဲ့ဒီစကားလုံးကိုပဲကြည့်ဒီမှာ alif lam မပါဘူးလားဒီမှာ alif lam ပါလားမပါဘူးဟုတ်တယ်နော်အဲ့တော့အဲ့ဒီပါခြင်းမပါခြင်းကဘယ်လိုကွဲလဲဟုတ်ပြီလားဥပမာအလ်ဟမ်ဒူဟမ်ဒူဆိုပါလေချီးမွမ်းခြင်းဒီအဲ့တော့အလ်ဟမ်ဒူဆိုတော့ချီးမွမ်းခြင်းအပေါင်းဒီအများကြီးမဖြစ်သွားဘူးလားဒါဆိုတော့ဟုတ်လားအဲ့တော့ဒီအများကြီးဆိုတာကအရာဟုတ်ပြီလားများတယ်ဆိုတဲ့ဟာကိုဘယ်ရရင်ပြရလဲအဲ့ဒီ alif lam ကနေပြဒါဆိုတော့ဟုတ်လားအဲ့တော့ဒီမှာ alif lam မပါဘူးဆိုရင်ဘာကိုပြောရလဲနာကေတာဆိုတာဘာကိုပြောရလဲနည်းနည်းလေးပဲကိုပြောတာဒါဆိုတော့ဟုတ်လားအဲ့တော့ဒီမှာ alif lam ပါတဲ့အတွက်ကြောင့်ပါလဲကောင်းခြင်းတွေကအများကြီးကိုပြောနေတာဟုတ်ပြီလားဒီမှာ alif lam မပါတဲ့အတွက်ကြောင့်မကောင်းမှုကြောက်ရောက်ခြင်းဟာနည်းတာကိုပြောနေတာအဲ့တော့အလောရှင်မြတ်ကကောင်းမှုပေးတဲ့အခါမှာဒီစကားလုံး၃လုံးလုံးကအာကောင်းဒါဆိုတော့ဟုတ်လားအဲ့တော့ဖြစ်ရှိမှုမှာပို့ပြီးတေးကြတယ်ဟုတ်ပြီလားအတိတ်နဲ့ပြောတယ်ကောင်းခြင်းတွေမှာလည်းအများကြီးကိုပြောတယ်ဟုတ်ပြီလားဒီမကောင်းခြင်းတွေကြာရောက်တဲ့အခါမှာဘာတွေနဲ့ပြောပါလဲဒါဆိုပေါ့လားစန့်ကျင်ဘက်ကြီးဖြစ်မနေဘူးလားအဲ့ဒါဆိုရင်ဒီလိုအာရဘီနဲ့ဒီဟာကိုနားလည်ပြီးတဲ့နောက်မှာခဏကဘာသာပြန်ထားတဲ့အတိတ်ပဲနဲ့တူအောင်မလားဘာမှမဆိုင်တော့ဒါဆိုပေါ့လားအဲ့တော့အလောရှင်မြတ်ပြောနေတဲ့ဟာတွေအဲ့ဒီကုရ်အာန်အာယတ်တွေကိုဘယ်ပုံစံနဲ့နားလည်ရမှာလဲဖွင့်ဆိုချက်ဟုတ်ပြီလားတက်စီနဲ့နားလည်မှာရအောင်ဟုတ်ပြီလားတာရဂျာမာအတိုင်းတွားလို့ရမလားမရအောင်ဒါဆိုတော့ပေါ့လားဟုတ်ပြီအဲ့တော့နောက်တစ်ခုရလားဟုတ်ကဲ့အဲ့တော့အခုကဗာလဲတာရဂျာမာအပြင်ပါလို့နေရလဲတက်စီဆိုတာအဲ့ဒီတက်စီကိုလည်းဒီတိုင်းနားလည်လို့ရမလားမရအောင်သူပညာရနဲ့သူနားလည်ရမယ်ဟုတ်ပြီလားဟုတ်ပြီအဲ့တော့နောက်တစ်အာယတ်တစ်ခုကြည့်မယ်ဟုတ်ပြီလားဝလာတဂျအလ်ဝလာယာဒါကာမဂလူလတန်အီလာအိုနိုโอเคပထမဆုံးပါတာပြန်လိုက်ဟုတ်လားဝလာတအဲ့ဆိုပါလေအတင်းမလုပ်ပါနဲ့ယာဒါကာဆိုတာအတင်းရဲ့လက်ကိုမဂလူလတန်ဆိုတာချုံလောင်ထားအီလာအိုနိုကိကဆိုတာအတင်းရဲ့လေကုန်းမှာတမန်ဟုတ်ပြီအဲ့တော့အလောင်းရှင်မြတ်ကကျွန်တော်တို့ကိုဒီလိုမလုပ်နဲ့လို့ပြောဒီမှာလေးပါတာပြန်လေတာရဂျာမာလေးတမန်တာရဂျာမာဟုတ်တယ်ဟုတ်တာရဂျာမာဟုတ်ပြီလားဝလာတဂျအလ်အတင်းမလုပ်ပါနဲ့ယာဒါကဆိုတာအတင်းရဲ့လက်ကိုမဂလူလတန်အီလာအိုနိုကိကဆိုတာအတင်းရဲ့လေကုန်းမှာချုံလောင်ထားခြင်းဒီလိုမလုပ်နဲ့လို့ပြောတာတာရဂျာမာလေးအဲ့တပ်စီမလို့ဟုတ်ပြီလားဖွင့်ဆိုမှုမလုပ်ဘူးဆိုလို့ရှိရင်ဒါဆိုတော့ဟုတ်လားအဲ့တော့တချို့တော့အာယတ်တွေကတာရဂျာမာတော့လုပ်လို့မရဘူးအဲ့တော့တာရဂျာမာလုပ်လေဘာကိုပြောမှာဒီလိုမနေနဲ့လို့ပြောရလားမဟုတ်ဘူးဒါဆိုတော့ဟုတ်လားအဲ့တော့ဝလာတဂျအလ်ယဒါကမဂလူလတန်အီလာအိုနိုကေကအကုန်လုံးကဘာကိုဆိုလိုနေတာလဲဆိုတာကစီမနေနဲ့လို့ပြောတာတော့ဟုတ်လားလက်ကိုတီလိုချုံလောင်ထားတာဘာကိုပြောရလဲကစီမနေနဲ့လို့ပြောတာဟုတ်ပြီလားအဲ့ဒါကိုခဏကဘလာကဟုတ်ပြီလားဘလာကပညာရမှာဘယ်လိုခေါ်လဲ istiara tamsiliya လို့ခေါ်တယ်တမန် istiara tams အဲ့တော့ဒီအာရက်ဆိုရင်ဘာသာပြန်လို့ရလားတာရဂျာမာလုံးလို့မရအောင်အဲ့ဒါကြောင့်တာရဂျာမာတော့ဆိုတော့ဟုတ်ပြီလားအဲ့တော့တာရဂျာမာလုံးမလားလို့ဟုတ်ပြီလားအဲ့ဒီတာရဂျာမာရက်ထားလို့ရလားရေးတာရောဖတ်တာရောဘယ်လိုမဆိုဘယ်ကိုတွားမှာလဲတက်စီကိုတွားဟုတ်ပြီတော့ဒါကတစ်ပိုင်းအဲ့တော့နောက်ထပ်တာရဂျာမာတချို့တော့အာယတ်တွေကတာရဂျာမာကိုမလုပ်လို့ပါလဲဖွင့်လို့ကိုမရတာဘယ်ကိုတစ်ခါတည်းတန်းတွားမှာလဲတက်စီကိုတစ်ခါတည်းအကျယ်ဖွင့်ဆိုချက်ကိုတစ်ခါတည်းတွန်းပြီးတွားအောင်ဒါဆိုရှင်လားဒါဆိုဟုတ်လားအဲ့တော့ဟုတ်ပြီအဲ့တော့ကုရ်အာန်ကိုနားလည်ခြင်းနဲ့ဆိုလို့ရှိရင်ဘာသာပြန်မယ်โอเคဘာသာပြန်ဒါပေမဲ့ဘာသာပြန်မှာရပ်ထားလို့မရဘူး
ဘာလို့အဲ့လဲဖွင့်ဆိုချက်ကိုလိုရတယ်တက်စီလောက်ရမယ်တက်စီလောက်ပြီးမှဘာလုပ်ရမှာလဲနားလဲရမယ်အဲ့ဒီတက်စီလောက်တဲ့အခါမှာပထမဦးဆုံးဘာတွေလို့အဲ့လဲ RB ကိုဘာဖြစ်ရမလဲတေချာသိရမယ်ဟုတ်ပြီလားပထမအာရမှာဆိုလို့ရှိရင် itna ဘယ်လဲရလဲဘလာငါတဲ့ရဘလာငါဆို RB ပြင်ရိုက်ထဲရမဟုတ်လားဟုတ်တယ်ဟုတ်အခုဒီမှာပြတယ် istiara tamsiliya ဘယ်လဲရလဲဘလာငါတဲ့ရဒါဆိုတော့ပေါ့လားကဲဟုတ်ပြီအဲ့တော့နောက်ထပ်အာရတစ်ခုတွားလိုက်မယ်ဟုတ်ပြီလားအဲ့တော့ဟုတ်ပြီဥပမာဘာလာပြန်မယ်ဆိုလို့ရှိရင်ဥပမာ zalikal kitabu ဟုတ်တယ်ဟုတ် zalikal kitabu la raiba fihi ဟုတ်ပြီလားဒီကျမ်းတော်မြတ်ကိုရန်ဒီပါလဲတန်တရားမရှိဘူးဟုတ်တယ်နော်အဲ့တော့ဘုရုအတွက်လဲ hudal lil muttaqin ဘုရုတွေအတွက်လဲတကွာတရားရှိတဲ့သူတွေအတွက် muttaqin တွေအတွက်ဒါဆိုပေါ့လားအဲ့တော့ဒီကျမ်းတော်မြတ်ကိုရန်ဒီတဲ့ဟုတ်ပြီလားတန်တရားမရှိဘူးဒီကျမ်းတော်မြတ်ကိုရန်ကဟီဒါယတ်ကဘုရုအတွက်လဲ muttaqin တွေအတွက်ဟုတ်ပြီအဲ့တော့ဇာလီကဆိုတာကဒီကျမ်းတော်မြတ်ကိုရန်ကိုအရှာရာလောက်ပြတာမဟုတ်ဘူးလားညွန်ပြတာမဟုတ်ဘူးလားဒါပေမဲ့အဲ့ဒီဟာအနီးနဲ့ညွန်ပြရလားအဝေးနဲ့ညွန်ပြရလားအဝေးနဲ့ညွန်ပြဟုတ်ပြီလားအာရဘီမှာဟာသာနဲ့ညွန်ပြတယ်ဆိုရင်ဗာလဲအနီးကိုပြောတာဇာလီကနဲ့ဆိုရင်ဘာကိုပြောရလဲအဝေးကိုပြောတာဟုတ်နော်အဲ့တော့ဒီဟာကိုဒီတိုင်းဘာသာပြန်မယ်ဆိုလို့ရှိရင်ဒီကျမ်းတော်မြတ်ကိုရန်ဒီဟုတ်ပြီနော်ဘာလဲလာရိုက်ဘာဖီတန်တရားမရှိဘူးဟူဒလ်မုတကင်ဟီဒါယတ်ကဘုရုအတွက်လဲတကွာတရားထားတဲ့သူတွေအတွက်ဒါဆိုပေါ့လားဟုတ်ပြီအဲ့တော့ဇာလီကဆိုညွန်ပြတာမဟုတ်လားအနီးကိုညွန်ပြလားအဝေးကိုညွန်ပြလားအဝေးကိုညွန်ပြတာဒါပေမဲ့ဘာကိုညွန်ပြနေရလဲကိုရန်ကိုညွန်ပြနေတာဟုတ်ပြီနောက်တအားရမှာဘာပြောလဲဆိုတော့ inna hadhal quran နောက်တအားရမှာဘာပြောလဲ inna hadhal quran ဒီကိုရန်ဒီတဲ့အဲ့တော့ဘာနဲ့ညွန်ပြလဲကိုရန်ကိုဟာဇာနဲ့ဒီနေရာမှာဘာနဲ့ညွန်ပြလဲဇာလီကနဲ့ညွန်ပြအဲ့တော့ဒီပြောချင်တာကဘာကိုပဲလဲကိုရန်ပဲဒါပေမဲ့တနေရာမှာဟာဇာနဲ့ညွန်ပြတယ်နောက်တနေရာမှာဇာလေအဲ့ဆိုအတိတ်ပဲတူအောင်လားသူ့ရဲ့အတိတ်ပဲပြန်ရင်တော့ဤကိုရန်ဒီထိုကိုရန်ဒီဒါပဲလေဒါဆိုတော့ဟုတ်လားဒါပေမဲ့အဲ့ဒီညမှာဆိုလို့ရင်းတူမလားတူအောင်မလားမတူတော့ဒါဆိုပေါ့လားဟုတ်ပြီအဲ့တော့ဒီကိုရန်ဒီတဲ့ဘုရုအတွက်လေဘုရုတွေဟီဒါယတ်ပေးဖို့လေမုတကင်တကွာတရားထားတဲ့သူတွေကိုဘာလို့ဖို့လဲဟီဒါယတ်ပေးဖို့ဟုတ်ပြီကိုရန်ကတကွာတရားထားတဲ့သူတွေအတွက်လားလူသားအလုံးအတွက်လားလူသားအလုံးအတွက်ဟုတ်တယ်ဟုတ်ရှာဟာတို့Ramadan alladhi unzila fihi alquran ဘယ်လာမှာကုရ်အန်ကြားရလဲ Ramadan လာမှာကုရ်အန်ကြားဘုရုအတွက်လေ hudal linnas လူတွေအားလုံးအတွက်ဟုတ်ပြီနော်အဲ့တော့ဟိုအာယတ်မှာကျတော့ဘုရုတွေအတွက်လေလူတိုင်းလူတွေအားလုံးအတွက်အဲ့တော့ဒီမှာကျတော့ဘုရုအတွက်လေ hudal lil အဲ့ဒါဆိုရင်ကုရ်အန်ကဘုရုအတွက်လေဒါတော့ဟုတ်လားအဲ့တော့ဒီမှာဟူဒါနဲ့ဟူဒါတူမလားမတူဘူးလေဒါပေါ့လားအဲ့ဒါဆိုလို့ရှိရင်ဒီနေရာမှာပြောတဲ့ဟိတာရဲ့လမ်းမှန်ပြမှုနဲ့ဒီနေရာမှာပြောတဲ့ဟိတာရဲ့လမ်းမှန်ပြမှုကအတိတ်ပဲတူအောင်မလားဒါဆိုတော့ပေါ့လားအဲ့တော့ဒီမှာပြောတဲ့ဇာလိကနဲ့ဟာဇာနဲ့ကွဲတယ်ဆိုလို့ရှိရင်အတိတ်ပဲတူအောင်မလားမတူတော့အဲ့ဒါကဘယ်အချိန်မှမသိရမှာလဲတက်စီလုံးမှသိရမှာဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ဒီနေရာမှာတကွာထားတဲ့သူတွေကိုဘာလုပ်မှာလဲဟိတာရဲ့ပြင်ပါကုရ်အန်ကအဲ့တော့ဒီနေရာမှာဗာလဲလူသားအားလုံးကိုဟီတာရဲ့ပေးမှာအဲ့ဒါဆိုလို့ရှိရင်ဟီတာရဲ့နှစ်ခုစန့်ကျင်မနေဘူးလားအပေါ်ရန်အဖြစ်ဒါဆိုပေါ့လားအဲ့ဒါဆိုလို့ရှိရင်ဘယ်ရဲ့အတိတ်ဘယ်ကိုတေချာတီးဖို့လို့လဲဟမ်ဒီဟူဒါဆိုတဲ့အတိတ်ဘယ်ကိုတေချာတီးဖို့မလိုဘူးလားအကယ်လို့ဘာသာပြန်တိုင်းပဲတွားမယ်ဆိုရင်ဒီမှာလဲဟူဒါဒီမှာလဲဟူဒါလေဒီမှာလဲလမ်းမှန်ပေးမယ်ဒီမှာလဲလမ်းမှန်ပေးမယ်ကိုယ့်ကိုဖတ်ပြီးကိုယ့်ကိုရှုပ်မနေဘူးလားဒီမှာတက်ကွာထားတဲ့သူဒီမှာလူသားအလုံးတွက်ဆိုပြီးတော့ဒါဆိုပေါ့လားအဲ့တော့ဟီတာရဲ့အတိတ်ဘယ်က2မျိုးရှိတယ်ဟီတာရဲ့အတိတ်ဘယ်ကဘာလဲ2မျိုးရှိတယ်ဟုတ်ပြီလားအဲ့တော့ပထမအတိတ်ပဲရပါလဲဆိုတော့အဒီလာလာတူအလလခိုင်ဟုတ်ပြီလားကောင်းတဲ့ဘက်ကိုညွန်ပြတာကောင်းတဲ့ဘက်ကိုညွန်ပြတာအဲ့တော့အီမန်ဘက်ကိုအလောရှိမြတ်ကဘယ်လိုတွေကိုညွန်ပြအားလုံးတော့မဟုတ်လားဟမ်ဒါဆိုတော့လားအဲ့ဒီဟီတာရက်ကိုဒီလာလာတူအလလခိုင်ကောင်းခြင်းဘက်ကိုညွန်ပြအကောင်းဘက်ကိုညွန်ပြဒါဆိုတော့ပေါ့လားအဲ့တော့နောက်တဲ့ဟီတာရက်တစ်ခုကဘာလဲဆိုတော့ဒီလာလာတူအလလခိုင်ဝလ်မာအူနာတီဘာလဲအဲ့ဒီကောင်းတာကိုလည်းညွန်ပြတယ်အဲ့ဒီကောင်းတာကိုလုံနေတဲ့သူအတွက်လည်းအလောရှိမြတ်ကအကူကြီးထပ်ပြီးဒါဆိုပါလားအဲ့တော့ဟီဒါယတ်ကတူမလားမတူဟုတ်ပြီဟိုဒန်လင်မုတကီတကွာတရားထားတဲ့သူတွေအတွက်ဟီဒါယတ်ဆိုတာဘာကိုပြောရလဲကောင်းတာကိုလည်းညွန်ပြတယ်ဝလ်မာအူနာဘာလို့လဲအဲ့ဒီသူရှောက်နေတဲ့ကောင်းခြင်းပုံမှာလည်းအလောရှိမြတ်ကဘာလုပ်ပေးရလဲမအူနာအကူကြီးပေးတာဒါပေမဲ့ဟိုဒန်လင်နာဆိုတာဘာကိုပဲပြောရလဲလူတွေအားလုံးအတွက်ကောင်းတဲ့နေရာကိုညွန်ပြတယ်ဒါပေမဲ့ तू ပါလာတယ် तू လိုက်လာတယ်ဆိုရင်တော့မအူနာမလုပ်ပေးဘူးလား तू မလိုက်လာဘူးဆိုရင် तू ဟာလူကြံနေမှာဒါဆိုတော့ပေါ့လားအဲ့တော့ဟိုဒလင်မုတကီနဲ့ဟိုဒလင်နာဆိုတာ
ရလားဟုတ်ပြီအဲ့တော့ကိုရန်ကိုဒီတိုင်းရိုးရိုးဘာသာပြန်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဟုတ်ပြီလားဒီကိုရန်ကပြောနေတဲ့အဓိပ္ပာယ်တွေပေါ်လာမလားမပေါ်လာဘူးဘာလို့ရမှာလဲတက်စီလို့ရမယ်ဒါဆိုတော့လားဟုတ်ပြီတက်စီလို့ရမယ်အဲ့တော့ဒါကဘယ်ဘက်ပိုင်းကနေကြည့်ပြီးလောက်တာလဲဆိုတော့ဒီ RV စာပေပိုင်းကနေဟုတ်ပြီလားလောကပိုင်းကနေလောကတိမှတိတိကျကျလောက်လို့ရမှာဟုတ်ပြီလားအဲ့တော့နောက်တစ်ပိုင်းကဘာလဲဆိုတော့ရှရီအတ်အရာနောက်တစ်ပိုင်းကဘာလဲကိုရန်ကိုဘာနဲ့လုံးမှာလဲရှရီအတ်အရာဟုတ်ပြီအဲ့တော့ဘယ်လိုပြောမလဲဒီကိုရန်မှာရှိတဲ့စကားလုံးတိုင်းကိုဒီ RV စာပေအတိုင်းအတိတ်ပဲပြန်လို့မရအောင်တချို့တော့စကားလုံးတွေကဘယ်အတွက်တုံးတာလဲရှရီအတ်အရာတုံးတာတဘောပါလားရှရီအတ်ကဘာကိုဆိုလိုနေတာလဲဆိုတော့ဘာလာလုပ်ပေးမှာလဲလာပြီးတော့ရှင်းပြမှာဒါဆိုတဘောပါလားဟုတ်ပြီအဲ့တော့ဟိုမှာအဲ့တော့ကိုရန်ထဲမှာဟုတ်ပြီလားအကီမုဆောလာလို့ပြောတယ်ဟုတ်အဲ့တော့ဟုတ်ပြီအဲ့တော့အကီမုဆောလာဆိုရင်ဆောလာဆိုတဲ့အဓိပ္ပာယ်ကသူ့ရဲ့မူရင်းအဓိပ္ပာယ်ကတော့ရှိပြီးသားဒါပေမဲ့အဲ့ဒီရဲ့ဆောလာဆိုတဲ့စကားလုံးကိုဘယ်အတိုင်းတွားရမှာလဲရှရီအတ်ကလိုချင်တဲ့အတိုင်းတွားရမှာမဟုတ်လားအဲ့တော့ရှရီအတ်ကလိုချင်တဲ့အတိုင်းတွားမယ်ဆိုလို့ရှိရင်အဲ့ဒီကိုရန်ကိုဘယ်သူကရှင်းပြမှာလဲတမန်တော်မြတ်ကရှင်းပြမှာအဲ့ဒါဆိုရင်အဲ့ဒီဆောလာဆိုတဲ့အရာကိုနားလည်ဖို့ဘယ်သူရှိပြန်သွားတမန်တော်မြတ်ရှိပြန်သွားအဲ့တော့တမန်တော်မြတ်ကပြောတဲ့အရာတွေအကုန်လုံးလုပ်တဲ့အရာတွေအားလုံးထောက်ခံပေးတဲ့အရာအားလုံးဘယ်လိုခေါ်လဲhadith လို့ခေါ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒါကိုနားလည်ဖို့ကိုရန်ကိုနားလည်ဖို့ဘာလို့လဲ hadith လို့လေအဲ့တော့ hadith ကိုညင်းနေဆိုရင်တော့ပြီးသွားပြီဆောလာဆိုတာချစ်ကြည်ရေးဖြစ်သွားပြီတော်တော်လားအကီမဆောလာယင်းနိမှုတိဆောက်ပါတမန်အဲ့တော့ဒီညမှာဆိုလိုချင်တာကဘာကိုပြောရလဲဒီညမှာပြောချင်တဲ့ဆောလာကဘာကိုပြောချင်တာဟုတ်ပြီလားတမန်တော်မြတ်ရှင်းပြတဲ့အတိုင်းမဟုတ်ဘူးလားအဲ့ဒါကြောင့်ဒီဆွဲလက်နဲ့ပတ်သက်ပြီးပြောတဲ့အခါမှာတမန်တော်မြတ်ကပြောလဲဆွဲလူကမာရာအိတူမူနီငါဖတ်တယ်လို့လိုက်ဖတ်လို့ပြောတာဒါဆိုတော့လားငါနမတ်ကိုဘယ်လိုဖတ်လဲငါဆွဲလက်ကိုဘယ်လိုစောင့်တည်ပြလဲအဲ့ဒီတိုင်းလို့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီဆွဲလက်ဆိုတဲ့စကားလုံးကိုဘယ်သူကရှင်းပြရလဲတမန်တော်မြတ်ရှရီယာအရာရှင်းပြတာမဟုတ်လားဟုတ်ပြီတမန်တော်မြတ်မလို့ဘူးဆိုရင်ဒီမှာတွေမရတော့ဘူးဒါဆိုတော့လားအဲ့ဒီဒါဆိုတော့လားအဲ့တော့ကိုရန်ကိုဘာသာပြန်ယုံနဲ့ပြီးတယ်ဆိုလို့ရှိရင်ဘယ်အရာမှမလိုဘူးတက်စီမလိုဘူးဆိုရင်အကုန်လုံးဖယ်လိုက်ပြီလေကို RV လဲတက်စရာမလိုအဲ့တော့နည်းနည်းလေးအောက်အဲ့ထက်ပုံမြင်တာဘာတွေဖြစ်လာလဲကိုရန်ကိုဒီတိုင်းဘာသာပြန်ပြီးသွားတယ်ဆိုတော့တော်တော်များလည်းမလိုတော့ဟုတ်တယ်ဟုတ်ဒါဆိုတော့လားမပြီးသွားဘူးလားဇာတ်လမ်းကြီးဒါဆိုတော့ဟုတ်လားအဲ့တော့ RV လဲလိုအပ်တယ်အဲ့မဲ့ RV လိုအပ်တယ်ပြောပြီးအကုန်လုံးဒီတမန်တော်မြတ်ကိုလွတ်ပြီး hadith ကိုလွတ်ပြီးလောက RV ရတဲ့နှိမ့်ဝင်ပြီးဟုတ်ပြီလားထပ်ပြန်လို့ရတယ်လားမဟုတ်ဘူးတူနေရနဲ့သူကန့်တက်ထားပြီးသားဒါဆိုတော့ဟုတ်လားဒါဆိုရှင်းလားအဲ့တော့ hadith ကိုလိုတယ်ဟုတ်ပြီနော် hadith ကိုလိုတယ်အဲ့တော့ဆွတ်လူကမာရာအဲ့တူမူနီအိုဆွလီမင်းတို့ငါဖတ်လို့လိုက်ဖတ်ကြလို့ပြောတယ်ဟုတ်အဲ့မှာအမျိုးသားရောအမျိုးသမီးရောပါမနေဘူးလားအဲ့ဆိုအမျိုးသားနဲ့အမျိုးသမီးနံပါတ်ဖတ်တာတူလားကွဲလားအဲ့ဒါဝင်အမှထပ်ပြီးပြတ်တက်တာတွေကဖြစ်သွားတယ်ဒါဆိုတော့ဟုတ်လားအဲ့တော့ကိုရန်ကိုတက်စီလောက်တဲ့ခါမှာလိုကမလိုဘူးလားအာရဗီစာပေကိုနားလည်ဖို့မလိုဘူးလားအဲ့ဒါဆိုရင်အာရဗီစာပေကိုကျွမ်းကျင်ခြင်းတရားအဲ့တော့ကိုရန်ကိုနားလည်ဖို့ရှရီအတ်အရာရှင်းပြတဲ့နေရာတွေဆိုရင်တမန်တော်မြတ်ကဟုတ်တယ်ဟုတ်ရှင်းပြမှာမဟုတ်လားအဲ့ဒါကိုဘယ်လိုခေါ်လဲ hadith လို့ခေါ်အဲ့ဒါဆို hadith မလို့လား hadith လို့ရဆိုရင် hadith ကိုကျွမ်းကျင်ခြင်းမတရားဘူးလားအဲ့ဒီခဏပြောတဲ့ဆွတ်လူကမာရာအိတူမူနီအိုဆွတ်လီပဲဘယ်လိုရှင်းပြန်ဝင်မယ်ဆိုရင်ပြောတာနော်အဲ့ဒီ hadith တွေကိုဝင်မယ်ဆိုရင်ဘယ်သူအဆင်ပြန်ရင်ဘယ်ကျမ်းမှာပါပြီအဲ့ဒီ hadith ကဆွဟီလားဒွိလားဘယ်သူအဆင်ပြန်တာဘယ်လိုဆင်ပြန်တာအဲ့ဒီဆင်ပြန်တဲ့သူတွေရဲ့အခြေအနေတွေကဘာလဲလဲမဝင်လိုက်ဒါဆိုတော့လားရှင်းလားအဲ့တော့အပေါ်ရန်နေမဟုတ်ဘူးဘယ်အရာမှဒါဆိုလားတစ်ခုတည်းဝင်ပြီးမှပြန်ထွက်လို့မရတော့ဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ရှရီအတ်မလိုဘူးလားလိုတယ်ဟုတ်ပြီအဲ့တော့ကိုရန်အာယတ်တွေထဲမှာတချို့တော့အပိုင်းတွေကဒီအကီဒါယုံကြည်ချက်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဟာတွေမပါဘူးလားပါအဲ့ဒါဆိုရင်ဘာပညာရက်ကိုလိုလာပြီလေအကီဒါအဲ့ဒီယုံကြည်ချက်ပိုင်းဆိုင်ရာဖတ်ပြီးမှခင်ဗျာကိုရန်နဲ့ပတ်သက်ပြီးတာရဂျာမာလုံးရင်လို့တက်စီလုံးရင်လို့အဲ့ဒီဟာလုပ်လို့ရအောင်အဲ့တော့ဒါကြီးကိုလွတ်ထားတယ်ဆိုလို့ရှိရင်တွားလုပ်လို့ရမလားမရဘူးတမန်တော်မြတ်ကိုလွတ်ပြီးကိုရန်ဘာသာပြန်လို့ရမလားမရဘူးအာရဗီစာပေကိုလွတ်ပြီးဘာသာပြန်လို့ရမလားမရဘူးယုံကြည်ချက်ပိုင်းဆိုင်ရာပညာရက်ကိုလွတ်ပြီးကိုရန်ဘာသာပြန်လို့ရမလားမရဘူးဒါဆိုတော့ဟုတ်လားဟုတ်ပြီအဲ့တော့ယုံကြည်ချက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတွားလိုက်မယ်โอเคအဲ့တော့ဘာဖြစ်လို့အဲ့ဒါလိုတာလဲဆိုရင်ဥမာကိုရန်ထဲမှာဘာပြောလဲလိုင်ဆာကမစ်လီဟီရှိုင်အလာနဲ့သူစင်တာတစုံတရာဘာအကုန်လုံးညင်လိုက်ပြီဘာမှမရှိတာအလာနဲ့သူစင်တာဘာမှမရှိတာဟုတ်ကဲ့ဟုတ်ပြီလားအဲ့ဒီအာယတ်ကိုတော့တယ်ဟုတ်လိုင်ဆာကမစ်လီဟီရှိုင်ဟုတ်ပြီအဲ့တော့ကိုရန်ဖိုင်နဲ့နောက်တစ်အာယတ်မှာဘာတွေ့လဲဆိုတော့ရဒုလာဟီဖောက်ခအိုင်ဒီဟင်ဆိုပြီးတော့
ဒါဆိုတော့ဟုတ်လားအဲ့တော့စပြီးတွေ့ပြီယဒုလာဟေအလားဟဲ့ပါလေရက်ဆိုတာပါလေဟမ်ဖောက်ကိုစိတ်လူဝဂျူဟာကွန်ဝါအိုင်ဒီယာကွန်အတင်တို့ရဲ့လက်တွေကိုစေးကြပါဆိုတော့ idea ဆိုတာပါလေလက်များကိုပြောတာအဲ့ဒီလက်များရဲ့မူဖရတ်ဝါဟီတစ်ခုခင်ရပါလေယဒွန်အဲ့တော့ယဒုလာဟေဆိုတာအလားရဲ့တမန်အဲ့တော့ခဏအာရကပါပဲလိုက်စာကမစ်လီဘာမှမတူဘူးဘယ်အလားနဲ့တူတာတစုံတရာမရှိဘူးအဲ့တော့ဒီမှာယဒုလာဟေဘာသာပြန်မယ်ဆိုရင်အဲ့တော့ဘာသာပြန်မယ်ဆိုရင်ဘာသာပြန်တက်စီလိုတယ်လို့ပြောလားမပြောဘူးလားအဲ့တော့ဘာသာပြန်တဲ့ဒီတိုင်းတွားလို့ရလားမရဘူးအဲ့အကြောင်းဒါတွေကိုဘာသာပြန်ထားတာတွေတွားကြည့်ကြည့်ယဒုလာဟေဖောက်ကအိုင်ဒီအလားရဲ့လက်တီအားလုံးရဲ့လက်ရဲ့အထက်မှာရှိရဆိုပြီးအတိုင်းပြောမှာအဲ့အကြောင်းဘာလိုအပ်လဲလို့ပြောရလဲတက်စီအဲ့တက်စီကိုရောအဲ့ဒီလောက်ရလားဟုတ်ပြီအဲ့တော့ယဒုလာဟီဆိုရင်အလားရဲ့လက်ဆိုရင်မပြောဘူးလားဟုတ်ပြီလက်လိုက်စာကမစ်လေးရှိုက်ဆိုတာတစုံတရာသူစအဲ့ဒါဆိုလို့ရှိရင်ဒီအာရက်ကိုပဲဒီအာရက်နှစ်ခုကိုပဲဟုတ်လားအပေါ်ရန်အပြင်ကြည့်ရင်စမ်းကြည့်မနေဘူးလားလိုက်စာကမစ်လေးရှိုက်နေရတော့လာဟင်းနဲ့ဒါဆိုတော့ဟုတ်လားဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအဲ့ချိန်မှာဘယ်ဟာကိုကြည့်ပြီးနားလဲရမလဲဆိုလို့ရှိရင်သူ့ရဲ့မိုဟကမ်အာရက်ဖြစ်တဲ့လိုက်စာကမစ်လေးရှိုက်ဆိုတဲ့အာရက်နဲ့ကြည့်ပြီးတခြားအာရက်တွေကိုသူနဲ့ကိုက်ညီအောင်ဘာသာပြန်မှရအောင်ဒါဆိုဟုတ်လားမဟုတ်ဘူးဆိုရင်အဘာဖြစ်သွားပြီလဲစမ်းကြယ်ဘက်မဖြစ်သွားဘူးလားဒါဆိုတော့ဟုတ်လားအဲ့တော့လိုက်စာကမစ်လီဟီရှိုင်ဆိုတဲ့အာယက်ကပါလေမိုဟ်ကမ်ဘာပြောချင်တာလဲရှင်းလင်းပြတ်တာဘယ်သူမှမလို့ကွာလားရှင်းပြဖို့ပြီးပြီသူကလည်းသူပြည့်စုံနေပြီဒါဆိုတော့ဟုတ်လားအဲ့ဒါကိုဘယ်လိုခေါ်လဲမိုဟ်ကမ်လို့ခေါ်တယ်အဲ့တော့လိုက်စာကမစ်လီဟီရှိုင်ရှင်းလင်းပြတ်တာမနေဘူးလားအလားနဲ့တူတာတစုံတရာမရှိဘူးဆိုတော့အဲ့မဲ့ယဒုလာဟီဆိုတော့မရှုပ်သွားဘူးလားအဲ့ဒီရှုပ်သွားတဲ့ဟာကိုဘယ်လိုခေါ်လဲဆိုရင်မုတရှာဘီဟလို့ခေါ်တယ်ဒါဆိုဟုတ်လားအဲ့ဒီရှုပ်သွားတဲ့အရာကိုဘယ်လိုခေါ်လဲဟုတ်ပြီလားမုတရှာဘီဟလို့ခေါ်တယ်ဒါဆိုဟုတ်လားအဲ့တော့မိုဟ်ကမ်နဲ့ဗာနဲ့လေမုတရှာဘီဟဆိုပြီးရှိတယ်ဒါပေါ့လားအဲ့တော့ဒါအကီတာကိုနားလည်တဲ့အချိန်မှာပြောပြနေရနော်ဟုတ်ပြီအဲ့တော့မိုဟ်ကမ်နဲ့မုတရှာဘီဟကကုရ်အာန်ထဲမှာရှိလားရှိတယ်အာယာတွန်မိုဟ်ကမ်မာတွန်ဗာလေအာယာတွန်မိုဟ်ကမ်မာဆိုကုရ်အာန်ထဲမှာဗာရှိရမိုဟ်ကမ်မတ်တည်ရှိတယ်လို့မပြောဘူးလားဟွန်းနာအူမူလ်ကီတာဝါအိုခါရူမုတရှာဘီဟာမုတရှာဘီဟာတည်လည်းရှိတယ်ဘယ်သူကပြောနေကုရ်အာန်ကပြောနေမိုဟ်ကမ်လည်းရှိတယ်မုတရှာဘီဟာလည်းဘယ်ဟာလဲမိုဟ်ကမ်လိုက်စာကမစ်လီရှာဘယ်ဟာလဲမုတရှာဘီဟာယာဒူလာဟီကုလ်မန်အလိုင်ဟာဖာအကုန်လုံးပြည့်စုံမယ်ဘာပဲကြံပါလဲဝယဘကာဝဂျဟူရဘ်ဘီအရှင်ရဲ့ဝဂျဟူဆိုတာပါလေဝဂျဟူဆိုတာပါလေဝဂျူဟာကွန်လေဟုတ်တယ်မင်းတို့ရဲ့မျက်နှာကိုစေးပါမင်းတို့ရဲ့လက်ကိုစေးပါဝဂျူဟွန်ဝဂျဟွန်မျက်နှာမဟုတ်လားအဲ့ဆိုဒီနေရာမှာဘယ်လိုပြန်မလဲဟုတ်ပြီလားအဲ့တော့အတင်းဟုတ်ပြီလားအားလုံးပြည့်စည်မယ်အဲ့ဒါရဲ့မျက်နှာတော်ပဲကြံမယ်ဆိုလို့ရှိရင်ခဏကခမရလက်ကိုလက်လို့ပဲပြောထားရင်ဒါဆိုတော့ဘောလားမရှုပ်တော့ဘူးလားအဲ့တော့ဒီအာရက်တွေကိုဘယ်ကနေသွားနားလဲရမှာလဲလိုက်မိုဟ်ကန်ဖြစ်တဲ့လိုက်စာကမစ်လီရှိုင်အဲ့ဒါနဲ့သွားပြီးတော့နားလဲအောင်ဒါဆိုတော့ဘောလားအဲ့တော့မိုဟ်ကန်ရှိတယ်မုတရှာမိုဟ်ကမ်ဆိုတာဗာလဲရှင်းလင်းပြတ်တာနေရှင်းစရာမလိုတော့အဲ့ဒါနဲ့လာညှိတဲ့အာရက်တွေကိုဘယ်လိုခေါ်လဲမုတရှာဘီဟာလို့ခေါ်တယ်အဲ့ဒီမိုဟ်ကမ်နဲ့မုတရှာဘီဟာကကုရ်အာန်ထဲမှာရှိလားမရှိဘူးလားပြောထားလားမပြောထားဘူးလားပြောထားအာယာတုမိုဟ်ကမ်မဟွန်နာအူမူလ်ကီတာဝါအခရူမုတရှာဟုတ်ပြီအဲ့ဒီမိုဟ်ကမ်နဲ့ဒါဆိုဘောလားအဲ့ဒါဆိုရင်မုတရှာဘီဟာတွေမရှိဘူးလားအဲ့တော့အဲ့ဒီရဲ့မုတရှာဘီဟာတွေကိုမိုဟ်ကမ်နဲ့ကိုက်ညီအောင်ဘယ်လိုနားလဲရမလဲဆိုတဲ့နီလန်မပေါ်လာဘူးလားပေါ်လာအဲ့ဒီနီလန်ကိုဘယ်သူကပြေးမှာလဲကုရ်အာန်ကပဲပြေးမှာတော့ဟုတ်လားအဲ့ဒီနီလန်ကိုဘယ်လိုပေးမှာလဲဟုတ်ပြီရှင်းလားမသိအဲ့တော့ကုရ်အာန်ကအဲ့ဒီအာယတ်မှာပဲပြောလဲဝါမာယာလမူတာဝီလဟူအီလောလာတမန်ဟုတ်ပြီအဲ့တော့ကုရ်အာန်ကပြောလဲဆိုတော့အဲ့ဒါမုတရှာဘီဟတ်ကိုပြောတာနော်အဲ့ဒီမုတရှာဘီဟတ်ကိုတဲ့ဝါမာယာလမူတာဝီလဟူဘလို့တဘောပေါက်အောင်မလဲဘလို့နားလဲရမလဲဆိုတာဟိုတဲ့ဘယ်သူမှမသိပါဘူးတဲ့ဘယ်သူပဲသိမလဲအလာပဲသိမယ်ဒါဆိုဟုတ်လားအဲ့တော့အဲ့ဒီအာယတ်ကိုဘယ်သူမှမသိဘူးမုတရှာဘီဟတ်ဆိုတာဘာပြောလဲယဒူလာဟီဘာလို့မုတရှာဘီဟတ်လို့ပြောရလဲလိုက်စာကမစ်လီဟီရှိုင်အလာနဲ့တူစင်တာမရှိဘူးဆိုတဲ့ဟာနဲ့အလာရဲ့လက်ဆိုတဲ့အဲ့ဟာနဲ့စန့်ကျင်မနေဘူးလားမုတရှာဘီဟတ်မဖြစ်သွားဘူးလားအဲ့ဒီမုတရှာဘီဟတ်ကိုအလောရှင်ကပြောနေဝါမာယအလမူတာဝီလာဟူအဲ့ဒီရဲ့အားတွေကိုဘယ်လိုနားလဲရမလဲဆိုတော့ဘယ်သူမှမသိဘူးအလောက်အလာပဲသိမယ်အလားပဲသိမယ်ဆိုတော့အဲ့ဒီအာယတ်ကိုနားလည်လို့ရအောင်မလားမရတဲ့အတွက်ကြောင့်အာဟလီဆွန်နတ်ဝတ်ဂျမ်မာကဘယ်ဟုတ်ပြီနော်ဘယ်လိုဖြစ်သွားလဲဆိုတော့အဲ့ဒီမဇဟပ်တစ်ခုကဘာလို့မလဲတဖဝီ
tafwid လောက်လိုက်ဘာဖြစ်လို့လဲအလားပဲသိမယ်လို့ပြောထားဟုတ်လားအလားပဲသိထားတော့ tafwid ဆိုတာအလားကိုပဲယုံပုံလွယ်အပ်လိုက်ဟုတ်ပြီလားအဲ့ဒါဆိုလို့ရှိရင်ဒီမှာစပြီနော်ဒီအာယတ်ကိုဘယ်လိုလုပ်လဲယာဇူလာဟီဖောက်ကအိုင်ဒီဟင် tafwid လောက်တဲ့သူတွေဘယ်လိုလုပ်လဲဖာဘာတွေဘယ်လိုလုပ်လဲဟမ်ကီရာအတူဟာ tafsiru ha tafwid ဆိုတာဗာလေကီရာအတူဟာသူ့ကိုဖတ်ခြင်းဒီပြောချင်တာယာဇူလာဟီဖောက်ကအိုင်ဒီဟင်လို့မဖတ်ဘူးလားအဲ့ဒီအောင်ကီရာအတူဟာသူ့ကိုဖတ်ခြင်းဒီဗာလေ tafsiru ha သူ့ရဲ့ tafsir ပဲတဲ့စက်မပြောနဲ့တော့ဟုတ်လားကီရာ tafwid ဆိုတာဘာကိုပြောရလဲကီရာအတူဟာ tafsiru ha ဘာကိုပြောချင်တာလဲယာဒူလာဟီဖောက်ကအိုင်ဒီဟင်ခဏ tafsir လောက်လိုက်တယ်လို့ပဲအဲ့လိုဖတ်ပြီးရတယ်ဘာဖြစ်လို့လဲဝမာယအလမိုတာဝီလာဟူအီလောအလာပဲတီလို့အဲ့တော့ tafsir လောက်တယ်လို့ခေါ်တယ်တော်တော်ဟုတ်ပြီလားဟုတ်ပြီအဲ့တော့ tafsir လောက်ချင်းတစ်ဖွဲ့မပေါ်လာဘူးလားဘာလို့ tafsir ကပေါ်လာလဲဝမာယအလမိုတာဝီလာဟူအီလောအဲ့ဒါဆိုလို့ရှိရင်ယာဒူလာဟီဖောက်ကအိုင်ဒီဟင်ကို tafsir မသွားသေးဘူးနော်ရိုးရိုးတာမန်တရဂျာမှာပဲလုပ်လို့ရတယ် tafsir အနေနဲ့ဆိုရင်ဟမ်ရလားဘာဖြစ်လို့ဘာလို့လဲကီရာအတူဟာတရာဂျာမတူဟာမဟုတ်ဘူးနော် tafsir တို့ဟာတူထက်မြင့်တယ်ဟုတ်ပြီလားဒါဆိုတော့လားအဲ့ဒီခဏခါကျွန်တော်မပြောဘူးလားတချို့တော့အာယတ်တွေကဘာလုပ်လို့မရဘူးလဲတရာဂျာမကိုလုပ်လို့မရဘူးဘာသာကိုပြန်လို့မရဘူးဒီလိုမျိုးဟာတွေကိုပြောနေတာ tafsir ဒါဆိုပေါ့ပြီလားအဲ့တော့အာလီဆွန်နတ်ဝဂျမအမှာအဲ့ဒီမုတရှာဘီဟတ်ကိုနားလေတဲ့ပုံစံဘယ်နှခုရှိလဲနှစ်ခုရှိတယ်ပထမတစ်ဖွဲ့ကဘယ်လိုလဲtafwid ဆိုတာဘာကိုပြောရလဲကီရာအတူဟာ tafsir တို့ဟာဖတ်ချင်းဒီတဘောပေါက်ချင်းပဲပြီးပြီဘာမှဆက်မပြောတော့အလားပဲသိတယ်လို့ပြောအဲ့တော့ဘယ်အာယတ်ကနေပြောရလဲဝမာယအလမိုတာဝီလာဟူအဲ့ဒီရဲ့ရှင်းလင်းချက်တွေမုတရှာဘီဟတ်တွေကိုဘယ်သူမှမသိဘူးဘယ်သူပဲသိမှာလဲအလားပဲသိမှာဒါဆိုပေါ့လားအဲ့ဒါကို tafwid လို့ခေါ်တယ်ဟုတ်ပြီလားဝရာစီခူနာဖီလ်အင်တော့ဟုတ်လားဝရာစီခူနာဖီလ်အင်မီဟုတ်လားပညာမှာကျွမ်းကျင်တဲ့သူတွေတဘောပေါ့လားအဲ့တော့အဲ့ဒီပညာမှာကျွမ်းကျင်တဲ့သူတွေကရောအလာနဲ့အတူတာဝီကိုတိတာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဝရာစီခူနာဖီလ်အင်မီဆိုတာကနောက်ထပ်ဝါကြတဲ့ကြောင်းလားဒါဆိုတော့ဟုတ်လားအဲ့တော့ဝမာယလမ်မမ်ဇာဟာဘာမုဟမ္မဒွန်မုဟမ္မဒ်တောဝခါလီဒွန်ပြီးတော့ဘယ်လိုသွားအဲ့တော့ဒီဝေါင်ကဘုရုဆက်ပေးတာအရှိကိုမလိုက်သွားဘူးလားဟုတ်လားမဟုတ်လားဟုတ်ပြီဝမာယအလမ်မူတာဝီလာဟူသူ့ကိုတာဝီလောက်ချင်ဒီဘယ်သူမှမသိအစ်လောက်တော့အလားပဲသိမယ်ဝေါင်၎င်းတော့ဒီဝေါင်ကအတော့ဟဲ့လို့အရှိကိုပြန်ဆက်တယ်ဆိုလို့ရှိရင်ရာစီခူနာဖီလ်အင်ပညာမှာကျွမ်းကျင်တဲ့သူတွေရောတာဝီမသိဘူးလားဒါဆိုတော့ဟုတ်လားအဲ့တော့ tafwid လို့ပြောတာကဝရာစီခူနာဖီလ်အင်ဒီဝေါင်ကိုနောက်ထပ်ဝါကြအတက်လို့ယူလိုက်လို့ tafwid လောက်လိုက်တာ tafwid ရှင်းလေးပဲလေကေရာအတူဟာ tafsir လို့ဟာဟုတ်ပြီဒီဝေါင်ကိုအရှိကဝါကြနဲ့ဆက်ထားတယ်ဆိုလို့ရှိရင်အရှိအဒီအောက်လောဆိုတဲ့စာလုံးနဲ့ရာစီခုနာဖီလ်အင်မီကဆက်ထားတယ်ဆိုလို့ရှိရင်အတိတ်ဘယ်ကဘာဖြစ်သွားပြီလဲဒီရဲ့တာမုတရှာဘီဟတ်တွေကိုအလာသိမယ်ဟုတ်လားဝမာယအလမူတာဝီလာဟူအစ်လောအလာသိမယ်နောက်ပြီးဘယ်သူသိအောင်လဲဝရာပညာရှင်တွေသိအောင်မယ်အဲ့ဒါဆိုရင်ပညာရှင်တွေတာဝီလုပ်လို့ရလားမရဘူးလားဒီဝေါင်ကအရှိဟာနဲ့ဆက်တယ်ဆိုရင်အဲ့တော့ကျွန်တော်တို့ရှိမှာဘာထွက်လာလဲဆိုရင် tafwid ရဲ့တာဝီလေဆိုပြီးတော့ဟုတ်လားအဲ့တော့ပုံစံနှမျိုးပဲရှိတယ်ဟုတ်ပြီလား tafwid ဆိုတာဘာလဲယာဒူလာဟီအလာရဲ့လက်ဆိုတာဘာကိုပြောချင်တာလဲအဲ့ဒီနေရာမှာဘာမှမပြောဘူးအဲ့ဒီတိုင်းဖတ်မယ်အဲ့ဒီဟာရှင်းနေကြတယ်တာဝီလုတ်တယ်ဆိုတာကဘာလို့တာလဲတာဝီလုတ်တယ်ဆိုတာကဘာနဲ့ကိုက်ညောင်လို့ရမှာလဲမူဟကမ်နဲ့ကိုက်ညောင်လို့ရမှာအဲ့တော့အလာရဲ့လက်ဆိုတာဘာလဲအလာရဲ့ကိုတရက်ကိုပြောတာလက်ကိုပြောတာမဟုတ်တော့ဟုတ်လားအဲ့တော့တာဝီလုတ်တယ်ဆိုတာကအဲ့ဒီတွေ့နေမြင်နေရတဲ့စာလုံးနဲ့ဟုတ်ပြီလားဆက်နေတဲ့အတိတ်ပဲလားတခြားအတိတ်ပဲလားဆက်နေတဲ့အတိတ်ပဲဒါပေမဲ့အတိတ်ပဲအများကြီးကွဲမနေဘူးလားအလာရဲ့လက်ဆိုတာဘာကိုပြောချင်တာအလောက်ရှိမြရဲ့ကိုတရက်ဘယ်ဘာလို့ရင်ထွက်လာလဲတာဝီလို့ရင်ဟုတ်ပြီလားအဲ့တော့တာဝီရှိမယ်tafwidရှိမယ်အဲ့တော့ tafwidဆိုတာကဒီတိုင်းပဲဖတ်မယ်တာဝီဆိုတာကတခြားအတိတ်ပဲပေးမယ်ဟုတ်ပြီလားနောက်မဇတ်တစ်ခုရှိမလားမရှိဘူးဒါဆိုဟုတ်လားအဲ့တော့ယဒူလာဟီအလာရဲ့လက်ဆိုတာကလည်းအလာကလက်လို့ပြောရင်လက်ဖဲဒါပေမဲ့ဘလို့လက်လဲတော့မသိဘူးဆိုတော့ tafwid လည်းမဟုတ်တာဝီလည်းမဟုတ်ဒါဆိုဟုတ်လားရှင်းလားအဲ့တော့လက်တော့လက်ဖဲအလာကလက်လို့ပြောရင်လက်ဖဲအဲ့တိုင်းယုံကြည်ရမယ်အဲ့တိုင်းမယုံကြည်ရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဒါပေမဲ့ဘလို့လက်လဲဆိုရင်ငါတို့လည်းမတီးလိုက်စားခမစ်လီရှိုင်အဲ့တော့ tafwid လားမဟုတ်ဘူးလေ tafwid ကပါလေဖတ်တဲ့အတိုင်းပဲတော့လားတာဝီကပါလေနောက်အတိတ်ပဲလေခင်ဗျာစပြောတဲ့ကလက်ဖဲအလားပြောထားတဲ့အတိုင်းပဲတဘောပေါ့လားဒါဆိုတဘောပေါ့လားဟုတ်ပြီအဲ့တော့
ဒီလက်ဆိုတဲ့စကားလုံးကြီးတွေ့ပြီတခြားအတိတ်ပဲတွေပြန်တာကိုကိုရန်ထဲမှာမရှိဘူးလားအများကြီးပဲဒါဆိုဟုတ်လားဥပမာတဘတ်ရတာအဘီလာအဘင်ဝတ်တပ်ဟုတ်ပြီလားအဘူလာဟပ်လေဟုတ်ပြီလားပျက်စီးပါသေးလို့ပြောတာဟုတ်အဘူလာဟပ်ရဲ့ဘာပျက်စီးပါရတာလက်နှစ်ဖက်အဲ့တော့လက်နှစ်ဖက်ပဲလားငရဲမီထဲမှာကျန်တဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာတခြားနေရာမှာလားအဘူလာဟပ်ကငရဲမီကြမယ်လို့မပြောဘူးလားအဲ့ငရဲမီကိုလက်နှစ်ဖက်ပဲကြမှာလားဘာကိုရန်ကဘာပြောရလဲတဘတ်ရတာဆိုပါလေလက်နှစ်ဖက်လေအဲ့ဒါဆိုအဘူလာဟပ်ကလက်နှစ်ဖက်ပဲငရဲမီထဲမှာလားကျန်တာမပါဘူးလားဒါဆိုဒီနေရာမှာခန္ဓာကိုယ်တစ်ခုလုံးဆိုလို့ကျင်တာလားလက်လေဟုတ်တယ်ဒါဆိုလားအဲ့တော့ဒီနေရာမှာဘာလို့ဆိုလို့ကျင်တာခန္ဓာကိုယ်တစ်ခုလုံးဆိုလို့ကျင်တာအဲ့ဒါကိုဘလာခါအရဘယ်လိုခေါ်လဲအတလကယ်ဂျုဇ်စိတ်ပိုင်းတစ်ခုပဲပြောလိုက်တာဝါရာဒယ်ကိုအကုန်လုံးကိုလိုချင်တာဟုတ်ပြီလားလက်ဖဲပြောလိုက်တာဘာလို့လိုချင်တာလဲအဲ့ဒါဆိုအကုန်လုံးလိုချင်တယ်ဆိုတခါတည်းအကုန်လုံးကိုပြောလို့မရဘူးလားရတာပေါ့ဒါဆိုဘာဖြစ်လို့လက်ကိုအဓိကပြောတာလဲအဲ့ဒီပြစ်မှုတွေအားလုံးကဘယ်ရစားလက်ကစားဒါဆိုဟုတ်လားဒါပေမဲ့လက်လို့တော့ပြောတယ်ဒါပေမဲ့လက်အတိတ်ပဲလားမဟုတ်ဘူးမာအဖာဘကုမမူဆီဘတ်င်ဖဘီမာကဆဘတ်အိုင်ဒီကွန်ဟုတ်လားမင်းတို့မူဆီဘတ်ကြားလာတဲ့အရာတွေအားလုံးအားတဲ့ဘာကြောင့်လဲမင်းတို့ ID ကွန်ဆိုပါလေမင်းတို့လက်နဲ့လှုပ်လို့ဖြစ်လာတဲ့အရာတွေကြီးပဲတဲ့ဟုတ်ပြီ6တော့နဲ့ကင်ဘာမှမရှိဘူးကိုရန်ထဲမှာဟုတ်လားမဟုတ်လားမင်းတို့ဖြစ်နေတဲ့အရာတွေမူစီဘတ်တွေကြာနေတဲ့အရာအလုံးဘယ်လိုလုပ်လို့လဲဖတ်ပြီးမှာကဆာဘတ် ID ကွန်မင်းတို့လက်ကြောင့်မင်းတို့လက်နဲ့လှုပ်လို့โอเคအဲ့ဒါဆိုရင်ဟုတ်ပြီလားဒီတယောက်ကို6တော့နဲ့ကင်မယ်အပြစ်ရှိလားအဲ့ဒီတော့ဘာအစားမှမရှိဘူးပေါ့ရှိလားမရှိဘူးလားအဲ့တော့ဒီနေရာမှာဘာလို့လက်ကိုဆိုလို့ချင်တာမဟုတ်ဘူးခင်ဗျာဘာနဲ့ဘရုကိုမကောင်းကြံမလဲအဲ့ဒီတော့မူစီပဲအဲ့ဒီတော့အပြစ်ကရှိလားမရှိဘူးလားရှိပြီးတော့ဒီနေရာမှာလက်ကိုဘာလို့ပြောရလဲလက်ကအဓိကဖြစ်နေလို့ဒါဆိုဟုတ်လားမကောင်းမှုအလုံးကလက်ကစတာမဟုတ်ဘူးလားဒါဆိုရှင်းလားအဲ့တော့ဒီနေရာမှာလက်ကိုဆိုလို့ချင်တာလားမဟုတ်ဘူးရှိတယ်ကိုရန်ထဲမှာအများကြီးပဲဒါဆိုတော့ဟုတ်လားအဲ့တော့ဟုတ်ပြီလားဒီတမန်တော်အစ္စမာအီလ်တို့တမန်တော်အစ္စဟက်တို့လည်းဘာပြောလဲအိုလီလ်အိုင်ဒီတဲ့ဦးလေး ID ဆိုတာဗါလေလက်တွေအများကြီးရှိရဆိုတော့တမန်တော်အစ္စမာအီလ်တို့ဘာလို့လက်တွေအများကြီးရှိရလားမဟုတ်ဘူးအဲ့နေရာမှာဘာကိုပြောချင်တာလဲအေဘာဒတ်လောက်တဲ့နေရာမှာအင်အားရှိတယ်လို့ပြောချင်တာဒါဆိုလားဒါမှမဟုတ်ပေးကမ်းမှုရက်ရောတယ်လို့ပြောချင်တာဒါဆိုတော့ပေါ့လားအဲ့မှာလက်တွေလေဒါဆိုရှင်းလားဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အဲ့တော့ဒီဟုတ်ပြီလားကုရ်အာန်ထဲမှာဒီမုတရှာဘီဟတ်တွေကိုကျွန်တော်တို့ဘယ်ပုံစံနဲ့နားလည်မှရမှာလဲဒီမိုဟကန်နေဖြစ်တဲ့ဟုတ်ပြီလားအာယတ်တွေဖြစ်တဲ့အဲ့ဒီအရာတွေနဲ့ဘာလုပ်ပြီးနားလဲရမှာလဲကိုက်ညီအောင်နားလဲရမှာဒါဆိုပေါ့လားအဲ့တော့တဖူးလုံးရင်လို့တာဝီလုံးရင်တဖူးဆိုတာအဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးဘာသာကိုပြန်လို့မရအောင်တာဝီလုပ်တယ်ဆိုတာကပြောတော့ပြောမယ်အဲ့ဒီအတိတ်ပဲလားမဟုတ်ဘူးဘာနဲ့ကိုက်ညီအောင်လဲသူ့ထက်အားကောင်းတဲ့ဒီမိုဟကန်မအတင်နဲ့ဘာဖြစ်လဲကိုက်ညီအောင်ဘာသာပြန်ဒါဆိုတော့ပေါ့လားအဲ့တော့ယဒူလာဟီလက်တော့လက်ပဲဘယ်လိုလက်လဲတော့မသိဘူးအဲ့မှာစလိုက်ပြီဒါပေမဲ့အဲ့ဆိုရင်ဘယ်လိုလုပ်မလဲကုလူမန်အာလိုင်ဟာအကုန်လုံးပြည့်စည်မယ်တဲ့ဝယဘကောဝဂျဟူရဘစ်အတင်အရှင်ရဲ့မျက်နာပဲကြံမယ်အဲ့ဒီအာရဘယ်လိုလုပ်မလဲမဟုတ်ဘူးတဲ့မျက်နာကိုပြောတာမဟုတ်ဒီညမှာတကူလုံးကိုပြောတာဇာတ်ကိုပြောတာဘာဖြစ်လို့လဲယူလို့မရတော့ဆိုဟုတ်လားဘာဖြစ်လို့လဲဆိုတော့ယူလို့မရတော့လို့ရှင်းနေတာပဲဟုတ်ပြီလားတော့ကတဖူးရှိတယ်တာဝီရှိတယ်အာလီဆွန်နဝတ်ကြံမှာဟုတ်ပြီလားဒါဆိုဘောလားအဲ့ဒီအတိုင်းပဲဒီအာယတ်တွေမှာအာရဟ်မန်အလာအာရရှိစတာဝါအလောရှိမြတ်ကအစ္စတာဝါဆိုတာဘာလုံးလဲဆံမြန်းနေတာထိုင်နေတာတဲ့ထိုင်နေတာโอเคလိုက်စာကမစ်လီရှိုင်းနေမုတရှာပြဖြစ်လားမဖြစ်ဘူးလားတဖူးလုံးမယ်ဘယ်လိုလုပ်မလဲအာရဟ်မန်ဝါလာအာရှိစတာဝါကီရာအတူဟာတဖစီရောအဲ့တိုင်းဖက်အဲ့တိုင်းပဲပြီးပြီဘာမှဆက်မပြောနဲ့တာဝီလုံးမယ်ဘယ်လိုလုပ်မလဲအာရရှ်ကိုအုပ်ဆိုးတဲ့အရှင်ဖြစ်တယ်ဟုတ်ပြီလားအဲ့တော့အဲ့ဒီနှစ်ခုကြားကနေဘာပြောမလဲအစ္စတာဝါဆိုတာထိုင်တာကိုပြောတာဒါပေမဲ့ဘယ်လိုထိုင်လဲတော့မသိဘူးတာဖူးလည်းမဟုတ်ဘူးတာဝီလည်းမဟုတ်ဘူးဒါဆိုတော့ဘောလားအဲ့တော့ဘယ်ကနေယူလဲအီမမ်မာလစ်ကပြောတယ်အလ်အစ္စတီဝါကိုအီမမ်မာလစ်အထောက်ထားနဲ့ပြောလေအလ်အစ္စတီဝါဆိုတာဘာလဲခဏထိုင်တယ်လို့ပြောတယ်ဟုတ်အီမမ်မာလစ်ကပြောတယ်အစ္စတီဝါကိုမအလူအစ္စတီဝါဆိုတာဘာလဲတဲ့ပြီးပြီတဲ့သိရှိပြီးသားတဲ့ဟုတ်ပြီလားဟုတ်ပြီလားဟုတ်ပြီအစ္စတီဝါကိုမအလူဆိုတာဘာပြောအစ္စတီဝါကိုမအလူဆိုတာဒီအာရတ်တွေထံမှာတဲ့အစ္စတီဝါဆိုတဲ့စကားလုံးကတိပြီးသားရှုပ်เสียမလို့တော့ဘူးဆိုတာဘာပြောတာထိုင်တာကိုပြောတာလားအစ္စတီဝါရဲ့အတိတ်ပဲ15ခုရှိတယ်
တော့ပါပြီလား al-istiwa ကို ma'lum ဆိုတာကအာရတိထမှာဒီအဓိပ္ပာယ်ကြီးရှိပြီးသားပြောတာထိုင်နေဆိုတဲ့အဓိပ္ပာယ်တစ်ခုတည်းကိုယူပြီးပြောနေတာမဟုတ်ဘူးလေအဲ့ဒီမှာစမှာ al-istiwa ကို ma'lum indal arab ဒါဆိုဘောလားဟမ်အဲ့တော့ဒီဘီရှ်ကအီရတ်ကိုတိန်းတဲ့ခါမှာဆိုပြီးတော့ဟုတ်ပြီလားဒါမှပါပဲတိန်းနေဆိုတဲ့အမှာလေဟမ်ဘာနဲ့တုံးတာဟမ်ကဒစ်တာဝါဘီရှ်ရွန်အလ်အီရတ်မှာအစ္စတာဝါနဲ့မတုံးလားအစ္စတာဝါဆိုတာဘာလို့လဲအဲ့ဒီအီရတ်ကိုဒါမှပါပဲတိန်းသွားတာအုပ်ဆိုးလိုက်တာမဟုတ်ဘူးလားအမှလေအစ္စတာဝါလေအလ်အစ္စတီဝါကိုမာလုံဆိုတာဟုတ်ပြီတခြားအဓိပ္ပာယ်တွေလည်းရှိတယ်ဒါဆိုတော့ဘောလားအဲ့တော့ wal kaifu majhul kaif majhul ဆိုတာဘာကိုပြောရလဲအဲ့တော့သူတို့ပြောသလိုဆိုရင် istiwa ကို ma'lum ဆိုတာဘာကိုပြောလိုက်တာလဲထိုင်တာအာရတ်တွေကတိပြီးသားတဲ့ဒီဟာထိုင်တာတဲ့ခဏကပြောသလိုပဲလေလက်တော့လက်ပဲဘယ်လိုလက်လဲတာမသိတာထိုင်တော့ထိုင်တယ်ဘယ်လိုထိုင်လဲတာမသိတာအဲ့တော့ကြောင့်ဘယ်လိုပြန်လဲ al-istiwa ကို ma'lum ဆိုတဲ့အဓိပ္ပာယ်တန်တဲ့အဓိပ္ပာယ်တွေဖယ်ပြီးတော့ထိုင်တာတစ်ခုပဲယူလိုက်တယ်အဲ့ပြီးတော့ wal kaifu majhul ထိုင်တော့ထိုင်တယ်ဘယ်လိုထိုင်လဲလာမမင်းနဲ့အဲ့ဒါကြောင့် what so အလွန်မှုပြီးတာဆိုပြီးပြောတာဟုတ်မဟုတ်အဲ့ဒီ riwayat ကအဲ့တခုပဲရှိရလားမဟုတ်ဘူးနောက်ထပ် riwayat တွေမှာအဲ့ထက်အားကောင်းတဲ့ riwayat မှာပြောလဲwal kaifu gairu ma'qul မာနာကြီး gairu ma'qul ma'qul gairu ma'qul ဆိုစဉ်းစားလို့မရတာလူမှာဂျိုးပါတယ်ဆိုစဉ်းစားလို့ရတာအဲ့တော့ mustahil မဖြစ်နိုင်ဘူးလို့ပြောတာ wal kaifu gairu ma'qul ဆိုတာအလောက်ရှိမြဲနဲ့ဘယ်တော့မှမဖြစ်နိုင်တဲ့အရာလို့ပြောတာအဲ့ဒါကိုဘာယူလဲတဝက်ယူတာ wal kaifu မကြဘူးရှိတော့ရှိရဘယ်လိုလဲမသိတာမဟုတ်ဘူးလေဟုတ်ပြီလားအီဗန်မာလေးအဆိုပြောချင်တာလားအကုန်လုံးပြော istiwa ကိုမာအလုံအာရတ်တရားတိပြီးသားလို့ပြောတဲ့အခါမှာအာရတ်ထိထမှာအတိတ်ပဲအများကြီးတည်းရင်တလုံးနဲ့ကိုယူလာပြီအီဗန်မာလေးကတာကိုပဲပြောတာအဲ့ wal kaifu မကြဘူးရှိသလို wal kaifu gairu မှာအခုရှိတယ်ဒီတစ်ခုပဲယူလာပြီပြောဒါဆိုတော့ဘောလားဟုတ်ပြီအဲ့တော့ဒီအာရတ်တွေကိုနားလည်ရမယ်ပုံစံတော့ပေါ့ပြီလားYeah okay အဲ့တော့အလောရှ်မန်နဲ့ပတ်သက်ပြီးတော့အဲ့ဒီအချို့အာယတ်တွေရှိတယ်အဲ့ဒီအာယတ်တွေကဘယ်ပုံစံနဲ့သွားမလဲလာယီဆာကမစ်လီရှိုင်းဆိုတဲ့အာယတ်ရှိတော့ဟုတ်အဲ့ဒီအာယတ်ကနေကြည့်ပြီးတော့မလုပ်ရမှာလဲသွားမှာဟုတ်ပြီလားကျန်တဲ့အတိတ်ပဲတွေပြန်မယ်ဟာလာတဘာရကလဒီဘီယဒီဟီလ်အမယက်ဆိုပြီးမပြောထားဘူးလားဘယ်လိုနားလဲမလဲတဖီလားတာဝီလားโอเคဟုတ်ပြီအဲ့တော့ဒီအကီဒါလို့လဲဆိုတော့ဘာလို့ပြောရလဲโอเคဒီမှာကြည့်ဘာသာပြန်မယ်ဆိုလို့ရှိရင်တဖီနဲ့တာဝီကိုကြည့်မယ်အဲ့တော့တဖီဆိုတာကဘာမှမပြောလို့မရဘူးတာဝီဆိုတာကဘာကိုပြောမှာလဲတခြားအဓိပ္ပာယ်ပြောမှာဒါပေမဲ့ဘာသာပြန်ရင်တော့လက်ကလက်ဖြစ်မနေဘူးလားအဲ့ဒါကြောင့်ရဒူလာဟီဖောက်ကအိုက်ဒီဟိုမယုံရင်တော့ကြည့်အလာရဲ့လက်ရဲ့အလာရဲ့လက်ဒီအားလုံးရဲ့လက်အထက်မှာရှိတယ်ဆိုပြီးပြောတာဒါပေမဲ့တဖီလောက်တဲ့အချိန်မှာပြန်ပြီးတော့မလုပ်မှာလဲပြန်ပြီးတော့ရှိလာမှာဟုတ်ပြီလားအဲ့တော့တဖီကိုမြန်မာလိုရေးထားတာရှိတာဆိုရင်ရှိတယ်ဟုတ်ပြီနော်ဒီဆရာဂါဇီဟာရှင်ရဲ့အလင်းပြချာဟုတ်ပြီလားအမှတေချာရေးထားတာရှိတယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါနဲ့ပတ်သက်ပြီးခဏနေမှာပြောโอเคအဲ့တော့အလောရှ်မန်နဲ့ပတ်သက်ပြီးတဘောပေါက်ပြီနော်ဘယ်လိုနားလည်ရမလဲအဲ့တော့ဒီအာယတ်တွေကိုဘာသာပြန်တဲ့ခါမှာဘယ်ပုံစံနဲ့ဘယ်ပညာရဲ့နဲ့ပြန်ရမှာလဲဒီတောင်ဟစ်ကိုနားလည်ပြီးမှပြန်လို့ရမှာโอเคအဲ့ဒါပြီးတော့နောက်တစ်ခုတမန်တော်နဲ့ပတ်သက်ပြီးတော့တမန်တော်တွေဘယ်လိုနားလည်လဲဆိုတာ ਨੇ ယုံကြည်ချက်ပိုင်းဆိုင်ရာကအလားနဲ့အလားတော့စုမဟုတ်လားအဲ့တော့တမန်တော်တွေကိုလည်းဘယ်လိုနားလည်ရမလဲဆိုတာမရှိဘူးလားရှိတယ်ဒါဆိုတော့ဟုတ်လားဟုတ်ပြီအဲ့တော့တာဝီဆိုတာတဘောပေါက်ပြီနော်တာဝီဆိုတာကရှိနေတဲ့အဓိပ္ပာယ်ထက်ကိုဘာလို့ရမလဲတခြားပုံစံနဲ့အဓိပ္ပာယ်ပြန်ရမှာဘာဖြစ်လို့လဲဆိုတာရှိတယ်ပြန်အရာအားလုံးဒီတိုင်းတော့ပြန်လို့မရဘူးဘာဖြစ်လို့လဲသူထက်အားကောင်းတဲ့အရာနဲ့မိုဟကမ်နဲ့ဘာဖြစ်နေလို့လဲစန့်ကျင်နေလို့ဟုတ်ပြီလားအဲ့တော့အဲ့ဒီအတိုင်းပဲဟုတ်ပြီလားနဗီတွေနဲ့ပတ်သက်တဲ့ဟာမှာဆိုလို့ရှိရင်အဲ့တော့နဗီတွေနဲ့ပတ်သက်ပြီဆိုလို့ရှိရင်ပို့ပြီးတော့ဟိုဟာဖြစ်တာကနဗီတိုင်းကအပြည့်ရှိနေကျွန်တော်တို့ရှိမှာဟုတ်ပြီလားအဲ့တော့နဗီတွေကကျွန်တော်တို့အာလီဆွန်နဝဂျမန်ဟုတ်တယ်ဟုတ်ကျွန်တော်တို့လူနေတဲ့အာလီဆွန်နဝဂျမန်အတိုင်းကဟုတ်ပြီနော်အကုန်လုံးအာလီဆွန်နဝဂျမန်ဖြစ်ချင်တယ်အဲ့တော့အာလီဆွန်နဝဂျမန်ပြောပြီးအာလီဆွန်နဝဂျမန်ထဲမှာနဗီအားလုံးဒီအပြည့်အားလုံးနဲ့ကင်းတယ်ဟုတ်ပြီလားဒါဘုရုရဲ့ယုံကြည်ချက်လေဒါပေမဲ့ကျွန်တော်ကနဗီအားလုံးမှာအပြည့်တမန်တော်အာဒန်အစပြီးဟုတ်တယ်ဟုတ်အတီးစားလို့ရောက်လာတယ်တမန်တော်မူဆာကရိုက်လိုက်တာတေသွားတယ်တမန်တော်အစ္စရာဟင်ကလိန်နေအလောရှိမြတ်ကိုရှာတယ်နေကိုတွေ့ပြီးငါဖျားပါပြောတယ်ဟုတ်လားမဟုတ်လားအဲ့တိုင်းနေပြောနေရလေဟုတ်လားလာကိုတွေ့တယ်နေကိုတွေ့တယ်ဒီတိုင်းပြောနေတာဒီတိုင်းကြားနေရတာအဲ့တော့နဗီတွေအားလုံးအပြည့်နဲ့ကင်းနေလားဒါပေမဲ့အာလီဆွန်နဝဂျမန်ယုံကြည်ချက်ကအဲ့ပုံစံလားမဟုတ်ကျွန်တော်တို့လူနေတဲ့အာလီဆွန်နဝဂျမန်ပဲအီမန်အရှာရီနဲ့အီမန်မာတရီမဇာမှာတဘောပါလားအဲ့တော့
ဟုတ်ပြီအဲ့တော့အဲ့ဒီရဲ့ပြဿနာတွေကဘယ်ကနေလာလဲအဲ့ဒီဘာသာပြန်ပြီးအရှိဆက်မတက်တဲ့ပြဿနာဘာဖြစ်လို့လဲဟုတ်ပြီလေဝလာတက်ကရဘာဟာဒီရှာကြတာဒီအပင်နဲ့မကန့်နဲ့လို့မပြောဘူးလားရှိုက်တန်နောက်ရှက်လိုက်တော့စားလိုက်တယ်အဲ့တော့ဂျန်နတ်ထဲကမထုတ်ခံရဘူးလားအဲ့တော့အဲ့ဒီတိုင်းပဲရေးထားတာမဟုတ်လားအဲ့ဒါကဘာသာပြန်မဟုတ်လားခဏကဘာပြောလဲဘာသာပြန်ပြီးရက်ရင်ရမလားအဲ့တော့ဘာဟုတ်နားလဲရမှာလဲသူရဲ့ဆိုလိုရင်မိုးရတက်စီဘယ်လိုလုပ်မလဲဘယ်လိုဖွင့်ဆိုမလဲယုံကြည်ချက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ယုံကြည်ချက်ပိုင်းဆိုင်ရာပညာရှင်တွေဘယ်လိုပြောလဲဘယ်လိုနားလဲလဲမသိရဘူးလားအဲ့ဒီကိုလာမှသိရမှာဟာဒစ်နဲ့ပတ်သက်နေတယ်ဆိုရင်ဟာဒစ်ကိုမတွားရဘူးလားဒါဆိုပေါ့လားအဲ့တော့အာရဗီစာပေနဲ့ပတ်သက်နေတယ်ဆိုရင်အာရဗီစာပေကိုတွားအဲ့တော့တမန်တော်တွေနဲ့ပတ်သက်ပြီးနားလဲရမယ်ဘယ်ပုံစံနဲ့နားလဲရမလဲဆိုတော့အာလီဆွန်နတ်ဝတ်ဂျမတ်ထဲကပညာရှင်အီမန်ဆူနူစီယဟုတ်ပြီလားအဲ့တော့ဒီမှာဗာပြောလဲဆိုတော့အဲ့ဒီနဗီတွေနဲ့ပတ်သက်ပြီးမူဟမ္မဒ်တွေပြောပြီးရအောင်ပါနဗီတွေကဘယ်လိုတပလီလောက်တာအလောအဝလူမွတ်စလင်မွတ်စလင်တွေနဲ့မှာတော့မှအကောင်းဆုံးမွတ်စလင်တွေဟုတ်လားအဲ့တော့စစ်ဒီကင်းတွေမဟုတ်ဘူးလားမန်ကန်တဲ့သူတွေမူဟစင်နင်းတွေနဗီတွေနဲ့ပတ်သက်ပြီးတော့အများကြီးဆွေဖတ်တွေမရှိဘူးလားအမာနဲ့ရှိတဲ့ဟာတွေအကုန်လုံးအဲ့ဟာတွေအားလုံးမူဟမ္မဒ်တွေနားလည်ပြီးပြီဆိုလို့ရှိရင်တဲ့ဟုတ်ပြီလားနဗီတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုမြင်နေသလိုဘာသာပြန်ပြီးနဗီတွေကိုအပြစ်ပြောနေသလိုဟုတ်ပြီလားအဲ့ဒီအာယတ်တွေတွေ့ရင်ဘယ်လိုလုပ်ရမလဲအဲ့ဒီဟာကိုလာပြောမှာဟုတ်ပြီလားအဲ့တော့ဝတ်ဘီဟာဇာဆိုတာကအဲ့ဒီနဗီတွေနဲ့ပတ်သက်တဲ့အာယတ်တွေမူဟမ္မဒ်တွေဟုတ်ပြီလားဒီနဗီတွေရဲ့ဖြောင့်မတ်မှန်ကန်မှုတွေအားလုံးသိပြီးတဲ့နောက်မှာတဲ့တောရာဖူအန်နာကုလာမာအောဟာမာဖီဟက်ကီဟင်အောဖီဟက်ကီမလာအီကာတီဟုတ်ပြီလားအဲ့တော့နဗီတွေနဲ့ပတ်သက်ပြီးဒါမှမဟုတ်ဘူးဆိုလို့ရှိရင်မလာအီကာတွေနဲ့ပတ်သက်ပြီးတော့သူတို့တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့မူဟမ္မဒ်အာယတ်တွေမှာတေးတေးချာချာသိပြီးတဲ့နောက်မှာတဲ့ဟုတ်ပြီလားနောက်ဆမီနယ်ကီတာဘီဝဆွန်နာနဗီတွေနဲ့ပတ်သက်ပြီးတော့ရောနေမှုတစ်ခုခုလေးကိုကုရ်အာန်ဒါမှမဟုတ်ဆွန်နာမှာမင်းတို့တွေးပြီးဆိုရင်တဲ့ဟုတ်ပြီလားဝါဂျာဘာတာဝီလိုတာဝီလောက်လိုက်တော့တဲ့တာဝီဆိုတာဘာလဲခဏဒီမှာပြောတယ်ဟုတ်ဒါဆိုတော့ဘာလဲဝါဂျာဘာတာဝီတခါလဲတန်းလို့လိုက်တော့ဟုတ်ပြီလားအဲ့တော့တာဝီဆိုတာဘာကိုပြောရလဲသိပြီဟုတ်ဟုတ်ပြီဥပမာတာဝီဘယ်လိုလုပ်မလဲโอเคတမန်တော်အာဒန်ကဂျန်နတ်ထဲကပါလဲတားထားတဲ့အတီကိုစားလိုက်လို့ထုတ်ခံရတဲ့ကျွန်တော်တို့အဲ့တိုင်းပြောတယ်ဟုတ်လားဟုတ်ပြီအဲ့တော့ဒါကိုဒီတိုင်းပဲနားလည်ရင်အပြစ်မရှိပါဘူးလားအပြစ်ရှိပါတယ်အဲ့တော့နဗီတွေနဲ့ပတ်သက်ပြီးအပြစ်ကင်းစင်မှုတွေအကုန်လုံးမှန်ကန်မှုတွေအကုန်လုံးကိုသိပြီးပြီဆိုလို့ရှိရင်ဒီအာယတ်တွေကိုနားလည်တဲ့အခါမှာဘာသာပြန်ရင်ပြဿနာတက်မနေဘူးလားအဲ့လိုတက်စီမလို့ဘူးလားအကျယ်ရှင်းလင်းဖို့အဲ့ဒီတက်စီကိုဘယ်ပုံစံနဲ့ရှင်းနေမှရမှာလဲပညာရက်နဲ့အကီဒါပညာရက်ယုံကြည်တဲ့ပိုင်းဆိုင်ရာပညာရက်နဲ့ရှင်းမှဒီရဲ့အတိတ်ပဲကပွင့်မှာအဲ့တော့ဒီမှာဘာလာလောက်ခိုင်းတယ်လဲဝါကြပါတာဝီလာလောက်ခိုင်းတယ်ဟုတ်ပြီလားတာဝီလောက်တဲ့ပုံစံသိပြီနော်အဲ့တော့ဥပမာကွာတာဝီလောက်ပုံတွေအများကြီးရှိတယ်အဲ့တော့ဒီနေရာမှာဘယ်လိုပုံစံတာဝီလောက်လဲဆိုတော့ဥပမာအဲ့တော့ဒီတမန်တော်အာဒန်ကိုဟုတ်ပြီလားဒီနောက်ဆုံးဒီကိုရာအာယတ်မှာပြောတဲ့အခါမှာတမန်တော်အာဒန်ကတောက်ပါလောက်တယ်လို့ပြောတယ်အဲ့ဒီတောက်ပါရဲ့အထက်မှာဘာလို့တောက်ပါလောက်တာလဲဟမ်အဲ့ဒီတားထားတဲ့အတီကိုစားလိုက်လို့အဲ့ဒီတားထားတဲ့အတီစားတဲ့အထက်မှာအာယတ်ကပါလဲဟမ်ဂျန်နတ်ထဲမှာနေဖို့မပြောဘူးလားအဲ့ဒီဂျန်နတ်ထဲမှာနေတဲ့အာယတ်ရဲ့အထက်ကပါလဲဟမ်ပါလဲဂျန်နတ်ထဲမှာနေတဲ့အာယတ်ရဲ့အထက်ကမလာအီကာတွေနဲ့ဟုတ်လားစကြီတာမချခိုင်းဘူးလားအီဘလစ်ကမချဘူးအဲ့ဒီဘာလို့စကြီတာချခိုင်းတာလဲဝါအလမာအာဒမယ်အစမာနာမည်တွေအကုန်လုံးမတင်ထားပေးဘူးလားတင်ထားပေးတယ်ဘာလို့တင်ထားပေးတာလဲအဲ့ဒီအာယတ်ကဘာပြောလဲဝါအစ်ကောလာရောဘူကာဟုတ်လားတမန်တော်ကိုမိတ်နေတာလစ်မလာအီကာတီဟုတ်ပြီလားတယံခါမှာတဲ့ဟုတ်ပြီလားအလောရှိမြတ်ကမလာအီကာတွေကိုဘာပြောရလဲအင်းနီငါအရှင်မြတ်တီဂျာအီလွန်ပြုလုပ်မယ်တဲ့ဖီလ်ဂျန်နတ်ခလီဖာလားဟမ်ကိုယ်စလဲပြုလုပ်တော့မယ်တဲ့ဘယ်မှာလဲဖီလ်အော်ရိုဒွေဘယ်မှာလဲကဘာမြေကြီးမှာဘာလုပ်မှာလဲခလီဖာလုပ်မှာအဲ့တော့အဲ့ဒီအတီးကိုစားမစားတမန်တော်အာဒန်ဂျန်နတ်ကနေဘယ်ကိုရောက်လာမှာလဲကဘာမြေကြီးကိုရောက်လာမှာဘာဖြစ်လို့လဲခလီဖာတန်ဖီလ်ဂျန်နာလားခလီဖာတန်ဖီလ်အော်ဒွေလားခလီဖာတန်ဖီလ်အော်ဒွေဟုတ်ပြီလားအဲ့ဒါကြောင့်အဲ့တော့တမန်တော်မူဆာကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟုတ်ပြီလားတမန်တော်အာဒမ်ရဲ့ကဘာကိုအလောရှိမြတ်ထမှာပြခိုင်းပြီးတော့တွားတာဟုတ်ပြီလားလူသားအားလုံးရဲ့ဖခင်အဲ့လားပထမဦးဆုံးပြီးတော့ဂျန်နတ်မှာနေရတဲ့သူဟုတ်ပြီလားအသင်ကြောင့်ကျွန်တော်တို့ဂျန်နတ်တိုင်းထုတ်ခံရဆိုတမန်တော်မူဆာတော့ပြောတမန်ဟုတ်ပြီအဲ့တော့တမန်တော်အာဒမ်ကဘာပြောလဲတမန်တော်အာဒမ်အဲ့ချိန်မှာဘာပြောလိုက်လဲအလောရှိမြတ်ကတဲ့ငါမဖန်သင်းခင်ကလေးကတတ်မှတ်ထားတဲ့တက်တီတစ်ခုနဲ့ပတ်သက်ပြီးငါ့ကိုအပြစ်လာတင်နေတာလားဘယ်သူကတတ်မှတ်ထားလဲအလောရှိမြတ်ကတမန်တော်အာဒမ်မဖန်သင်းခင်ကလေးကတတ်မှတ်ထားတဲ့တက်တီတစ်ခုနဲ့ပတ်သက်ပြီးတော့အတင်းတမန်တော်မူဆာကငါ့ကိုအပြစ်လာတင်နေတာ
လားဒါဆိုတော့ဟုတ်လားဟမ်အဲ့တော့တမန်တော်မူဆာရောက်သွားတဲ့အခါမှာဘယ်လိုလဲဆိုတော့မူဆာတမန်တော်မူဆာသူ့ကိုသူနာမည်ပြောတော့တမန်တော်အာဒန်ကဘာပြောလဲကလီမူလာလားတောင်းထရထားတဲ့သူလားဘာဖြစ်လို့တည်ရလဲဟောအဲ့ဒါမှအစမနာမည်အားလုံးတင်ထားပေးပြီးတာလေမူဆာဆိုတာလည်းဘယ်လိုဆိုတာတမန်တော်အာဒန်သိပြီးဒါဆိုတော့ဘောလားရှင်းလားဟုတ်ပြီအဲ့တော့တာဝီဘယ်လိုလုပ်ရလဲတဘောပါပြီလားရလားအဲ့တော့တမန်တော်အာဒန်ကိုယ်တိုင်ကလည်းမပြောဘူးလားဟုတ်ပြီအဲ့တော့ဟုတ်ပြီခင်ဗျာကျွန်တော်တို့ပြောနေသလိုပဲတမန်တော်အာဒန်ကဘယ်ရင်ထွက်လာလဲဂျန်နတ်ဘာလို့ဖို့လဲအဒီစာလို့โอเคအဲ့ဒီဂျန်နတ်ကိုပဲတမန်တော်အာဒန်ကနဗီပေါင်း3,400ကျော်နဲ့ဝင်မှာအဲ့ဒီအဒီစာပြီးထွက်လာတဲ့ဂျန်နတ်ကိုပဲဘယ်သူဝင်မှာလဲအဲ့ဒီတမန်တော်အာဒန်ကပဲဝင်မှာကျွန်တော်တို့အခုအပြစ်ပြောနေတဲ့သူကဂျန်နတ်ထဲဝင်မှာဘယ်သူတွေနဲ့ဝင်မှာလဲနဗီ3,400ကျော်နဲ့ဟုတ်ပြီလားဒီရိုဆိုလ်ပေါင်း300ကျော်နဲ့အဲ့မှာဆွာလီဟင်းနေမရှိဘူးလားရှိအဲ့ဒီဟာတွေအားလုံးနဲ့အခုကျွန်တော်တို့အပြစ်ပြောနေတာနဗီတွေကိုဟုတ်ပြီလားတမန်တော်အာဒန်ဘယ်ထဲဝင်မှာလဲနဗီတွေနဲ့အဲ့ဒီနဗီတွေကဘယ်ရင်ရောက်လာလဲအဲ့ဒီအတီစာလို့ရောက်လာဘာဖြစ်လို့လဲခလီဖာတန် fill out အကြောင်းငံကပါလဲအဲ့ဒီအတီစာချင်းမရောက်လာဘူးလားနဗီတွေအားလုံးမပွင့်လာဘူးလားဘယ်ကနေစရလဲတမန်တော်အာဒန်ကနေစတာမဟုတ်ဘူးလားဒါဆိုတော့ဘောလားအဲ့ဒါဆိုရင်တာဝီဘယ်လိုလုပ်ရလဲဆိုတော့တဘောပေါက်ပြီလားအဲ့ဒါကြောင့်ဝါကြပါတာဝီလို့ပြောတာအဲ့တော့ဒီဝါကြပါတာဝီလို့ရဲ့အထက်မှာဒီအီမန်ကဘာပြောလဲဆိုတော့အကယ်၍တဲ့နဗီတွေကိုဟုတ်ပြီလားမိုဟကမတ်နဲ့ပတ်သက်တဲ့အာယတ်တွေရှင်းလင်းပြတ်သားတဲ့နဗီတွေနဲ့ပတ်သက်ပြီးအာယတ်တွေကိုမင်းတို့တိပြီးတဲ့နောက်ပိုင်းမှာတဲ့ဘာပြောလဲဆိုတော့အမိန့်ကိုပြောတယ်အဲ့လိုအပေါ်ယံဘဲတမန်တော်တွေနဲ့ပတ်သက်ပြီးနားလည်ရင်ဘာဖြစ်လဲဆိုတော့အင်နတမဆုကာဖီမာအရီဖာတလာအလာနဲ့ပတ်သက်ပြီးတည်တဲ့နေရာမှာဝရူဆူလီဟီအလာရဲ့ရဆူလီနဲ့ပတ်သက်ပြီးတော့တည်တဲ့အခါမှာတဲ့တမတ်ဆုတ်ဆိုတာပါလေကိုင်းဆောင်မယ်ဆိုရင်တဲ့ဘေးမူဂျာရာဒီဇဝါဟီရ်ကီတာဘီဝဆွန်နာဆိုတာပါလေကုရ်အာန်ဆွန်နဲ့ရဲ့အပေါ်ယံကိုပဲယူဆောင်ပြီးတော့နဗီနဲ့အလောရှိမြတ်ကိုနားလဲမယ်အလောရှိမြတ်ကိုနားလဲဆိုတော့ယဒူလာဟိတမန်အဲ့တော့နဗီတွေကိုနားလဲတယ်ဆိုရင်ခဏကကျွန်တော်ပြောတယ်နဗီတွေကိုအပြစ်ပြောတဲ့ဟာအဲ့ဒီတိုင်းပဲနားလဲမယ်ဆိုရင်တဲ့ဘာဆက်ပြောလဲသူ့ရဲ့အမိန့်ကအစလွန်မင်အိုဆူလီကိုဖရီဒီမှာပြောထားတာโอเคအဲ့ဒီအမိန့်အတိတ်ပဲတော့မပြောတော့အဲ့ဒီအစလုမင်အိုဆူလီကိုဖရီအထက်မှာပြောလဲနဗီတွေကိုဘယ်လိုပဲပြောတာလဲဒီလိုမျိုးယဟူနဆာရာဟုတ်ပြီလားအဲ့တော့နဗီနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာဒီအခန်းကိုပြောတဲ့အခါမှာအီမန်ဆူနူစီကသူ့ရဲ့စာအုပ်ဆိုကရာဆိုတာစာအုပ်တစ်လေးအာလီဆိုနတ်ဝါဂျမန်ရဲ့စာအုပ်တစ်လေးထဲမှာဟုတ်ပြီလားနဗီနဲ့ပတ်သက်ပြီးမကာကွယ်ထားဘူးလားကာကွယ်ထားပြီးတာအဲ့တော့တာရဂျာမှာပဲဖတ်မယ်တာရဂျာမှာပဲပြောမယ်ဆိုရင်နဗီတွေအပြစ်မရှိပါဘူးဒါဆိုတော့အဲ့ဒါကြောင့်ဘာကိုဖတ်လို့ပြောရလဲတက်ဖီဖတ်လို့ပြောတာတဘောပေါ့လားအဲ့တော့ဒီညမှာတမန်တော်မြတ်နဲ့ပတ်သက်တဲ့ဟာတွေလည်းသူမှပြောသွားတယ်ဟုတ်ပြီလား wastagfir lizam bik တမန်တော်မုဟမ္မဒ်ကိုဟုတ်လားwastagfir lizam bik အတင်းရဲ့အပြစ်တွေနဲ့ပတ်သက်ပြီးအတင်း istighfar လုပ်ပါဆိုပြီးတော့ဟုတ်ပြီလားအဲ့လိုမျိုးတွေတာဝီလုပ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘာကိုဖတ်ရမှာလဲတက်ဖီကိုဖတ်ဟုတ်ပြီလားတက်ဖီလို့အဲ့တော့မြန်မာလိုရေးထားတာရှိလားရှိတယ်အဲ့တော့ကြောင့်တက်ဖီကိုတေချာဖတ်ဟုတ်ပြီလားကိုရန်အလင်းပြကျမ်းမြန်မာလိုရေးထားတယ်အဲ့တော့အဲ့ဒီတက်ဖီမှာဖတ်မယ်ဆိုလို့ရှိရင် wastagfir lizam bik ဆိုရင်သူ့အဓိပ္ပာယ်သူပြန်ပြမယ်အဲ့ဒါပြီးဆရာကစီဟာချင်းရေးထားတာအဲ့ဒါပြီးလုံးကောက်တိတ်ပဲပြန်အဲ့ဒါပြီးဆိုရင်အဲ့ဒီတက်ဖီမှာဗာရေးထားလဲဆိုတော့ဟာဆနာတူလ်အဘရာဆိုင်ယာတူလ်မူကာရာဘင်းဆိုပြီးရေးထားဟောအဲ့တက်ဖီရရလဲဒါမှအဲ့ဒါတက်ဖီရရလဲပဲတောက်ဟစ်ထရရင်လာတာလေဒါဆိုတော့ဟုတ်လားဟုတ်ပြီအဲ့တော့အဲ့ဒီမြန်မာလိုရေးထားတဲ့စာအုပ်မှာပဲနော်အဲ့တော့ဘာသာပြန်မှာပဲဖတ်ပြီးဘာသာပြန်မှာပဲရက်နေလို့ကျွန်တော်တို့အတိတ်ပဲပြဿနာတွေတက်နေတာမရေးထားဘူးလားမြန်မာလိုပဲwastagfir lizam bik အတင်တမန်တော်မြတ်ကို istighfar လုပ်ပါဆိုပြီးတော့အဲ့ဒီကုရ်အာန်အလင်းပြကျမ်းထဲမှာဘယ်လိုရေးထားလဲဟာဆနာတူအဘရာဆိုင်ယာတူမူကာရာဘင်အဘရာဆိုဘယ်လိုပြောဆွာလီဟင်းဒီသူတော်စင်သူတော်မြတ်တွေရဲ့ကောင်းမှုလုပ်တယ်ဟုတ်သူတော်စင်တွေကောင်းမှုလုပ်တယ်ဟုတ်အဲ့ဒီကောင်းမှုတွေကတဲ့ဆိုင်ယာတူမူကာရာဘင်အလားနဲ့နီးကပ်တဲ့သူတွေတမန်တော်တွေအတွက်တော့တဲ့အပြစ်လောက်ပဲဒါဆိုတော့ဘာလားအဲ့တော့နဗီမှာအပြစ်ရှိရလို့ပြောတယ်ဆိုတဲ့ကဝလီထက်မြတ်မနေဘူးလားမြင့်နေပြီးသားဒါဆိုတော့ဘာလားအဲ့တော့နဗီတွေဝလီတူတော်စင်တွေလောက်တဲ့ဟုတ်ပြီလားကောင်းမှုကုလို့တွေကဝလီအတွက်ကောင်းမနေဘူးလားမြင့်မနေဘူးလားဒါပေမဲ့နဗီအရာကြည့်ရဆိုရင်နဗီတစ်ပါးအရာကြည့်ရဆိုရင်အဲ့ဒါတွေကမကောင်းမှုအနေထားမှာပဲရှိတယ်အဲ့တော့နဗီရဲ့အဆင့်ကိုတီးပြီးနဗီအကြောင်းပြောလေဟုတ်ပြီလားအဲ့တော့နဗီကိုလည်းခရနေရထားပြီးသူလည်းအပြစ်ရှိရင်ငါလည်းအပြစ်ရှိရတူပါမဟုတ်ဘူးဒါဆိုတော့ဘာလားအဲ့တော့နဗီတွေနဲ့ပတ်သက်ပြီးဘယ်လိုနားလဲရမလဲသိပြီဟုတ်ရလားဟုတ်ပြီအဲ့တော့
အဲ့မှာရေးထားတယ်တော့ပေါ့လားအဲ့ဒီအတိုင်းပဲလေယောက်ဖေရာလကောလာဟိုမာတကဒမအတင်းတမန်တော်မြတ်ရဲ့အရင်ကအပြစ်တွေရောဟောပြီလားဖြတ်လာမဲ့အပြစ်တွေရောငါအလောရှင်မြတ်ကခွင့်လို့ခဲ့ပြီဆိုပြီးတော့အာယတ်မှာလည်းအဲ့ဒီကုရ်အာန်လင်းပြကျမ်းထဲမှာရေးထားတယ်Istaghfirli zambik ma hasanatu abara အဲ့ဒီမှာပြောပြပြီးအဲ့ဒီကိုပဲပြန်သွားကြည့်ပါအများကြီးတော့မရှင်းဘူးဒါပေမဲ့ပါတယ်ဒါဆိုပေါ့လားရှိပြီးသားဒါပေမဲ့အဲ့ဒီတပ်စီကိုမဖတ်ဘူးတာရကြမှာပဲဖတ်မယ်ဆိုရင်ပြဿနာတွေမလာဘူးလားမလေးနဗီတွေနဲ့ပတ်သက်ပြီးပြောနေရလေဟုတ်ပြီလားအဲ့တော့ယာအယူဟန်နဗီကိုလိမာသူဟာရီမူမာဟလလာအလောရှင်မြတ်ကဟာလာလောက်ထားတဲ့အရာကိုအတင်တမန်တော်ကဘာလို့ဟာလန်လောက်တာလဲဘာသာမပြန်ဘူးလားဘာသာပြန်လိုက်တော့ဘာအဓိပ္ပာယ်ဖြစ်သွားလဲအလောရှင်မြတ်ကဟာလာကိုတမန်တော်ကဘာလုပ်လဲဟာလန်လုပ်တယ်အဲ့တော့ဟာလာကိုဟာလန်လုပ်လို့မရဘူးဆိုတဲ့အကြောင်းကိုပြောတိုင်းအဲ့အားချက်ကိုထက်ထက်ပြီးမပြောကြဘူးလားโอเคအဲ့လိုပြောမယ်ဆိုရင်ဟုတ်ပြီတမန်တော်မြတ်ကအလောရှင်မြတ်ကဒါကဟာလန်လို့ပြောနေတဲ့အရာကိုမရဘူးဟာရန်ပဲလို့ပြောနေရတာအဲ့အဓိပ္ပာယ်လားမဟုတ်ဘူးဆိုရင်ဘာလို့ဒီလိုပြန်နေရလဲဟုတ်ပြီလားဟာလန်ကိုဟာရန်လုပ်လို့မရဘူးလို့ပြောရင်ဟုတ်ပြီအလောရှင်မြတ်ကဟာလန်လို့ပြောနေတဲ့ဟာကိုတမန်မြတ်ကဟာရန်မဟာရန်ပဲလို့ပြောနေရတာဒီအဓိပ္ပာယ်နဲ့တူပဲမဟုတ်လားအဲ့ဆိုရင်ဘယ်လိုလုပ်မလဲဒါဆိုတော့ဘောပြီလားဝါကြပါတာဝီလို့ပြီးတော့အဓိပ္ပာယ်ပြန်တယ်နော်โอเคအဲ့ဆိုလို့ရှိရင်ဒါနဗီတွေနဲ့ပတ်သက်ပြီးတော့သဘောပေါက်လားအဲ့ဒီတိုင်းပဲဟုတ်ပြီလားတမန်တော်မြတ်ဆိုလဲဟုတ်လားအပြစ်ရှိတယ်ဟုတ်လားအရင်ကအပြစ်တွေနောက်ကအပြစ်တွေခွင့်လို့ထားတယ်ဟာလန်ကိုဟာရန်လုပ်တယ်ဒါဝါကြပါတာဝီချားပုံစံနဲ့နားလည်မှရမှာဟိုကမတ်တိနဲ့စန့်ကျင်နေတယ်ဟုတ်ပြီလားအဲ့တော့အာလီဆွန်နတ်ဝါဂျမရဲ့ယုံကြည်ချက်ပိုင်းဆိုင်ရာနဲ့စန့်ကျင်မနေဘူးလားကျွန်တော်တို့ပဲပြောနေရလေယုံကြည်ချက်ပိုင်းဆိုင်ရာမှာအာလီဆွန်နတ်ဝါဂျမအဲ့ဒါနဲ့ပဲကျွန်တော်တို့စန့်ကျင်နေတယ်တခါပိတ်ထားတယ်အဲ့တော့အဲ့ဒီတိုင်းပဲဟုတ်ပြီလားတမန်တော်မြတ်ကိုပြောမယ်ဟုတ်လားပြီးရင်တမန်တော်အစ္စရာဟ်နဲ့ပတ်သက်ပြီးတော့ပြောလေကျွန်တော်တို့ဟုတ်လားအရင်တော့ကျွန်တော်တို့တည်တယ်ပြောနေဟောနေကြတယ်တမန်တော်အစ္စရာဟ်ကဘာလုပ်တာလဲနေကျဲလှတွေကိုမြင်တဲ့အခါမှာဒါငါအရှင်ဘာညာဆိုပြီးမပြောဘူးလားဖလမ်မာရာအရှမ်ဆာနေကိုတွေ့တဲ့အခါမှာဟုတ်ပြီလားဖလမ်မာရာရှမ်ဆာဘာဒီကလန်ကာလာဟာဇာရဘီဒါငါရဲ့အရှင်ပဲတမန်တော်အစ္စရာဟ်အာယတ်ကရှိတယ်ဟုတ်ပြီလားကာလာဟာဇာရဘီဘာကိုတွေ့တဲ့အခါမှာပြောတာလဲနေကိုတွေ့တဲ့အခါမှာအဲ့တော့ကျွန်တော်တို့ဘာပြောလိုက်လဲဆိုတော့ဟုတ်လားတမန်တော်အစ္စရာဟ်ကဖန်ဆင်းရှင်ကိုလိုက်ရှာဖွေနေတဲ့အချိန်မှာနေကိုလည်းဒီလိုပြောခဲ့တယ်လာကိုလည်းဒီလိုပြောခဲ့တယ်ဟုတ်ပြီနဗီတပါနေဒီငါအရှင်ကိုပြောမလားရှင်းလေးပဲနဗီတပါကနေဒီငါအရှင်လာဒီငါအရှင်ကျဲဒီငါအရှင်ကိုပြောမလားဒါပေမဲ့တမန်တော်အစ္စရာဟ်ကဟုတ်လားဖန်ဆင်းရှင်ကိုရှာဖွေစဉ်ကဆိုပြီးတော့ဒီပုံစံနဲ့မပြောဘူးလားပြောနေကြအဲ့ဆိုရင်ပြဿနာအကြီးကြီးမတက်သွားဘူးလားတမန်တော်အစ္စရာဟ်နဲ့ပတ်သက်ပြီးโอเคဟုတ်ပြီအဲ့တော့ကုရ်အာန်ကလည်းအဲ့ဒီတိုင်းပဲဆိုလိုနေတယ်ဆိုရင်လည်းတပါဟုတ်ပြီလားအကီဒါနဲ့လည်းဆန့်ကျင်တယ်ဟုတ်ပြီလားအကီဒါနဲ့မဆန့်ကျင်ဘူးလားဆန့်ကျင်နဗီအားလုံးအပြစ်အားလုံးကနေဘာလို့လဲကင်းစင်တယ်အပြစ်အသေးနဲ့အပြစ်အကြီးပါနည်းနည်းအကွဲလွဲရှိပေမဲ့နဗီတွေအားလုံးဒီနဗီအားလုံးဒီနဘူဝတ်မရခင်ရောရပြီးအလင်မှာရောကိုဖ်နဲ့ပတ်သက်ပြီးဘယ်တော့မှမရှိဘူးဟုတ်ပြီလားကိုဖ်နဲ့ပတ်သက်ပြီးတော့ဘယ်တော့ခါမှမရှိဘူးနဗီမဖြစ်ခင်ရောဖြစ်ပြီးရောဟုတ်ပြီလားအဲ့တော့အပြစ်အသေးနဲ့အကြီးမှာကြတော့နည်းနည်းအကွဲလွဲရှိတယ်အကြိုက်တဲ့အကွဲလွဲရှိကျွန်တော်တို့ရှိမှာတော့တခုမှမရှိဘူးဟုတ်ပြီနော်အသေးလည်းမရှိဘူးအကြီးလည်းမရှိဘူးနဗီလေဟုတ်တယ်နော်ဟုတ်ပြီအဲ့တော့တမန်တော်အဒန်နဲ့အစ္စရာဟ်နဲ့ပတ်သက်ပြီးအဲ့လိုပြောကြတယ်ဟုတ်လားအဲ့တော့ဟုတ်ပြီအဲ့အာယတ်ကိုတိချခြင်းဟုတ်ပြီလားတမန်တော်အစ္စရာဟ်ကဖန်ဆင်းရှင်ရှာတယ်ဆိုတော့โอเคဗါလေဖလမ်မာရာအရှမ်ဆာဘာဇီကဒန်ကာလာဟာဇာရဘီနေကိုတွေ့တဲ့အခါမှာဒါငါအရှင်ပဲဟာဇာအက်ဘာဒါအကြီးဆုံးပဲပြီးသွားပြီဒါပေမဲ့တမန်တော်အစ္စရာဟ်ကဘာပြောလဲဖလမ်မာအဖလတ်အဲ့ဒီနေကပျောက်ကွယ်သွားတဲ့အခါမှာကျွန်တော်တို့ကဘာပြောလဲတမန်တော်အစ္စရာဟ်ဖန်ဆင်းရှင်ရှာတယ်လို့ပြောတယ်ဟုတ်ပြီဖလမ်မာအဖလတ်ကာလာတမန်တော်အစ္စရာဟ်ကဘာပြောလဲယာကောင်းမေဆိုတာဘာလို့လဲအဲ့ဒီနေတွေခြေလာတွေကိုးကွယ်နေတဲ့သူတွေကိုပြောတာယာကောင်းမေဟမ်အင်းနီဘရီအွန်မင်မာတုရှိကူမင်မာနုရှိရီကူလားဟမ်ငါတို့ပေါင်းလုံးနေတဲ့ဟာတွေအားလုံးကနေငါကင်းစင်နေငါထွက်ပြီဘာဖြစ်လို့လဲနေကွယ်ွားလို့လားမင်မာတုရှိရီကူမင်းတို့ရှရက်လုံးနေတာတွေနဲ့ပတ်သက်ပြီးတော့ငါတမန်တော်အစ္စရာဟ်ကဗါလေကင်းတယ်ဘယ်သူတွေကိုပြောနေရယာကောင်းဒါဝက်လုံးနေတာလေဒါဝက်လုံးနေတာဟုတ်လားဖန်ဆင်းရှင်မတွေ့တယ်လို့ဖန်ဆင်းရှင်ရှာသလိုပြောနေတယ်တမန်တော်အစ္စရာဟ်ကဘာလုံးနေရလဲ
ဒါဝက်လုံနေတာတူကတူရှာနေတယ်ဆိုလို့ရှိရင်ယာကောင်းမေးဆိုတဲ့စကားလုံးကဘယ်ရပါလားယာကောင်းမေးဆိုတာဗာလေအိုးနောက်လိုက်တို့ဒီလိုလုံနေတဲ့သူတွေအင်းဒီဘရီအွန်မင်းမာတို့ရွှေကူမင်းတို့ကိုးကွယ်နေရတဲ့နေငါဘာလို့လဲကင်းစင်တယ်ဟုတ်ပြီကင်းစင်တယ်ဆိုရင်ကာလာဟာဇာရော့ဘီလို့မပြောထားဘူးလားပြောထားတယ်ဟုတ်ဟာဇာရော့ဘီဆိုတာဗာလိမ့်ပဲလေအဲ့ဒီနေရငါရဲ့အရှင်ပဲအဲ့ဒီနေရငါရဲ့အရှင်ပဲဟုတ်ပြီနော်ဟာဇာရော့ဘီအဲ့ဒီနေရငါရဲ့အရှင်ပဲလို့ပြောတဲ့အာယမှာအင်းဒီဘရီအွန်ရှရီကိုဘယ်သူကလောက်တာအဲ့ဒီသူနောက်လိုက်တရားလောက်တာသူလောက်တာလားတမန်တော်အစ္စလာမ်လောက်တာလားမဟုတ်ဘူးအဲ့တော့ဟာဇာရော့ဘီဆိုတာကတကရီရန်ဒါငါအရှင်ပဲမပြောက်ခင်မှာနေမကွယ်ခင်မှာတကရီရန်ဒါငါအရှင်ပဲဆိုပြီးအတီးပြုတ်ပြီးပြောတာလားဟာဇာရော့ဘီဆိုပြီးတော့ပျောက်မှာတီးလို့သူတို့ကိုညင်းဆိုပြီးပြောတာဟာဇာရော့ဘီဆိုတာကဒါငါအရှင်ပဲဆိုတာကအင်ကာရန်ညင်းပြီးတော့ပြောတာလားတကရီရန်ဟိုဟာကိုပြောတာလားထောက်ထားပြီးပြောတာလားညင်းပြီးပြောတာလားဒါဝက်လုံနေတာလေဒါဆိုဘောလားဒါဝက်လုံနေခြင်းအင်ကာရန်နဲ့ပြောတာဟုတ်ပြီဒါဝက်လုံနေတဲ့အချိန်မှာရောအင်ကာရန်ညင်းဆိုပြီးတော့ပြောဒီလိုပြောတင်လားဆိုရင်ဟုတ်ပြီအဲ့တော့တမန်တော်အစ္စလာမ်နာအကယ်၍အဲ့ဒီနေကိုးကွယ်တဲ့သူတွေလားကိုးကွယ်တဲ့သူတွေရှိရောက်သွားပြီးတော့ဟုတ်ပြီနော်တမန်တော်အစ္စလာမ်ကစတွေ့ချင်းဘာမှမပြောပဲဘာဒဘလစ်ဘာမှဟုတ်ပြီလားဒါဝက်ကိုတူးပုံစံနဲ့သူမလုပ်ဖ ೇನೆ နေကိုးကွယ်တဲ့ကောင်တွေမုရှရစ်တွေကာဖယ်တွေဘီဒတ်တွေဖာစစ်တွေအဲ့ဒါပြီးမှမကိုးကွယ်နေဆိုရင်တမန်တော်အစ္စလာမ်စကားဘလောက်ကောင်းကောင်းနားမထောင်ဘူးဟုတ်လားမဟုတ်လားလူတယောက်ကိုဟုတ်ပြီလားသူပြောရမယ့်ပုံစံတိုင်းမပြောဘူးဖိတ်ခေါ်ရမယ့်ပုံစံတိုင်းမဖိတ်ခေါ်ဘူးစားလာတဲ့ကကာဖယ်နော်မုရှရစ်ဘီဒါဒီတွေလေဖာစစ်တွေဒီကောင်တွေအဲ့လိုပြောပြီးဆိုလို့ရှိရင်ခင်ဗျာနောက်တခြားအကြောင်းအရာမှာဘလောက်ကောင်းတဲ့စကားပြောခင်ဗျားစကားလည်းမခံဘူးဘာဖြစ်လို့လဲဘာဖြစ်လို့ဘလိုင်းစော်ကားတာတော့ဟုတ်လားအဲ့တော့ဒါဝက်ရဲ့လုံပုံလုံနီကိုတင်ပြပေးနေတာဒါဝက်လုံပုံလုံနီကိုလည်းတင်ပြတယ်ဟုတ်ပြီလားဖိတ်ခေါ်ပြတယ်အဲ့ဒီရဲ့နဗီဟုတ်ပြီလားအဘူလ်အမ်ဘီယာနဗီအားလုံးရဲ့ဖခင်ကိုဖန်ဆင်းရှင်ရှာခိုင်းလိုက်ဟုတ်လားမဟုတ်လားโอเคဟုတ်ပြီအဲ့အာယတ်တအာယတ်ပဲမဟုတ်အဲ့ဒါပြီးတော့အင်နီဘရီအိုမင်မာတိုရှရီကူမင်းတို့ရှရီလုံနေတာလေးနဲ့ငါတမန်တော်ကင်းစင်တယ်ဆိုပြီးတမန်တော်အစ္စလာမ်မပြောဘူးလားအဲ့ဒါပြီးပါဆက်ပြောတယ်အင်နီوجهت وجهي للذي فطر السماوات والارض حنيفا وما နောက်ထပ်ပြောပြန်ပြီ وما انا من المشركين ငါ mushrik တွေကမဟုတ်ဘူးတဲ့ဒါဆိုဟုတ်လားအဲ့ဒါဆိုရင်တမန်တော်အစ္စလာမ်ကသူတို့ကိုဘာလုပ်ပေးနေတာအထောက်ထားပြနေတာနေရမင်းတို့အရှင်မဟုတ်ဘူးဖြစ်လို့မရဘူးအရှင်ဆိုတာဘယ်တော့မှပျောက်ကွယ်လို့မရဘူးမဟုတ်ဘူးလားဟုတ်လားမဟုတ်လားအဲ့ဒီတိုင်ပြောနေတာအဲ့ဒီဟာကိုပြန်ပြီးအထောက်ထားပေးတယ်ဗာလဲအဲ့ဒီအင်းနီဝဂျဟတ်တို့အာယတ်ပြီးရခါမှာဗာပြောလဲဝါဟာဂျဟူကောင်းမူတမန်တော်အစ္စလာမ်ကိုအဲ့လိုပြောလို့သူ့ကောင်နေအဲ့ဒီနေကိုးကွယ်တဲ့သူတွေလာကိုးကွယ်တဲ့သူတွေကတမန်တော်အစ္စလာမ်ကိုအငင်းခုန်လုပ်တယ်အငင်းခုန်လုပ်တယ်ဆိုတာကတူနေရင်လုပ်ဆရာလို့လားမလုပ်ဘူးလေမတူလို့လုပ်တာပေါ့အဲ့တော့တမန်တော်အစ္စလာမ်ကဘာပြောလဲကာလာအတူဟာဂျူနာဖစ်လာငါကိုးကွယ်တယ်ငါရဲ့အရှင်နဲ့ပတ်သက်ပြီးမင်းတို့အငင်းခုန်လာလုပ်နေတာလားဘယ်လိုကိုးကွယ်တာအလားလေမဟုတ်လားအတူဟာဂျူနီဖစ်လာလေဟုတ်ပြီလားအဲ့တော့သူ့အငင်းခုန်လုပ်တဲ့သူတွေကဘာကိုကိုးကွယ်တာနေကိုကိုးကွယ်တမန်တော်အစ္စလာမ်လားမဟုတ်ဘူးဒါဆိုတဘောပေါ့လားအဲ့တော့ဒါကတရဂျမာနဲ့ကိုပြတ်တယ်ဟုတ်ပြီလားကျွန်တော်တို့တမန်တော်အစ္စလာမ်ကိုပြောနေတဲ့ဟာကတက်စီတော့မပြောရသေးဘူးဘာနဲ့ကိုပြတ်လဲအဲ့တော့ကျွန်တော်တို့ကကိုရန်နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ဘာသာပြန်ရှိရဟုတ်တယ်ဟုတ်အဲ့ဒီဘာသာပြန်ပြီးရင်အဲ့ဒီဆိုလိုရင်းမရှိဘူးလားအဲ့ဒီရဲ့ဆိုလိုရင်းကိုလိုဂါရပဲနားလည်ရမယ်ဆိုရင်လိုဂါရှိမတွားရဘူးလားအာရဘီစာပေကိုတဘောပေါက်ဖို့လိုတယ်နဟူဆောရတ်ဘလာဂါဟုတ်ပြီလားနဟူဆောရတ်ဘလာဂါမှာလည်းပပလေးတောက်လောက်ဖတ်ပြီးကိုရန်နဲ့ဝင်မလာနဲ့ဟုတ်ပြီလားဝင်လာလို့ရမလားကိုရန်လေဟုတ်ပြီလားကိုရန်လေကိုရန်ကိုကိုရန်လိုတဘောထားတယ်ဆိုရင်ဘယ်လိုအဆင့်တွေရှိလဲဘယ်လိုတတ်မှတ်ချက်တွေရှိလဲအဲ့ဒါတွေအရင်သိအောင်လုပ်ဖို့မလိုဘူးလားဟုတ်ပြီအဲ့တော့တမန်တော်မြတ်ရှင်းပြမှရမယ်အရာဆိုရင်ဟာဒီစ်ဆိုတာတူတူလေးပြောလိုက်တာဟာဒီစ်ကိုဘယ်လိုနားလည်ရမလဲဆိုတော့ဟိုတစ်ခါကပြောထားတယ်ဟုတ်ပြီအဲ့တော့အာရဘီလိုအပ်တယ်အာရဘီကိုဘယ်လိုနားလည်ရမလဲဆိုတာလေဗီဒီယိုတစ်ပုဒ်ရှိတယ်ဟုတ်တယ်တနားကြီးကျော်တယ်ဟုတ်တယ်အမှအာရဘီနဲ့ပတ်သက်ပြီးတခြားပြောပြီးအဲ့ဒါပြီးရင်ယုံကြည်ချက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအလာနဲ့အလာရဆူနဲ့ပတ်သက်ပြီးဆိုရင်လေအာလီဆွန်နာဝါဂျာမှာဘာတွေရေးထားလဲအဲ့ဒီတီဗီမှာတဖီလောက်ရမှာမဟုတ်လားဟုတ်တယ်အဲ့ဒါမဟုတ်ပဲတရဂျာမှာတိုင်းတွားရင်တသနာမှာတက်ပြန်အောင်လားအဲ့တော့တရဂျာမှာဘာသာပြန်ဆိုတာကပြန်တဲ့သူရောရေးတဲ့သူရောဖတ်တဲ့သူရောအဲ့ဒီနေရာမှာမပြန်တဲ့လို့မပြောဘူးနော်အဲ့ဒီနေအမှန်နဲ့ဆိုရင်ပြောတာနော်ရက်လို့ရလား
မရဘူးတက်စီဒီအမြင်နဲ့လို့တချို့အာရက်တွေကတချို့အာရက်တွေကိုရန်အာရက်တွေကတရဂျမာကိုလုံးလို့ကိုမရတာဟုတ်ပြီလားဒါလည်းရှင်းတယ်ဟုတ်ဟုတ်ပြီအဲ့တော့နောက်တစ်ခုမန်တွစ်ဟုတ်ပြီနော်အီလ်မီမန်တွစ်နောက်ထပ်ပညာရဲ့နောက်တစ်ခုရောက်သွားပြီမန်တွစ်ကိုစပြီးလမ်းပြီးဆိုလို့ရှိရင်ခဏခကျွန်တော်ဗာပြောတယ်ကျွန်တော်ပြောချင်နေတဲ့စကားကိုတစ်ဖက်လူတိအောင်ပြောဖို့ဆိုလို့ရှိရင်စကားလုံးနေမလို့ဘူးလားရလားစကားလုံးနေလို့တယ်အဲ့တော့ရလားစကားလုံးနေလို့တယ်ဆိုလို့ရှိရင်အဲ့တော့မန်တွစ်မှာဘယ်လိုပြောလဲဆိုတော့ဒေလာလားဆိုပါလေအရာတစ်ခုကြောင့်အရာတစ်ခုကိုတိရှိခြင်းကျွန်တော်ရဲ့စကားလုံးတွေကြောင့်ကျွန်တော်ပြောချင်တဲ့အရာကိုမတိရှိပါဘူးလားအဲ့တော့ဒေလာလားဆိုတာတစ်ခုကြောင့်တစ်ခုကိုတိရှိခြင်းအဲ့ဒီဒေလာကလောက်စီရရှိတယ်ဂိုင်းလိုလောက်စီရအများကြီး꿰တယ်အဲ့ဒီတည်းမှာကျွန်တော်တို့အခုဆိုလိုချင်တာတစ်ခုပဲပြောပါတယ်ဒေလာလားလောက်စီရဆိုပါလေစကားလုံးအတန်ကိုပြောတာ love ဆိုတာအဲ့တော့အဲ့ဒီ love က world war e ရာချမှတ်ထားတာအဲ့တော့စကားလုံးဆိုတော့ကျွန်တော်တို့ချမှတ်ထားတာမဟုတ်လားဟုတ်ပြီအဲ့တော့အဲ့ဒီချမှတ်ထားတဲ့စကားလုံးတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘယ်လိုနားလည်မလဲအဲ့တော့ဒီလားနာ love က world war e ရာဟုတ်ပြီနော်အဲ့တော့ဒီလား love က world war e ရာမှာဘာရှိလဲဆိုလို့ရှိရင်ဒီ world war e ရာမှာနော် world war e မှာဘာရှိလဲဆိုလို့ရှိရင်ဟုတ်ပြီလားဥပမာအဲ့တော့ asset ဒွန်းလို့ပြောရင်ပါလေချင်းတိတ်အဲ့တော့ asset ဒွန်းလို့ပြောပြီးဆိုတာနဲ့ချင်းတိတ်အစဆုံးခင်ဗျာတဘောမပေါက်သွားဘူးလားအဲ့ဒီစကားလုံးနဲ့ခင်ဗျာပြောချင်နေတဲ့ဒီ asset နဲ့ကိုက်ညီမနေဘူးလားကိုက်ညီတယ်အဲ့တော့စကားလုံးနဲ့အဲ့ဒီအတိတ်ပဲနဲ့ asset နဲ့တစ်ထပ်တည်းဖြစ်နေတယ်ဆိုရင်အဲ့ဒါကိုဘယ်လိုခေါ်လဲမိုးသွားဘာကာလို့ခေါ်တယ်ဗာလေမိုးသွားဘာကာစကားလုံးအကြောင်းပြောနေရနော်မိုးသွားဘာကာလို့ခေါ်တယ်ဟုတ်ပြီလားအဲ့တော့နောက်တစ်ခုကဘယ်လိုခေါ်လဲဆိုရင်တတ်သွမ်မွန်ဆိုတာဘာကိုပြောရလဲဆိုတော့ငါကfigure ကျမ်းကိုဘယ်လိုပိုင်လဲဘယ်ရင်ဘယ်တိဘယ်လိုဖတ်ပြီးဘယ်လောက်တင်နေတာကြာပြီဟုတ်ပြီအဲ့တော့သူ့ masala တစ်ခုမေးလိုက်တယ်ငါမသိဘူးရမလားမရဘူးဒါဆိုပေါ့လားအဲ့တော့ငါနံပါတ်အခန်းအကုန်ပြီးသွားပြီဟုတ်ပြီအဲ့တော့ roku သွားခြင်းဒီဝါဂျစ်လားဖာရလားမသိဘူးလို့ဖြစ်ရင်ရမလားဟိုနံပါတ်အခန်းအားလုံးပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီနံပါတ်အခန်းထဲမှာ roku အကြောင်းမပါဘူးလားပါတယ်အဲ့ဒါကိုတတ်သွမ်မွန်လို့ခေါ်တယ်အဲ့ဒီမိုးသွားဘကာထဲမှာရှိနေရလဲတတ်သွမ်မွန်အဲ့ဒီဂျိုးအစိတ်ပိုင်းရှိနေတာโอเคအဲ့တော့မိုးသွားဘကာနဲ့တတ်သွမ်မွန်သိပြီနော်ဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒီရဲ့နောက်တစ်ခုအဓိပ္ပာယ်ကလာဇင်ဆိုတာဘာကိုပြောရလဲဆိုတော့ခင်ဗျားအခုစကားလုံးတစ်လုံးပြောလိုက်ရမလားအဲ့ဒီစကားလုံးပြောလိုက်တဲ့စကားလုံးကတူအဓိပ္ပာယ်တူမရှိဘူးလားဥမာနေထွက်ပြီလို့ပြောလိုက်ရင်အဲ့နေထွက်ပြီဆိုတဲ့ခင်ဗျားနားလည်မှုမရပါဘူးလားအဲ့ဒါကိုဘယ်လိုခေါ်လဲမိုးသွားဘကာလို့ခေါ်တယ်အဲ့တော့ခင်ဗျားပြောတဲ့ဟာနဲ့ဟိုကနေကိုက်ညီမနေဘူးလားကိုက်အဲ့ဒီနေထွက်ပြီဆိုတဲ့စကားလုံးကနေမိုးလင်းပြီဆိုတဲ့အဓိပ္ပာယ်မသိရဘူးလားအဲ့ဒီမိုးလင်းပြီဆိုတဲ့စကားလုံးပြောထားလားဒါပေမဲ့ auto မသိရောက်လာအဲ့မိုးလင်းဆိုတဲ့စကားလုံးကဘယ်ကနေရောက်လာလဲလာဇင်မာနာဟုတ်ပြီလားအဲ့ဒီနေထွက်ပြီဆိုတဲ့စကားလုံးကရင်ဘာကိုတိနေရလဲမိုးလင်းပြီဆိုတာတိနေရအဆက်ချင်းတိတ်လို့ပြောတယ်ဟုတ်ပြီလားချင်းတိတ်လို့ပြောတာကိုတွက်ကတ်လို့ရမလားသူရှိမရဘူးမင်းငါ့ကိုချင်းတိတ်လို့ပဲပြောရလေစားရလို့မပြောဘူးလို့ပြောလို့ရလားမရဘူးလေချင်းတိတ်လို့ပြောရင်သူ့ရဲ့လာဇင်မာနာဘာကိုတိရမလဲတတိထားစားမှာနော်ဟုတ်တယ်ဟုတ်ဒီလာဇင်မာနာကိုကြော်ရင်မရဘူးဟုတ်တယ်ဟုတ်ဟုတ်ပြီအဲ့တော့ကိုရန်ဒီအဆအဆုံးကျွန်တော်တို့တဘောပေါ်ကိုချပေးတဲ့ကိုရန်ဒီဝါကြတွေနဲ့ဖွဲ့စည်းထားတာမဟုတ်လားစကားလုံးတွေနဲ့ဟုတ်ပြီအဲ့တော့မိုးသွားဘကဆိုရင်ကိစ္စမရှိဘူးအတိတ်ပဲပြန်လို့ရတယ်ဟုတ်ပြီနော်အဲ့ဒီပြန်လာတဲ့ဒီစကားလုံးကနေပြီးမှဗာလဲလာဇင်ဟုတ်ပြီလားတခြားအတိတ်ပဲကိုဆိုလိုနေရဆိုရင်ထပ်ပြန်လို့ရမလားဘာသာပြန်နေဆိုတာက naqlu harf ila harf ဟုတ်ပြီလား naqlu kalima ila kalimatin ukhra ခင်ဗျာပြောချင်တဲ့စကားလုံးကိုနောက်ပုံစံတစ်ခုပြောင်းပြောတာဟုတ်ပြီလားဝလာတက်ကြအအတင်မလုပ်ပါနဲ့ရဒါကအတင်ရဲ့လက်ကိုမဂလူလာတန်းချုပ်နှောင်ထားခြင်းအီလာအုံနိုကိကအတင်ရဲ့လေကုတ်ကိုကုရ်အာန်ဆိုလို့နေရတာတလုံးမှမပေါ့ကုရ်အာန်ကစီမနေနဲ့လို့ပြောနေဒါဆိုဟုတ်လားဒါဆိုရှင်းလားအဲ့တော့လာဇင်အတိတ်ပဲမပြောက်သွားဘူးလားဒါဆိုပေါ့လားအဲ့တော့ဟုတ်ပြီအဲ့တော့ဒါကိုဘာလို့ပြောတာလဲဘာလို့ပြောရလဲဆိုတော့ကုရ်အာန်ကိုနားလည်တဲ့အခါမှာဥဆူလိုဖစ်လို့လားမလို့လားနောက်ထပ်ပညာရတစ်ခုဥဆူလိုဖစ်ဟုတ်ပြီအဲ့တော့ဥဆူလိုဖစ်ကပညာရအားလုံးရဲ့ခေါင်းဆောင်ပဲသူမပိုင်မပြီးဘူးပြောချင်တာဟုတ်ပြီလားကုရ်အာန်ကိုနားလည်ခြင်းဒီဓမ္မတက်ပိုင်းဆိုင်ရာဟုတ်ပြီလားအမိတ်ပညာချက်တွေထုတ်တာတွေကိုနားလည်ခြင်းနေဆိုရင်ဘာကိုလွတ်လို့မရဘူးလဲဥဆူလိုဖစ်ကိုလွတ်လို့မရဘူးအဲ့တော့ဥဆူလိုဖစ်ကိုနားလည်တယ်ဆိုရင်ဥဆူလိုဖစ်မှာဘယ်အခန်းတွေရှိလဲဟုတ်ပြီလားဒီအောင်တည့်ရဟုတ်ဒါအောင်တည့်ရဟုတ်ဥဆူလိုဖစ်ဆိုတာကအခုကျွန်တော်တို့ပြောနေတဲ့ဓမ္မတက်တွေကိုထုတ်ဖို့အတွက်ဥပဒေမဟုတ်ဘူးလားဥ
ဥပဒေကျမ်းလို့ပြောတဲ့အတွက်ကြောင့် usul fiqh တာရဏနဲ့ပတ်သက်နေလားမပတ်သက်နေဘူးလားကိုရန် hadith ကနေပဲထုတ်တော့မှာမဟုတ်ဘူးလားအဲ့တော့ဒါလေးကိုသိပြီနော်အကြံဉာဏ်အဖြစ်ဟုတ်ပြီအဲ့တော့ usul fiqh မှာဘာတွေလေ့လာဟုတ်ပြီအဲ့တော့ usul fiqh ကိုလေ့လာပြီဆိုလို့ရှိရင်ဘာတွေလေ့လာရမလဲဆိုတော့khas နဲ့ပတ်သက်တယ်ကိုလေ့လာအဲ့ပြီးဒီတူရဲ့လေ့လာမယ့်ဟာတွေပြောလိုက်မယ်အဲ့ပြီးလုံရင်းပြောဟုတ်ပြီနော် khas အဲ့ပြီး mushtarak အဲ့ပြီးဗာလဲ muawwal ဟုတ်ပြီလားအဲ့တော့ am နေ khas တွေ mushtarak တွေ muawwal တွေကိုလေ့လာမယ် usul fiqh မှာဟုတ်လားဒါခေါင်းစဉ်နေနော်ဟုတ်ပြီအဲ့တော့နောက်တစ်ဖက်မှာဗာလေ့လာမလဲဆိုရင် haqiqa majaz ဗာလဲ haqiqat တွေ majaz တွေဟုတ်ပြီ sorry ကိနာယာဒါ usul fiqh ရဲ့ခေါင်းစဉ်နေနော် sorry ကိုလေ့လာမယ်ကိနာယာကိုလေ့လာမယ် okay အဲ့ဒါပြီးဘာကိုလေ့လာမလဲဆိုရင် zahir nas mufassar muhkam နားလေဟုတ်အကီဒါမှာပြောထားတဲ့ muhkam အားလုံးရဲ့ခေါင်းဆောင်ဆိုတာဒါကိုပြောတာဟုတ်ပြီလား muhkam ဘယ်ထဲမှာပါမှာ usul fiqh မှာအကီဒါမှာဘယ်လောက်ပါ usul မှာရှိနေရမှာ okay muhkam အဲ့တော့နောက်တစ်ခုကဗာလဲ zahir nas mufassar muhkam khafi ရလား khafi mushkil okay mujmal mutashabih ဒါခေါင်းစဉ်နေနော်အမှကြည့်လား muhkam နဲ့ mutashabih အကီဒါမှာမရှင်းတော့ဘူးလားဟိုမှာဘယ်ထဲမှာပြန်ပါလာလဲ usul fiqh ထဲမှာ okay နောက်ပါလေ့လာမလဲ ibaratu nas isharatu nas iqtida'u nas အဲ့ပြီး dalalatu nas ဟုတ်ပြီအဲ့တော့ဒါ usul fiqh မှာလေ့လာရမယ့်ဟာတွေအဲ့တော့ဒါခေါင်းစဉ်နေနော်အဲ့တော့ဒီတစ်ခုတည်းဝင်တော့ပြန်ထွက်လို့မရတော့တော့ဟုတ်လား khas ဒါခေါင်းစဉ်ပဲပြောတာ khas အောက်ကရင်ဘာတွေထွက်လာလဲသိလား amar တို့ nahi တို့ mutlaq တို့ muqayyad တို့ amar ရဲ့ဝင်သွားလိုက် amar ရဲ့အဓိပ္ပာယ်ပဲနေလို့ရှိတယ်အဲ့တော့ကိုရန်ထဲမှာရှိတဲ့များအမိန့်တွေအားလုံးကလောက်ကိုလောက်အောင်စပြီဒီတော့ဟုတ်လား amar ဆိုတာမိန့်ပေးတာမဟုတ်လား nahi ဆိုတာဗာလဲတားတာအဲ့ဒီတားတယ်ဆိုတာကလည်းဒီ khas ထဲကနေထွက်လာမှာထပ်လာမှာ khas ပါလေ khas ရဲ့အဓိပ္ပာယ်တွေကပါလေတားတယ်ဆိုတာဘာကိုပြောရလဲအကယ်လို့တားရတဲ့အရာတစ်ခုလောက်လိုက်ပြီဆိုလို့ရှိရင်ဟာရန်တော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီလောက်ရဲ့ကြီးကပိုင်သွားလားမပိုင်တော့ဘူးလားမရှိဘူးလားဥပမာဂျိုမာနီအာလန်ဆိုပြီးဟုတ်ပြီလားဖိတ်ခေါ်နေပြီဆိုလို့ရှိရင် what the role အယောင်းဝယ်တွေဘာလုပ်ရပြီလဲလွတ်လိုက်တော့မလုံနဲ့တော့အယောင်းဝယ်တွေအဲ့တော့အဲ့အချိန်မှာအယောင်းဝယ်လုပ်ခြင်းပါလေဟာရန်ဘာလို့လဲတားထားတယ်လေဒီမှာဟုတ်ပြီအဲ့တော့အယောင်းဝယ်လုပ်ခြင်းဟာရန်ဒါပေမဲ့အဲ့ဒီအယောင်းဝယ်ပိုင်လားမပိုင်ဘူးအဲ့ဒါနောက်တစ်ပိုင်းဟာရန်ပဲပိုင်ခြင်းပိုင်မှာတဘောပေါက်လားဟာရန်ပဲပိုင်ခြင်းပိုင်မယ်မပိုင်ခြင်းမပိုင်ဘူးဒါပေမဲ့ဒီဟာရန်နဲ့မပိုင်တာနဲ့ကဆက်မနေဟာရန်နဲ့မပိုင်တာနဲ့ကဆက်မနေဒါဆိုတဘောပေါက်လားရှင်းလားအဲ့ဒီခါလေးတေချာတိဖို့လို့တယ်အခုကပိုင်နေမပိုင်ဘူးပြောတာမဟုတ်ဘူးနော်သူ့ရှိကနေထွက်လာတဲ့အရာတွေကိုပြောနေတာဟုတ်ပြီလားဟာရန်နဲ့ပိုင်တာမပိုင်တာနဲ့မရောတာနဲ့ဟုတ်ပြီလားဟုတ်မှာတော်လက်3ချိန်တစ်ခါလေးပြီးဟုတ်ပြီလားအဲ့တော့တော်လာကိုဘီဒီလို့မဟုတ်လားဘေဒအက်လေဟာရမ်လေပေးလို့ရလားဟာရမ်လေဟုတ်တယ်ဟုတ်ပေးရင်ကြလားမကြောက်ဘူးအဲ့တော့ပေးရင်ကြခြင်းမကြခြင်းနဲ့ဟာရမ်နဲ့မရောနဲ့အဲ့တော့ခင်ဗျားပေးတာကဟာရမ်ကြခြင်းမကြခြင်းကနောက်တစ်ပိုင်းတဘောပေါက်လားအဲ့တော့ရောင်းတာကိုတားတာဟုတ်ပြီလားတားထားတာကဟာရမ်အဲ့ဒါကတစ်ပိုင်းအဲ့ဒီအယောင်းဝယ်ပိုင်သွားခြင်းမပိုင်သွားခြင်းကတစ်ပိုင်းခိုးထားတဲ့ ED နဲ့မဖတ်အဲ့နဲ့မပိုင်နံပါတ်ရဲ့စီကံချက်တွေထဲမှာခိုးယူထားတဲ့ပစ္စည်းမပါရောက်ပါလားခိုးခြင်းဟာရမ်မဟုတ်လားအဲ့တော့ဟာရမ်လေဟာရမ်ပဲဟာရမ်နံပါတ်ပိုင်ခြင်းမပိုင်ခြင်းတပိုင်းတော်တော့ပါလားအဲ့တော့ khas တဲ့ဝင်သွားရင်ပြန်တော့လို့မရတော့အဲ့လိုပဲဒီမှာတမန်အဲ့တော့ဒီမှာကြည့် haqiqat တို့ majaz တို့မပြောဘူးလားဒီ haqiqat တို့ majaz တို့ကဘလာကာထဲမှာပါတာမဟုတ်အဲ့တော့ဘယ်ထဲကိုဝင်သွားပြီလဲလိုကာထဲကိုဝင်သွားပြီ okay muhkam နဲ့ mutashabih မပြောဘူးလားအကီဒါမှာပြောတော့ muhkam နဲ့ mutashabih အထောက်ထားပြပါအာယာတု muhkama hunna umul kitab wa ukharu mutashabih wa ma ya'lamu okay usul fiqh တမန်အဲ့အပြင်ဒီမှာကြည့် ibaratun nas isharatun nas iqtida ကျွန်တော်ပြောချင်တာကဒီဘက်ပိုင်းဟုတ်ပြီနော်ဟုတ်ပြီရတာ okay အဲ့တော့ဒီဟာကအီမန်အဘူဟနီဖာခွဲတဲ့ပုံစံဘယ်လိုခွဲတဲ့ပုံစံလဲအီမန်အဘူဟနီဖာ
ဒီခဏပုံစံနေဟုတ်ပြီလားအဘာရတုနာအရှာရတုနာဒါကအဘူဟာနီဖာခွဲတဲ့ပုံစံဟုတ်ပြီလားကျွန်တော်လိုတဲ့နေရာပဲပြောမှာဆိုတော့တခြားဟာတွေဖြတ်လိုက်အဲ့တော့အီမန်ရှာဖီတို့ဘာလို့ကဘယ်လိုခွဲလဲဆိုတော့ဟုတ်ပြီလားတရားကိုဘယ်လိုခွဲလဲဆိုတော့မဖဟူးရဲ့မန်တုပြေဆိုပြီးမန်တုဆိုတာဗါလေစကားပြောထားတာအတန်ပါပြီးတာပြောချင်တာစကားလုံးတွေပါမဖဟူးဆိုတာကမပြောထားဘူးဒါပေမဲ့တဘောပေါအောင်မပြောထားဘူးတဘောပေါအောင်မမြင်ရဘူးအဲ့စာလုံးကြီးဒါပေမဲ့အဲ့ဒီအဓိပ္ပာယ်ရှိရှိနေတဘောပေါက်လားနေထွက်ပြီးမိုးလင်းနေဆိုတဲ့ဟာပါလားဘယ်မိုးလင်းနေဆိုတာခင်ဗျာတိကိုတိနေအောင်ဒါဆိုတော့လားအဲ့ဒါကိုဘယ်လိုခေါ်လဲမဖူမန်တုဆိုတာဗါလေပြောထားတာဒါဆိုတော့လားဟုတ်ပြီโอเคအဲ့တော့ထားလိုက်အဲ့တော့မန်တုကိုကြည့်မန်တုကိုကြည့်တဲ့အခါမှာဘယ်ပုံစံပြောလဲဆိုတော့ဆွရီရဲ့အီမန်ရှာဖီကနော်ဂိုင်ရိုဆွရီတော့ပြောထားတဲ့စကားလုံးကရှင်းနေတာနဲ့မရှင်းနေတာနဲ့ဆွရီကဗါလေအီဘာရာတုန်နော့ဆွရီကဗါလေအီဘာရာတုဒါအီမန်ရှာဖီရဲ့စတာကျွန်တော်တို့ခဏပြောထားအီမန်အဘူဟာနီဖာနော်ဟုတ်ပြီအီဘာရာတုနော်အဲ့တော့မန်တုကဗါလေဂိုင်ရိုsorry ဂိုင်ရို sorry မှာဗာနဲ့လဲဆိုတော့တဲ့အီရှာရာတုနော့အကောတေဘာအိုနော့အီရှာရာတုနော့နဲ့အကောတေဘာအိုနော့ဟုတ်ပြီလားဒါဘယ်သူထမှာလဲအီမန်ရှာဖီထမှာရလားโอเคအဲ့တော့ဒီမှာကြည့်အဲ့တော့ဒီ sorry အီဘာရာတုနော့ဆိုတာဘာကိုပြောရလဲဆိုတော့ခဏကစကားလုံးဟုတ်တယ်နော်အရာတစ်ခုချလိုက်ပြီဆိုရင်မိုးပွားပကာနဲ့တတ်တော်မှုရှိရလို့မပြောဘူးလားအဲ့ဒီမိုးပွားပကာနဲ့တတ်တော်မှုကအီဘာရာတုနော့အဲ့ဒါပြီးရင်လာဇင်မာနာမပြောထားဘူးအဓိပ္ပာယ်ကဘာလဲတိကိုတီးရမယ်လို့မပြောဘူးလားအဲ့ဒီလာဇင်မာနာနေပါထွက်လဲဆိုတော့အီရှာရာတုနော့နဲ့အကတေတောနော့ဥဆူလိုဖက်မှာအဲ့တော့အီရှာရာတုနော့နဲ့အကတေတောနော့ကဘယ်သူနဲ့လုံးလုံးမှာကုရ်အာန်ဟာဒီသ်နဲ့မဟုတ်လားခဏကရိုးရိုးလေးပြောလိုက်တဲ့လာဇင်အဓိပ္ပာယ်ကဘယ်မှာပါနေရလဲဒါဆိုတော့လားဒါတော့ဒေလာလက်တူအီမာတလုံးဖြောက်ထားနေရနော်သုံးခုရှိတာအီမန်ရှာပြီးတာရလားအဲ့တော့အီရှာရာတုနော့အကတေတောနော့အီဘာရာတုနော့အဲ့တော့စကားလုံးကိုပြောထားမယ်အတန်ပါမယ်ပြောထားမယ်အဲ့ဒီပြောထားတဲ့ဟာကရှင်းနေရင်အီဘာရာတုနော့အဲ့ဒီကိုယ်တိုင်ကိုကြည့်ပြီးပြောနေရနော်အဲ့ဒီပြောထားတဲ့ဟာမရှင်းဘူးဆိုရင်အီရှာရာတုနော့နဲ့အကတေတောမဖူးဆိုတာကဘာလဲမူရင်းကမပြောထားတာမူရင်းကဟုတ်ပြီအဲ့တော့မဖူးကနှစ်မျိုးရှိတယ်မိုဝါဖာကာနဲ့မိုခါလာဖာဆိုပြီးတော့မိုခါလာဖာဆိုတာဘာပြောရလဲမိုဝါဖာကာဆိုတာမဖူးဆိုတာကစကားလုံးကိုပြောထားလားစကားလုံးကိုပြောထားလားမပြောထားဘူးဥပ္ပဒေမှာရှိရဆိုတော့ကိုရန်ဟာတစ်နဲ့အလုံးမလုပ်လားအလုံးလုပ်တယ်ဆိုတော့မမြင်ရတဲ့ຢာတွေကိုတာတာကြမှာလုပ်လို့ရတယ်မရဘူးတော်တော်ဘောလားအဲ့ဒါကိုပြောချင်တယ်ဟုတ်လားဟုတ်ပြီအဲ့တော့မိုဝါဖာကာတမန်မိုဝါဖာကာဆိုတာမဖူးမိုဝါဖာကာဆိုတာဘာကိုပြောရလဲမပြောထားတဲ့အရာကပြောထားတဲ့အရာထက်ပိုပြီးတော့လုပ်တင်နေတာالمسكوت عنه أولى من المنطوق به ပြောထားတဲ့အရာထက်မပြောထားတဲ့အရာကပိုပြီးတော့ထိုက်တင်နေတာမိဘကမကြီးဘူးနဲ့ရိုက်လို့ရလားအဲ့တော့ရိုက်ဖို့ပြောထားလားမတားထားလားမတားထားဘူးအဲ့တော့မတားထားတော့ရိုက်လို့ရလားမရဘူးဟုတ်လားညီးညူမှုတွေတော့မလုပ်နဲ့ဆိုတော့ဟိုကရိုက်လို့ရအဲ့ဒါကိုဘယ်ရင်ထုတ်တာမိုးဝါအဲ့ဒီမဖူးမိုးဝါပါကောကိုကျွန်တော်တို့ထပ်မှာဘယ်လိုခေါ်လဲဆိုရင်ဒေလာလာတိုနော့အဲ့တော့ဒေလာလာတိုနော့ပါလားအီဘာရာတုနော့အီရှာရာတုနော့အကတေတောနော့အဲ့လေးခုဒါအီမန်ရှာဖီရဲ့ပုံအဲ့တော့မူခါလာဖာပုံမနေဘူးလားမူခါလာဖာဆိုတာဗာလေမူခါလာဖာဆိုတာကပြောထားတဲ့အရာကမပြောထားတဲ့အရာနဲ့ဆန့်ကျင်တယ်ပြောထားတဲ့အရာကမပြောထားဗာလေဝလ်မူတလကာတူယာတရဘတ်နာဘီအန်ဖူဆီဟင်နာဆလာဆတာကိုရူဟုတ်ပြီလားတော်လက်ပေးခံရတဲ့အမျိုးသမီးတွေကတဲ့ယာတီပန်းဘယ်လောက်လဲ3ခုကိုဘာလုပ်ရမလဲစောင့်ရမယ်အဲ့တော့တော်လက်ပေးတဲ့လူတွေတော့စောင့်ရမယ်ဆိုတော့ဘယ်လိုပြောမလဲတော်လက်ပေးခံရတဲ့လူတွေစောင့်ရမယ်ဆိုတော့အဲ့ဒီထဲမှာအိမ်တော်မကြရတဲ့လူတွေပါလားမူတလာကတည်ပဲလေတော်လက်ပေးခံတော်လက်ကပဲချင်းပေးခံဇဝတ်ပြီးမှာဟုတ်အဲ့ဒါပြီးဇဝတ်ရှိတယ်နေကာလုပ်ပြီးဒါပေမဲ့အဲ့ဒီကတော်လက်ပေးချင်းခံရတဲ့လူတွေမှာမပါဘူးဆိုရင်ရောဒီအမိတ်ထဲမှာပါလားကိုရုတုံးတုံစောင့်ကြလို့လားအဲ့တော့ဝလ်မူတလာကလို့ပြောပြီးဆိုရင်သူ့အပြင်တခြားလူပါလေလားမပါတော့အဲ့ဒါကိုမူခါလာဖာလို့ခေါ်တယ်အဲ့ဒါကိုဘယ်လိုခေါ်လဲမိုဝါဖာကာဆိုတာကပြောထားတဲ့အရာကမပြောထားတဲ့အရာကပြောထားတဲ့အရာချက်ပို့ပြီးတော့အဲ့တော့မိုခါလာဖာကိုမိုဝါဖာကာတိုင်းလာယူလို့ရလားမိုတလာကတီတောင်ပါနေတာပဲမင်္ဂလေးတိုင်းဆိုပြီး
ဒါဆိုအကုန်စောင့်နေရမှာမဟုတ်လားမိုးတော်လာကားတိတောင်ပါနေတာပဲတနာပါတယ်မိသားအိမ်အောင်ကွဲနေတယ်တော်လက်ပေးခံထားရတယ်စာနာတော့အဖြစ်မိန်းကလေးတိုင်းဆိုရလားမရဘူးလေပြောထားတဲ့အရာနဲ့မပြောထားတဲ့အရာနဲ့ဘာလို့နေလဲစန့်ကျင်နေတယ်ဟောဒါဆိုပေါ့လားအဲ့တော့မိုခါလာဖာဆိုတဲ့စာလုံးကအီမန်ဘူဟန်နီဖာထဲမှာပါလားမပါဘူးဘာဖြစ်လို့လဲအီမန်ဘူဟန်နီဖာမဖူးမိုခါလာဖာကိုထောက်ထားမရှိဘူးကုရ်အာန်တော့ဟာဒီစ်ကတခုလေကွဲမနေဘူးလားကွဲနေတယ်ဟုတ်ပြီကွဲနေတယ်ကွဲနေတော့နောက်တစ်ပိုင်းဟုတ်ပြီလားအဲ့တော့ဒီမှာပြောချင်တာကဒီပြောထားတဲ့စကားလုံးဒါပေမဲ့မရှင်းဘူးဆိုတာကဘာအဓိပ္ပာယ်လဲလာစဉ်ဆိုတာဗာလေတခြားအပြင်ကနေသိရမှာအဲ့ဒီစကားလုံးကြီးကမြင်နေရလားအဲ့ဒီထဲမှာဘာပါလဲအခေါ်တေသွားကိုနောက်တေသွားကို nas နဲ့ပတ်သက်ပြီးကျွန်တော်တို့ဟိုတစ်ခေါက်ကပြောတော့ was alil ကရရလို့ပြောတယ်ဟုတ်ဒီမှာကြည့်ရလားဟုတ်အဲ့တော့ was alil ကရရဆိုတာကတေသွားကို nas ဆိုတာကဒီရှရီယတ်ကတရားတော်ကဘာလို့ဖို့တောင်းဆိုနေရလဲစကားလုံးတစ်လုံးထည့်ဖို့တောင်းဆိုအဲ့တော့တေသွားကိုအဲ့တော့ was alil ကရရ was alil ကရရဆိုတာဘာလို့ပြောရွာကိုမေးပါဘာကိုမေးခိုင်းတာရွာကိုအဲ့တော့တမန်တော်ယူဆုဖ်ရဲ့ညီကိုတွေကတမန်တော်ယူဆုဖ်ရဲ့ညီကိုတွေကတမန်တော်ယူဆုဖ်ကဟာလာအီဂျစ်မှာလေတော့သူ့ညီကိုတွေကရောက်မလာဘူးလားရောက်လာတဲ့အခါမှာတမန်တော်ယူဆုဖ်ကဘုရုခေါ်ထားလိုက်ပညာကိုခေါ်ထားလိုက်တယ်အဲ့ဒါပြီးတော့ဟုတ်ပြီမင်းတို့ပြန်ရောက်ပြီဆိုလို့ရှိရင်ဟုတ်ပြီလားမင်းတို့ရဲ့ဖခင်ကိုပြောလိုက်ဒါမင်းတို့ရဲ့ညီကဒီကိစ္စကြောင့်ခေါ်ထားတယ်ဆိုပြီးမပြောလိုက်ဘူးလားပြောလိုက်တယ်ဟုတ်ပြောလိုက်တဲ့အချိန်မှာဘလူတို့ကဒီတမန်တော်ယူဆုဖ်ရဲ့ညီကိုတွေကဗင်နီယာမီကိုထားခဲ့ရမှာလေဘာဖြစ်လို့လဲပြဿနာရှိထားပြီးတာတမန်တော်ယူဆုဖ်ကတို့ကြောင့်ပျောက်ထားပြီးပြီအခုဗင်နီယာမီကထပ်ပြီးတော့ပျောက်နေပြီပျောက်နေတော့တို့အဖေကိုပြောတဲ့ခါမှာအထောက်ထားပြည့်စုံနေဘူးဟုတ်လားမဟုတ်လားအဲ့တော့ဗင်နီယာမီကဒီလိုကိစ္စကြောင့်ဟိုမှာထားတယ်ခြံခဲ့တယ်အီဂျစ်မှာအဲ့ဒါကိုမယုံဘူးဆိုရင် was alil ကရရရွာသားတွေကိုပြီးလိုက်ဟုတ်လားမဟုတ်လားဟုတ်ပြီလားအဲ့တော့ was alil ကရရွာကိုမေးလို့ရတာရွာကိုဘယ်လိုပဲမေးလို့ရမှာရွာသားတွေကိုပဲမေးလို့ရမှာအဲ့တော့ဒီနေရာမှာဖြုတ်ထားသည်ဖြစ်စေထည့်ထားသည်ဖြစ်စေအတိတ်ဘက်ကဘာပဲထွက်မှာဘာသာပြန်ရင်alil ကရပဲလေရွာကိုမေးလို့မှမရတာအဲ့တော့ဒီဟာကိုအတိတ်ပဲပြန်ရင်မြို့သူမြို့သားတွေအီဂျစ်ဆိုတော့မြို့သူမြို့သားဟုတ်နော်မြို့သူမြို့သားတွေကိုမေးပါဆိုပြီးမပြောဘူးလားဟုတ်ပြီအဲ့တော့ဒီမှာလို့ဆိုတဲ့စကားလုံးမြို့သူမြို့သားတွေဆိုတဲ့စကားလုံးကထဲသည်ဖြစ်စေဖြောက်ထားသည်ဖြစ်စေအတိတ်ပဲကဒီဟာပဲအဲ့တော့အတိတ်ပဲပြန်ရင်ဒါမပေါ်ဘူးလားပေါ်တဲ့အချိန်မှာထဲပြီးပြောတယ်ဆိုရင်အတိတ်ပဲကတူမနေဘူးလားဒါပဲဖြုတ်ပြီးပြောရင်ရောအတိတ်ပဲကတူမနေဘူးလားတူနေတယ်ဆိုတော့ဖြုတ်အဲ့ထဲပြီးပြောလဲဒါပဲဖြုတ်ပြီးပြောလဲဒါပဲဆိုရင်ဘာလို့ဖြုတ်တာလဲမင်းကွန်းလာပြီလေဖြုတ်ချင်တိုင်းဖြုတ်မလားကိုရန်ဒီနေရာမှာတော့ဖြုတ်လိုက်ဒီနေရာမှာတော့ထည့်လိုက်ပါဆိုပြီးရလားမရဘူးလေဟုတ်ပြီလားစကားလုံးတိုင်းမှာအတိတ်ပဲမရှိဘူးလားခဏပြောလေအင်းနဲ့အေသာဘာကွာလေမပြောဘူးလားဟုတ်ပြီအဲ့တော့ was alil ကရရအဲ့ဒီရွာသူရွာသားမြို့သူမြို့သားဆိုတဲ့လို့ဆိုတဲ့စကားလုံးကိုမဖြုတ်ထားဘူးလားအဲ့တော့ဖြုတ်ထားတယ်ဆိုတာကိုအာရဗီလိုဘယ်လိုခေါ်လဲ has ဖြုတ်ထားတယ်ဟုတ်ပြီလားအဲ့တော့ဘလာကလည်းပြန်သွားရင်ဘာတွေ့ရမလဲဆိုတော့ပြောတဲ့စကားနဲ့အတိတ်ပဲနဲ့တစ်ထပ်တည်းကိုက်ညီနေတယ်ဆိုရင်မိုဆာဝါတဲ့ဟုတ်လားပြောတဲ့စကားနဲ့ဟိုကနေကိုက်ဘလာကပညာရေးဖြစ်ကောင်းဟုတ်ပြီလားကိုက်ညီနေရင်ဗာလဲမိုဆာဝါပြောရမယ့်အရာထက်ပိုပြီးပြောမိတယ်ပိုပြောခြင်းမှာလည်းအတိတ်ပဲလိုအပ်ချက်ဗာလဲပြောနေတာရည်ရွယ်ချက်တစ်ခုခုရှိနေတယ်ဆိုရင် it's now ခဏပြောပြီးပြီ it's now ဟုတ်ပြီလားအလာနဲ့အလာရဆူနဲ့မလာအီကာတွေကိုရန်ပြုမယ်ပြီးရင်ဂျီဘရီနဲ့မိကာရန်မပါဘူးလားပါတယ်အဲ့ဒါကိုဘယ်လိုခေါ်လဲ it's now okay အဲ့တော့ပြောထားတဲ့ဗာလဲစကားလုံးကအတိတ်ပဲထက်ကိုပို့ပြီးတော့အတိတ်ပဲနဲ့စကားလုံးတူနေမဟုတ်ပါဟုတ်ပြီလားအဲ့တော့အတိတ်ပဲထက်ကိုစကားလုံးကပုံများနေ it's not ရလားဟုတ်ပြီအဲ့တော့အတိတ်ပဲကရှိပြီးသားဟုတ်ပြီလားဒါပေမဲ့စကားလုံးကနေနေတယ်စကားလုံးနေပြီးတော့ဗာလဲအတိတ်ပဲပုံများနေတယ်ဆိုရင်အဲ့ဒါကိုဘယ်လိုခေါ်လဲအီဂျာဘယ်ထဲမှာပါလဲပလာကာထဲမှာအဲ့တော့အီဂျာဆိုလို့ခေါ်လဲလို့ဖြုတ်ထားတာကိုပလာကာရဘယ်လိုခေါ်လဲအီဂျာဆိုတာဘာလို့တာလဲစကားလုံးကိုဖြုတ်တာစကားလုံးဖြုတ်လို့စကားလုံးဖြုတ်ရင်မူရင်းအပြင်အတိတ်ပဲဟာနဲတော့မှာမဟုတ်လားမဟုတ်ဘူးပလာကာရကဗာလဲစကားလုံးဖြုတ်ရင်ဗာလဲအတိတ်ပဲကပုံများတယ်လို့ဆိုတဲ့စကားလုံးမဖြုတ်လိုက်ဘူးထည့်ပြီးပြောရင်ဘာဖြစ်လဲရွာသူရွာသားမဟုတ်လားဖြုတ်ပြီးပြောရင်လည်းရွာသူရွာသားပဲဒါပေမဲ့ဖြုတ်ထားလိုက်တဲ့အတွက်ကြောင့်ရွာအဓိကမဖြစ်ပါဘူးလား
ရွာကိုမေးပါဆိုတဲ့စကားလုံးမပါအောင်ပါပါတယ်အဲ့တော့အတိတ်ဘယ်ကပါထွက်လဲဆိုတော့ဟုတ်ပြီလားဒီတက်ရှိနေအသက်ရှင်နေတဲ့လူတွေပဲမဟုတ်ဘူးဟုတ်ပြီလားအဲ့ဒီမြို့ကရွာတွေကလမ်းနေအိမ်နေသူတို့ပါမေးသူတို့တည်တယ်ဘာဖြစ်လို့လဲတမန်တော်ယူဆုနဲ့ပြဿနာတစ်ခုဖြစ်ထားပြီလားအဲ့တော့ဒီဗနီယာမီကိုခေါ်ထားတာမဟုတ်ဘူးလားအဲ့တော့တမန်တော်သူတို့ကရှောက်တင်တယ်သူတို့ဖခင်ကိုရှောက်တင်တဲ့အခါမှာအားကောင်းနေဖို့မလိုဘူးလားလိုတဲ့အခါမှာဘာနဲ့ပြောလဲအီဂျာ has ဟုတ်ပြီလားဖြုတ်ထားရင်အတိတ်ဘယ်ကဘာဖြစ်နေလဲပြိုပို့ပြီးတော့များတယ် what's a little ကတည်းကရွာသားတွေကိုမဆိုလို့ဘူးနော်ရွာကလမ်းတွေရွာအိမ်တွေမျိုးဘယ်လောက်ထိအဲ့ဒီကိစ္စအကြီးကျယ်ပြီးတူထားခံထားရလဲဆိုတာကြိုက်တဲ့လူတွေအဲ့ဒီရွာလမ်းတွေသွားမေးတောင်သိတယ်တော်ပါလားကျွန်တော်တို့မြန်မာလိုလဲပြောတာတွေရှိတယ်ဟုတ်ရွာရောက်တာလည်းမသိဘူးဟုတ်တယ်ဟုတ်လားမင်းမသိမှာလေရွာထဲခြေကြရတယ်သိမလားဟုတ်ရွာမှာတူပါလဲဆိုတာပြကြတယ်လမ်းနေရာစာသိတယ်ပေါ့အပင်နေရာစာသိတယ်ပေါ့ဟုတ်တယ်ဟုတ်ရွာထိပ်ရောက်တာနဲ့ဆိုပြီးတော့လေရှိတယ်အဲ့လိုမျိုးဒါဆိုတော့လားအဲ့တော့ဒါတွေကိုဘယ်လိုလုပ်မလဲဖြုတ်ထားတာလေပို့ပြီးပြောနေတာလေတာကြမှာကအလုပ်လုပ်မလားမလုပ်ဒါဆိုတော့လားဘယ်ကပဲအလုပ်လုပ်မှာလဲတက်စီအဲ့တော့တက်စီကရောစိတ်ကူးပေါက်ရထားလုပ်လို့ရလားမရဘူးဒါဆိုတော့ပေါ့လားအဲ့ဒါဆိုလို့ရှိရင်ဟုတ်ပြီခင်ဗျားကတာကြမှာဝယ်သွားမယ်အဲ့ဒီတာကြမှာကမလုံနဲ့လို့မပြောဘူးနော်လို့အဲ့ဒီတာကြမှာကခင်ဗျားမြို့မှာခင်ဗျားရွာမှာရှိနေတဲ့ခင်ဗျားရဲ့နိုင်ငံမှာရှိနေတဲ့ပညာရှင်တွေအားလုံးကဒီတာကြမှာကိုထောက်ခံတယ်လို့ပြောရင်အဲ့ဒါမကောင်းပါဘူးလားကောင်းအဲ့တော့တခြားနေရာတွေမှာလည်းအဲ့ဒါမရှိဘူးလားအဲ့လိုနိုင်ငံဥမာအင်္ဂလိပ်တွေကကိုရောင်ဘာနဲ့ပြန်အင်္ဂလိပ်နဲ့ပြန်မယ်လေကိုရီးယားနဲ့ပြန်မယ်တရုတ်ကတရုတ်နဲ့ပြန်မယ်မြန်မာနဲ့ပြန်အဲ့တော့တာကြမှာပဲဆိုလို့ရှိရင်ကြိုက်တယ်လို့ပြန်အကွဲလွဲမရှိဘူးရှားတယ်ဘာလို့လဲမြို့တိုင်းနိုင်ငံတိုင်းကထောက်ခံတယ်ဆိုလို့ရှိရင်အတိတ်ပဲပြန်ပါလေဒါအတွက်ဒါဟုတ်လားအကွဲလွဲရှိလားမရှိဘူးတဘောပေါက်လားအဲ့တော့ဒါပဲဖြစ်မနေဘူးလားဟာကိကတ်ဆိုကိုရန်ကပါလေမိုးကြီးတာမဟုတ်လားဘယ်မှာမိုးကြီးတာဖြစ်တာသူ့ရဲ့အတိတ်ပဲဘယ်တော့မှမကုန်နိုင်ဘူးမိုးကြီးတာအေးလာရောက်မယ်ကေယာမတ်ဒီမကုန်နိုင်တဲ့ဟာအဲ့ဒီရဲ့မိုးကြီးတာမကုန်နိုင်တဲ့အရာကိုဖွင့်ဆိုမှတည်မှာလားပါတာပြန်မှတည်မှာဖွင့်ဆိုမှတည်မှာအဲ့တော့ပြောတယ်ကိုရန်ကတအုပ်ပဲလေတဖီရီကဘာလို့များနေရလဲဆိုတော့တအုပ်နဲ့တအုပ်ဖွင့်ဆိုတဲ့ပုံစံကိုက်ညီရမယ်နော်ဥပဒေအားလုံးနဲ့ကိုက်ညီပြီးဖွင့်ဆိုပြီးရတာပုံစံဘောင်းစုံတွေမပေးနေဘူးလားအဲ့တော့ဘယ်ဟိုတွားနေရလဲမိုးကြီးတာဘက်ကိုတွားနေတာအဲ့တော့ကိုရန်တဖီအများကြီးမရှိဘူးလားအဲ့တော့အီမန်ရှာဝီရောက်လာတယ်အီမန်ရှာဝီတဖီလောက်တဲ့ခါမှာအရင်ကတဖီနဲ့တူလားအမှအတစ်တွေပေးမယ်ဒါပေမဲ့ကိုက်ညီနေရမယ်နော်တော်လားဒါဆိုမရှိဘူးလားအဲ့ဒါပြီးရင်ဒီ Sheikh Abdul Wahid Katani ရေးထားတာတော့မရှိဘူးသူ့ရဲ့တဖီကိုတာချာမှာလုပ်မယ်တဖီလုပ်မယ်ကိုရန်ကိုတဖီလုပ်မယ်ဗီဒီယိုနဲ့လုပ်မယ်ဆိုလို့ရှိရင်ဟုတ်ပြီလားဘယ်တော့အခါမှမမြင်ဘူးလားမကြားဘူးလားပဲကြားအဲ့ဒါကိုဘယ်ပြင်ကန်နဲ့ကိုက်စစ်ချင်လဲကြိုက်တာလေလားကိုက်ဒါပဲဒါဆိုတော့လားအဲ့ဒါကိုဘယ်လိုခေါ်လဲတဖီလို့ခေါ်အဲ့တော့ဘာကိုဖတ်ရမှာလဲတဖီကိုဖတ်ရမှာအဲ့တော့တာကြမှာကအဲ့တော့မန်နေဆိုလို့ရှိရင်လည်းအဲ့ဒီမှာရေးတာရောဖတ်တာရောရက်ထားလို့ရလားတဖီအကယ်လို့အဲ့ဒီတဖီကပညာရှင်တွေမပြောနဲ့ရိုးတာမန်မွတ်စလင်တွေမှာလက်မခံဘူးဆိုရင်ဟုတ်ဒါဆိုတော့ပေါ့လားအဲ့ဆိုရှင်းပြီနော်ဟုတ်ပြီနော်ဟောမှာလည်းအချက်ကတော့